နေရပေးမယ်ဆိုလို့ရှိရင်သူ့ကိုဟိတ်နဲ့ဟန်နဲ့နော်ဒီလိုမျိုးတွေလှုပ်ပေးမှကြိုက်တဲ့သူမျိုးအဲ့လိုမျိုးအများရဲ့အမြင်ကိုလက်ခံနိုင်စွမ်းအားနေသူတဲ့သူများတကာတွေကပြောတယ်ဆိုလို့ရှိရင်ငါတော့မထင်ပါဘူးဖြစ်နိုင်ပါဘူးနေလုံးနိုင်မှာမဟုတ်ပါဘူးဟုတ်တယ်မလားအဲ့လိုမျိုးပေါ့ရာမာယောလူမှုဆက်ဆံရေးပိုင်းဆိုင်ရာမှာယောကိုစီးပွားရေးတစ်ခုကိုဆုံးဖြတ်ချက်ချမှတ်တဲ့နေရာတွေမှာယောအသုံးပြုလို့ရတဲ့ပညာရပ်တစ်ခုဖြစ်တယ်ပြီးတော့ဒီမှာမိမိရဲ့အသင်းဖွဲ့ထဲမှာဖန်တီးနိုင်စွမ်းရှိတဲ့သူစနစ်ကျမှုရှိတဲ့သူလူမှုဆက်ဆံရေးကောင်းမွန်သူသဘောထားပြော့ပြောင်းနူးညံ့သူတွေကိုခေါင်းဆောင်ဖြစ်ရွေးချယ်နိုင်ရန်အတွက်အသုံးဝင်စေတဲ့ပညာရပ်တစ်ခုပဲဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့အသင်းဖွဲ့ထဲမှာစားသုံးသူလိုဈေးရောင်းသူလိုစီးပွားရေးလုပ်တဲ့သူလိုတွေမပါဘူးလားပါတယ်ကိုကဘသူ့ကို focus ထားပြီးကိုညီကျင်တာတော့အကုန်လုံးပဲဟုတ်တယ်မလားသို့တော့ကို focus ထားပြီးတော့နေ့စဉ်နဲ့မျှဖုန်းဆက်ပြီးသူ့ကိုတွန်းအားလေးတွေပေးဖို့ခွန်အားလေးတွေပေးဖို့အသိပညာဘ ഹു တုတတွေပေးဖို့ဆိုပြီးတော့ကိုအချိန်ပေးတဲ့သူကဘသူလဲကိုရွေးချယ်လို့ရလားရွေးချယ်လို့မရဘူးဒီလိုပညာရက်တွေကိုမသိထားဘူးဆိုရင်ဟုတ်လားဒါကြောင့်မလို့ကိုရွေးချယ်ပြီးတော့မှကူညီဖို့အတွက်ကိုနဲ့အတူတူအချိန်ဆိုတာကိုကသူ့ကိုသင်ပြပေးလိုက်လို့ तू ကဘာမှလိုက်မလုပ်ဘူးဆိုရင်သူတယောက်တည်းအချိန်ကုန်သွားတာမဟုတ်ဘူးကိုလည်းကုန်တယ်လေဟုတ်လားဒါကြောင့်ဒီနေ့ success small စီးပွားရေးမှာစ조사မဲ့သူတွေကိုဒီလိုမျိုးလူတွေကိုရွေးထုတ်နိုင်ဖို့အတွက်ဒီပညာရက်ကအရင်အရေးကြီးတယ်ဟုတ်ပြီအဲ့တော့အဲ့လိုမျိုးပညာရက်တွေထဲမှာဆိုလို့ရှိရင်လူတွေရဲ့စိတ်ကိုခန့်မှန်းနိုင်ဖို့အတွက်ကအဲ့ဒီလူတယောက်ကိုသူ့ရဲ့ပုံစံအနေထားကိုကြည့်ပြီးတော့တောင်မှကိုကဒီလိုလူဟာဘယ်လိုမျိုးအမျိုးအစားထဲမှာပါနိုင်တယ်လဲဆိုပြီးခန့်မှန်းနိုင်တယ်ဒါကဘာလဲဆိုသူ့ရဲ့မျက်လုံးအကြည့်သူ့ရဲ့ကြည့်ပုံเนาะသူ့ရဲ့အကြည့်လေးနဲ့လည်းခန့်မှန်းလို့ရတယ်သူ့ရဲ့ရှေးဟန်လက်ဟန်ပုံစံအနေထားကိုကြည့်ပြီးတော့လည်းပဲခန့်မှန်းလို့ရတယ်ပြီးရဲ့မျက်နှာအမူအရာသူ့ရဲ့မျက်နှာအမူအရာကိုကြည့်ပြီးတော့လည်းခန့်မှန်းလို့ရတယ်ပြီးရင်ကိုဟန်အမူအရာဒီအချက်တွေကိုကြည့်ပြီးတော့ခန့်မှန်းနိုင်တယ်အဲ့တော့ဒီနေ့မဆုလိုက်လာသင်ပြပေးမဲ့အချက်တွေတဲကမှာဆိုလို့ရှိရင်ဒါခန့်မှန်းတာခန့်မှန်းခြေပေါ့နော်ခန့်မှန်းခြေနေနဲ့100%မှန်ကျင်မှလည်းမှန်မယ်သို့တော့လူဆိုတာကအမြဲတမ်းပြောင်းလဲနေတဲ့သူတယောက်ဖြစ်တယ်အထူးသဖြင့်မကောင်းတဲ့ဘက်ကိုပြောင်းလဲတဲ့သူတွေလည်းရှိတယ်လို့ကောင်းတဲ့ဘက်ကိုပြောင်းလဲလာတဲ့သူတွေလည်းရှိတယ် success small မလုပ်ခင်ကသူဟာဘလို့လူမျိုးပဲဖြစ်နေပါစေ success small လုပ်ပြီးတဲ့နောက်ပိုင်းမှာသူ့ကိုယ်သူကောင်းတဲ့ဘက်ကိုပြောင်းလဲလာနိုင်တဲ့သူတွေရောမပါဘူးလားဒီပရိသတ်ထဲမှာရောမပါဘူးလားပါတယ်အထူးသဖြင့်ဒီနေ့သင်တန်းတက်ပြီးတော့ဒီသင်တန်းကိုမတက်ရသေးခင်မှာကိုဟာဘလို့လူမျိုးလဲဘလို့ပုံစံလဲဆိုတာကိုနော်ဘယ်လိုပြောမလဲလက်ခံနိုင်သွားတယ်ပေါ့နော်ဒီနေ့မက်ဆလိုင်းသင်ပြပေးတဲ့ပညာရပ်ကိုသိပြီးလိုက်တဲ့ခါမှာလက်ခံသွားပြီးပြီဆိုရင်ဟေးဒီနေ့ငါဒီအမျိုးသားထဲမှာပါနေတယ်ဒါပေမဲ့ငါမပါချင်ဘူးပါနေတယ်မပါချင်ဘူးဆိုရင်ပြုတ်ပြင်လို့မရဘူးလားပြုတ်ပြင်လို့ရတယ်အဲ့တော့မက်ဆလိုင်းကဒီနေ့လာပြောပြတဲ့အထဲမှာဆိုရင်ကောင်းတဲ့အချက်ကလေးတွေလည်းပါမယ်မကောင်းတဲ့အချက်လေးတွေလည်းပါမယ်သို့တော့နားထောင်နေတဲ့အချိန်မှာကိုအမှန်တရားအတိုင်းလက်ခံနိုင်ရမယ်နော်ဘာနဲ့ဘယ်ဖြစ်ဘလို့ပညာရပ်ပဲသင်အမှန်တရားအတိုင်းလက်ခံနိုင်ရမယ်လက်ခံပြီးပြီဆိုလို့ရှိရင်ဘာဖြစ်လဲပြုတ်ပြင်ပြောင်းလဲနိုင်ရမယ်ဟုတ်ပြီလားโอ
Okay အဲ့တော့မင်းလိုက်ပြောတဲ့အထဲမှာဟေးဒီနေ့ငါပြောနေရလားငါနဲ့တူနေရပေါ့ဆိုပြီးတော့မှအဲ့လိုမျိုးစိတ်နဲ့ကြားဖို့မဟုတ်ဘူးတူနေတယ်ဆိုရင်ဘာလုပ်ရမှာလဲကောင်းတဲ့သူတွေပဲထဲဖြစ်လာအောင်ပြောင်းလဲရမှာဟုတ်ပြီလားဟုတ်ပါဘူး Okay အဲ့တော့မင်းလိုက်ဒီနေ့လာပြောပြပေးမယ့်အရာဟာဆိုလို့ရှိရင်ဒီအကောင်ကလေးတွေပေါ့နော်ချစ်စရာအကောင်လေးတွေ ਨੇ စိတ်နေစိတ်သဘောထားတူတဲ့လူတွေလူအများစုကဘာပေါ်မှာရှိတဲ့လူတွေအများစုဟာဒီလိုအကောင်မျိုးတွေ ਨੇ တူတဲ့အကျင့်အလေးအထအမူအရာစိတ်နေသဘောထားဒါတွေကိုရှိတတ်တယ်နော်လူတွေဟာအဲ့တော့ကဘာပေါ်မှာရှိတဲ့လူတွေအများစုဟာအားလုံးကိုရှုံပြီးတော့ကြီးလိုက်မယ်ဆိုလို့ရှိရင်တဲ့အကောင်17မျိုးနဲ့တူတယ်တလိษံကောင်လေးတွေပေါ့နော်ချစ်စရာတလိษံကောင်လေးတွေ17မျိုးနဲ့တူတယ်သူတွေနဲ့ခတ်ဆင်ဆင်အများစုပေါ့နော်အဲ့လိုမျိုးခတ်ဆင်ဆင်ဖြစ်တယ်သူတို့ရဲ့စိတ်နေထားသူတို့ရဲ့အမူအရာဟန်ပန်စားသဖြင့်ပေါ့နော်သူတို့ရဲ့ကိုကျင့်အကျင့်ပေါ့နော်အဲ့ဒါလေးတွေနဲ့တူတယ်အဲ့တော့ဘယ်အချက်တွေပါတယ်လဲကြည့်ရအောင်လင်းယုံငှက်နဲ့တူတော့သူလင်းယုံငှက်နဲ့တူတဲ့သူလင်းယုံငှက်ကသူ့ရဲ့စိတ်နေစိတ်သဘောထားသူ့ရဲ့ပင်ကိုစရိုက်ပင်ကိုဗီဇက तू ကဘလို့လူမျိုးလဲဆိုရင်အတွင်းအမြင်ကျေပြန့်နေလင်းယုံဟာလွယ်လွယ်အချုံးပေးတတ်တဲ့သူမဟုတ်ဘူးလင်းယုံရဲ့ပုံစံကိုတရုပ်ကိုပေါ်ကြည့်လိုက်မြင်ရောင်ကြည့်လိုက် तू ဟာအမြင့်ကြီးကိုပြန်ပြီးတော့မှ तू လိုချင်တဲ့သားကောင်ကိုနော်အဝေးကနေကြည့်နိုင်တဲ့သူသူ့ရဲ့ပြစ်မှတ်ကိုအဝေးကနေပြီးတော့ထင်ရှားပြတ်သားစွာကြည့်နိုင်တဲ့သူအဲ့တော့လူဆိုရင်လည်းဘယ်လိုပြောမလဲဆိုရင် तू ဟာကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်ကိုကိုတိုင်အကောင့်ထဲပေါ်နိုင်ပြီးတော့ထင်ထင်ရှားရှားပြက်ပြက်သားသားကိုပန်းနိုင်ရှိတဲ့သူလို့ပြောလို့ရနော်လွှမ်းမိုးနိုင်စွမ်းရှိတဲ့သူ तू ဟာလွှမ်းမိုးနိုင်စွမ်းရှိတယ်ဘယ်လိုလွှမ်းမိုးနိုင်စွမ်းရှိလဲဆိုလို့ရှိရင်သူနဲ့တူတဲ့အတောင်ပံရှိတဲ့အကောင်တွေနဲ့တူတာတောင်မှ तू ဟာအမြင့်ဆုံးအထိကိုပြန်တန်းနိုင်တဲ့သူဖြစ်တယ်ဟုတ်တယ်နော်အမြင့်ဆုံးထိပြန်တယ်ဆိုတာအမြင့်ဆုံးဆိုတဲ့နေသားမှာကြည့်လိုက်လေဒုဟာအရန်ထဲမှာစွဲအားရှိတယ်ဟုတ်တယ်မလားဒီလေဟုန်ကြီးကိုအမြင့်ထိပြန်လေအမြင့်ရောက်လေ तू ဟာအတောင်ပံပို့ပြီးတော့ခတ်ရလေအားဆိုင်ရလေဒါကြောင့်မလို့အတောင်ပံအားမကောင်းတဲ့ငှက်တရားဆိုအမြင့်ထိမပြန်နိုင်ဘူးအဲ့တော့ဆိုလိုတာက तू ဟာလွှမ်းမိုးနိုင်စွမ်းရှိတာဖြစ်တဲ့အတွက် तू ဟာအောင်မြင်မှုတစ်ခုဒီလိုလင်းယုံငှက်နဲ့တူတဲ့သူရဲ့စိတ်နေစိတ်သဘောထားဟာဆိုရင် तू ဟာအမြင့်ထိပန်နိုင်ပြီးတော့နော်ဘလို့အခက်ခဲပြဿနာမျိုးပဲမဆိုသူ့ထက်ဘလောက်ကြီးမားတဲ့လေဟုန်ကိုပဲဖြစ်လေဟုန်ဆန်ပြီးတော့ပြန်နိုင်တဲ့အမြင့်ဆုံးထိရောက်အောင်တက်နိုင်တဲ့သူဖြစ်တယ်အောင်မြင်မှုကိုအမြင့်ဆုံးအောင်မြင်မှုတစ်ခုစ조사လိုက်မယ်ဆိုတာနဲ့နေရာတစ်ခုကိုရောက်ပြီဆိုတာနဲ့သူဟာအမြင့်ဆုံးထိရောက်အောင်ပြန်ရမယ်ဆိုတဲ့သူ့ရဲ့အတွင်းဗီဇအတွင်းအားပါလာပြီးသားသူတယောက်ဖြစ်တယ်လင်းယုံငှက်နဲ့တူတဲ့သူဆိုရင်တနေ့နဲ့တိုးတက်အောင်လုပ်နိုင်တဲ့အစွမ်းရှိတယ်တဲ့သူကစပြီးတော့ငှက်ဖြစ်ပါပြီဆိုတဲ့နဲ့ရှက်ချင်းဝုန်းကလေးဆိုအမြင့်ပြန်နိုင်တာမဟုတ်ဘူးနော်သူကဘာဖြစ်လဲသူ့ကိုယ်သူအဲ့ဒီလိုအမြင့်ပြန်နိုင်အောင်အမြဲတမ်းတိုးတက်အောင်လုပ်တာဖြစ်တယ်ဒါကြောင့်မလို့လူတွေထဲမှာသူနဲ့တူတဲ့စိတ်မျိုးရှိတဲ့သူဆိုလို့ရှိရင်သူဟာတနေ့နဲ့ကိုတိုးတက်ရာတိုးတက်ကြောင်းလုပ်နေတဲ့သူဖြစ်တယ်ဥတီချက်ပြစ်မှတ်တိတိကျကျရှိတယ်ဥတီချက်ပြစ်မှတ်တိတိကျကျရှိတယ်သူကပြစ်မှတ်ကိုချိန်ပြီးတော့ခါကြတော့မှငါဘယ်နှမိုင်လောက်ကနေပြီးတော့ဒီသားကောင်ကိုယူမယ်ဆိုလို့ရှိရင်ဘယ်နှမိနစ်နဲ့အရောက်ဆင်းမယ်ဘယ်လောက်ပဲအမြင့်ကြီးဖြစ်နေပါစေသူ့ရဲ့သားကောင်ကဥမာပင်လယ်ထဲမှာငါးတကောင်ကိုသူမြင်ထားတယ်ဆိုလို့ရှိရင်ဘယ်နှမိနစ်ငါးရဲ့ပြန်နှုံးနဲ့ဟုတ်တယ်မလားသူဆင်းလာနိုင်မဲ့အချိန်နဲ့ဆိုရင်ဘယ်လောက်ထိချိမလဲဆိုပြီးတော့သူကအဲ့လိုထိခတ်မှန်းနိုင်တယ်လင်းယုံငှက်ဖြစ်တယ်စံပြနမူနာကောင်းဖြစ်စေတယ်ငှက်တွေထဲမှာဆိုရင် तू ဟာစံပြငှက်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့သူနဲ့စိတ်ချင်းတူတဲ့သူဟာဆိုရင်လေစံပြဖြစ်တဲ့သူတယောက်ဖြစ်တယ်ပတ်ဝန်းကျင်ရဲ့အနေအထားကိုနားလည်သဘောပေါက်တဲ့သူဖြစ်တယ်ပတ်ဝန်းကျင်ရဲ့အနေအထားကိုပတ်ဝန်းကျင်မှာအန်တရယ်ဘလို့သူ
သူ့ရဲ့သားကောင်စီကိုသွားမယ်ဆိုလို့ရှိရင်သူ့ရဲ့သားကောင်ရဲ့အနေထားမှာပတ်ဝန်းကျင်မှာငါသွားလိုက်တဲ့အချိန်သူဘယ်နေရာကိုပုံးနိုင်လောက်လဲဘယ်နေရာကိုရှောင်နိုင်လောက်တယ်လဲဆိုတဲ့အနေထားမျိုးကို तू ကပတ်ဝန်းကျင်ရဲ့အနေထားကိုလည်းသိရှိပြီးသားဖြစ်တယ်အဲ့တော့လူဆိုရင်လည်းပဲပတ်ဝန်းကျင်ကိုအကဲခတ်ကျွမ်းကျင်တဲ့သူဖြစ်တယ်နော်စူးချတဲ့အကြည့်တီမှုအပြည့်ရှိတဲ့သူဖြစ်တယ်စူးချတဲ့အကြည့်ဆိုတာလူတွေနဲ့စကားပြောတဲ့အခါမှာလည်းယုံကြည်မှုအပြည့်အဝရှိတယ်လူတယောက်ကိုမျက်လုံးကြည့်ပြီးတော့စကားပြောရဲတယ်ပုံချိုးကွယ်ချိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အရေးချင်းတွေကိုအစွမ်းကုန်ချပြရဲတယ်တတိရှိတဲ့စူးချတဲ့မျက်ဝန်းပိုင်ရှင်တွေပေါ့နော်လူဆိုရင်လည်းခေါင်းဆောင်ကောင်းတယောက်စိတ်အပြည့်ရှိတယ်သူဟာသူ့ရဲ့အလုပ်ကိုဥဆောင်နိုင်စွမ်းရှိတယ်သူ့ကိုယ်သူလည်းဥဆောင်နိုင်စွမ်းရှိတယ်နော်အဲ့လိုလူမျိုးအဲ့တော့ဆုံးဖြတ်ချက်ကိုပြက်ပြက်သားသားချရဲတယ်ဟာဒီလေးပေါ်မှာဝဲနေပြီးတော့ငါဘယ်သားကောင်ကိုဖမ်းရမလဲမသိဘူးဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့သူ့မှာဆုံးဖြတ်ချက်ပြက်ပြက်သားသားချရဲတယ်သူဖြစ်တယ်တဲ့ဟုတ်ပြီအဲ့တော့ဒီနေ့လင်းယုံငှက်နဲ့တူတဲ့သူတွေပါသလားပါလားရှင်ဟေးဒီနေ့ငါပဲဒီလိုလူဟာငါပဲငါဟာဒီလိုလူပဲဆိုပြီးတော့ပါလားโอเคပါရင်ပါတယ်မပါရင်မပါဘူးပေါ့နော်โอเคအရန်ကောင်းပါတယ်ဒီလိုလူနဲ့တူတယ်ဆိုလို့ရှိရင်ဟုတ်ပြီနံပါတ်2ကတော့ရှင်သေးနဲ့တူတဲ့သူရှင်သေးနဲ့တူတဲ့သူရှင်သေးရဲ့သူ့ရဲ့အကျင့်စရိုက်သူ့ရဲ့ဗီဇကဘလို့ပုံစံမျိုးလဲဆိုတော့ तू ကနေရာဒေသအလိုက်အရေးရှင်ကိုအသုံးချတတ်တယ်ရှင်သေးဆိုတာတောထဲမှာ तू ကဘာလဲဘယင်ပဲဟုတ်တယ်မလားတောထဲမှာဘယင်ဆိုပေမဲ့သူ့ထက်သားကောင်သူ့ထက်ကိုခန္ဓာကြီးတဲ့စင်တွေရောမရှိဘူးလားသူ့ထက်ကျွမ်းကျင်တဲ့ရေကူးကျွမ်းကျင်တဲ့မိချောင်းတွေစသဖြင့်မရှိဘူးလားရှိတယ် तू ကသူနဲ့ပြန်ရမဲ့သူဟာဘသူလဲဆိုပြီးတော့ तू ကသိတယ်နေရာဒေသလိုက် तू ကအရေးချင်းကိုအသုံးချတတ်တယ်နော်နေရာတကာတိုင်းမှာအရေးချင်းကိုထုတ်ပြတတ်တဲ့သူမျိုးမဟုတ်ဘူးဆိုလို့ကျင်တာလူဆိုလို့ချင်လဲငါအရေးချင်းကိုဘယ်နေရာမှာအသုံးချရမလဲဆိုပြီးတော့သိတယ်ဥပမာလူဆိုလို့ချင်ပေါ့တခြားနေစာအလုပ်တွေထဲမှာဘလို့ပဲလုပ်ခဲ့ဘလို့ပဲလုပ်ခွင့်မရှိခဲ့ပေါ့နော်ဒီနေ့ success more စီးပွားရေးကိုဝင်ရောက်လောက်ကင်လာပြီဆိုတာနဲ့ငါအရင်တော့ငါဘသူနဲ့ပဲစကားမပြောတတ်ခဲ့ success more ရောက်ပြီဆိုတာနဲ့လူတွေနဲ့လူတွေငါရဲ့အရေးချင်းကိုမြင်အောင်ရှာပြရဲတယ်ဆိုတဲ့တတိမျိုးဟုတ်လားအပြင်လောကမှာကိုဟာဘလို့လူမျိုးပဲဖြစ်ခဲ့ဒီစီးပွားရေးတွေရောက်လာပြီဆိုရင်ငါအရေးချင်းကိုမြင်စေရမယ်ကုမ္ပဏီပိုင်ရှင်တွေငါအရေးချင်းကိုမြင်စေရမယ်ငါရဲ့အထက်ခေါင်းဆောင်တွေငါရဲ့အရေးချင်းကိုမြင်စေရမယ်စသဖြင့်အဲ့ဒီလိုမျိုးအတွေးခေါ်မျိုးရှိတဲ့သူပေါ့နော်ရှင်သိနဲ့တူတဲ့သူဆိုလို့ရှင်လဲပြဿနာတိုင်းကိုဒေါသရှိမှမထားဘူးတဲ့မြင်းမြတ်တဲ့စိတ်ထားရှိတယ်ပြဿနာတစ်ခုဖြေချင်းလိုက်ပြီဆိုလို့ရှင်ဒေါသနဲ့မဖြေချင်းဘူးနားလည်မှုပေးတယ်မြတ်တဲ့စိတ်ထားသူ့ဘက်ကိုဘက်ကြည့်ပြီးတော့မှဖြေချင်းတယ်ကိုထက်အင်အားနည်းတဲ့သူဆိုလို့ရှင်လဲအနိုင်ယူတာမျိုးအနိုင်ကျင့်တာမျိုးမရှိဘူးလူဆိုလို့ရှင်လဲထို့နည်းတူစွာပဲပေါ့နော်ကိုတဲ့အင်အားနေတဲ့သူအပေါ်မှာတိမ်ချပြီးတော့မဆက်ဆံဘူးကိုကမြင့်မြတ်တဲ့စိတ်ထားနဲ့သူမနားမလဲသေးတာသူမမသိတာသူမသဘောမပေါက်တာသူကလူသစ်ပဲသူကစသဖြင့်သူ့ဘက်မှာတွေးပြီးတော့အလုံးလုံးတတ်တဲ့သူမျိုးဖြစ်တယ်ဟုတ်ပြီနောက်ထပ်တစ်ချက်ကကြတော့ရလက်များကိုရှဲထွင်နိုင်မှုပံ့ပိုးမှုတွေလှုပ်ဆောင်တတ်တယ်တဲ့အဲ့တော့ရလက်ဆိုတာကဘာလဲဆိုတော့ကိုမှရလက်တစ်ခုရှိထားပြီးပြီဆိုလို့ရှိရင်အဲ့ဒီရှိထားတော့လေးနဲ့မရက်တီပဲနဲ့ထပ်ပြီးတော့တိုးရှဲနိုင်စွမ်းရှိတာကိုစီမှာရလက်ရှိထားပြီးပြီဆိုလို့ရှိရင်နောက်ထပ်ကိုရဲ့ရလက်တွေထပ်တိုးလာအောင်ရှဲထွင်နိုင်စွမ်းရှိတာတချို့သားကြတော့ရှိတယ်လေကိုမှပြီဆိုရင်ဒီရလက်နဲ့ပဲငြိမ်နေတာမျိုးဒီလောက်ကလေးနဲ့ပဲရက်တက်နေတာမျိုးပြန်ပြီးတော့စွမ်းမရှိဘူးဒီမှာကြတော့ तू ကအဲ့လိုမျိုးမဟုတ်ဘဲနဲ့ तू ကရှိထားပြီးပြီဆိုရင်လည်းပဲရှိထားတဲ့လောက်ကလေးနဲ့မနေပဲနဲ့ထပ်ပြီးတော့တိုးချဲရမယ်ငါမှတလောက်ကိုဝင်ငွေသိမ့်နဲ့တန်းနဲ့ရှိရနေပြီးကျေနပ်ပြီးဆိုတဲ့အနေအထားမျိုးမဟုတ်ဘဲနဲ့ငါဒီထက်လုံနိုင်သေးတယ်ဆိုတဲ့စိတ်မျိုးအမြဲတမ်းမွေးနိုင်တဲ့သူပေါ့နော်ဟ
ဟုတ်ပြီโอเคသဘောပေါက်လားရှင်အားငယ်သူကိုအားပေးတတ်တယ်အားငယ်တဲ့သူကိုလည်းအားပေးတတ်တယ်သူကနော်သူ့ထက်အားငယ်နေတဲ့သူဆိုလို့ရှင်လေအားပေးအားမြောက်လေးတွေလုပ်တတ်တယ်ဒါရှင်သေးနဲ့တူတဲ့သူပြီးရင်လေးစားမှုရှိတယ်ငယ်သူပေါ်မှာလည်းလေးစားတယ်ကြီးတဲ့သူပေါ်မှာလည်းလေးစားတယ်ကိုနဲ့နေတဲ့သူတွေပေါ်မှာလေးစားမှုဖြင့်ဆက်ဆံတတ်တယ်ဒါဆိုလို့ရှင်ပွင့်လွင်မြင်သာစွာဖြင့်နှိမ့်ချစွာပြောဆိုဆက်ဆံတတ်တယ်တဲ့ပွင့်လင်းမြင်သာစွာဖြင့်နှိမ့်ချစွာပြောဆိုတတ်တယ်အဲ့တော့အဲ့ဒီလိုမျိုးပွင့်ပွင့်လင်းလင်းပြောတတ်တယ်နော်တစ်ဖက်လူရဲ့အနေထားမှာကိုယ့်ကိုယဉ်နှီးအောင်ချစ်ခင်အောင်ဥပမာကိုကလူကြောတဲ့ကိုသွားမယ်ဆိုလို့ရှိရင်ဒီတိုင်းရင်းသားတွေဒီလူမျိုးတွေနဲ့ငါစကားမပြောဘူးစကားမပြောတတ်ဘူးသူကခေါ်မှငါကခေါ်မယ်သူရင်နှုတ်ဆက်မှငါရင်နှုတ်ဆက်မယ်ဆိုတဲ့သူမျိုးမဟုတ်ဘဲနဲ့ဩသူဟာငါ့ကိုမခေါ်ရဲတော့ဘူးငါရဲ့ယာဒူးနဲ့ငါရဲ့အခြေအနေနဲ့အနေထားနဲ့ तू ကငါ့ကိုစကားမပြောတာမပြောချင်လို့မဖြစ်နိုင်တော့ဘူးမပြောရဲလို့ဖြစ်နိုင်တော့တယ်ဆိုပြီးတော့မှကိုယ့်ဘက်ကနေစပြီးတော့သူများတကာကိုသွားနှုတ်ဆက်တာမျိုးသွားခေါ်တာမျိုးဟုတ်လားအဲ့လိုမျိုးလှုပ်တတ်တဲ့သူတဲ့ကဲအဲ့တော့ရှင်သေးနဲ့တူတဲ့သူတွေပါကြလားသိကြလားโอเคကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရောမြင်အောင်ကြည့်လို့ရလားကဲစောစောတုန်းကလင်းယုံငှက်နဲ့တူတဲ့သူကဘသူလဲနာမည်လေးရေးထားမယ်ကိုပတ်ဝန်းကျင်မှာကိုနဲ့အလုံးလုံးနေတဲ့သူဟာဘသူကတော့လင်းယုံငှက်နဲ့တူတဲ့သူဖြစ်နိုင်ရင်မသုလိုင်ကိုပေးလို့ရရင်ကောင်းမယ်မသုလိုင်ကိုပေးလို့ရတဲ့စာရွက်ကလေးနဲ့ရေးမယ်ကိုနာမည်လေးကိုရေးထားမယ်ပြီးရင်ကိုရဲ့ယာဒူးနဲ့ရေးထားမယ်ရေးထားပြီးတော့အခုဒီနေ့မသလိုင်ပြောသွားတဲ့အထဲမှာဝမ်ပလော့ဂျက်မှာကြီးနေတဲ့သူတွေလည်းမသလိုင်ကိုတီးတန့်နေလာပို့လို့ရတယ်နော်လင်းယုံငှက်နဲ့တူတဲ့သူကဘသူလဲကိုပတ်ဝန်းကျင်မှာရှိတဲ့သူနော်နာမည်လေးတွေတက်ပြီးတော့ပို့ပေးမယ်ပြီးရင်စောစောတုန်းကအခုမသလိုင်ပြောသွားတဲ့ရှင်သေးနဲ့တူတဲ့သူကဘသူလဲနော်မြင်အောင်လို့ရလားโอเคရေးထားမယ်နာမည်လေးတွေရေးမယ်ရေးထားပြီးတော့တူတဲ့သူဟာရှင်သေးနဲ့တူတဲ့သူလင်းယုံငှက်နဲ့တူတဲ့သူဆိုပြီးတော့နော်တူတလို့မတူတလို့ဆိုရင်မရေးသေးနဲ့အောင်နောက်ထပ်လာမယ်နော်ကိုတိုင်လဲတူတလို့မတူတလို့ဆိုရင်နောက်ထပ်လာမယ်ဟုတ်ပြီနောက်ထပ်နံပါတ်3ကတော့ဇီးကွက်နဲ့တူတဲ့သူနော်ဇီးကွက်နဲ့တူတဲ့သူဇီးကွက်နဲ့တူတဲ့သူကကြတော့ဘယ်လိုမျိုးလဲဆိုတော့ तू ကမြင့်မြတ်တဲ့အတွေးနဲ့အသိပညာရှိတယ်ဇီးကွက်ကပညာရှိတယ်နော်ပညာရှိတဲ့အတွေးခေါ်ရှိတယ် तू ကပညာတတ်ဟုတ်တော်ညာလဲပညာရှိတယ်ဟုတ်တယ်မလားအဲ့လိုမျိုးပြီးလို့ရှိရင်လေးနက်စွာလှုပ်ဆောင်တတ်သူတွေးခေါ်တတ်သူဖြစ်တယ်ဘာပဲလှုပ်ပေါ့ပြက်မလို့နဲ့လှုပ်တတ်တယ်အလုပ်တစ်ခုပေါ်မှာလေးနဲ့ထားတယ်လူမှုဆက်ဆံရေးပိုင်းပဲဖြစ်ဖြစ်သူများပြောနေတဲ့စကားကိုနားထောင်တဲ့အပိုင်းမှာပဲဖြစ်ဖြစ်ဘာပဲလှုပ်အလေးနဲ့ထားပြီးလှုပ်တတ်တဲ့သူဖြစ်တယ်နော်ပေါ့ဆဆမလှုပ်တတ်ဘူးပေါ့ပြက်မလှုပ်တတ်ဘူးဟုတ်ပြီနားထောင်တတ်တဲ့စကေးရှိလို့လူတိုင်းနဲ့တိုင်ပင်တွေးခေါ်တတ်တယ်ဆွေးနွေးတတ်တယ် तू ကနားထောင်တတ်တဲ့စကေးရှိတယ်ဘယ်လိုလူကစကားလာပြောသူများတကာတွေကအနှုတ်လက္ခဏာတွေလာပြောတယ်ဆိုလို့ရှိရင်လေသူ့မှာနံပါတ်1ချက်အသိပညာရှိထားပြီးသားသူဖြစ်လို့သူ့ကိုကူးဆက်မခံဘူးတခြားလူတွေကအနှုတ်လက္ခဏာနေနဲ့လာပြောတယ်ဆိုရင်လေ तू ကနားထောင်ထားလိုက်တယ်तू ကပြန်ပြီးသုံးသပ်တတ်တယ်ဒီလူကဘာကြောင့်ဒီလိုစကားမျိုးပြောတာလဲနော်ပြန်သုံးသပ်တတ်တယ် तू ကကောင်းတဲ့အရာတွေကိုပြောရင်လည်းပဲ तू ကပြန်ပြီးသုံးသပ်တတ်တယ်ဒီကောင်းတဲ့အရာတွေဟာငါနဲ့ဘလို့သက်ဆိုင်လဲမကောင်းတဲ့အရာတွေကိုငါကဖယ်ရှားရမယ်तू ပြောသလိုမျိုးဒီလိုမျိုးမဖြစ်ရလေအောင်ငါမှလည်းအဲ့လိုမရှိရလေအောင်ဆိုပြီးတော့ပြန်ပြီးတော့ကိုသုံးသပ်တတ်တဲ့သူမျိုးဖြစ်တယ်ဘာလို့လဲ तू ကပညာရှိတဲ့သူဖြစ်လို့ဟုတ်လားအဲ့လိုမျိုးနော်နားထောင်တတ်တဲ့စိတ်ရှိလို့သူများဒီလိုလူမျိုးတွေဆိုလို့ရှိရင်သူများတကလာတိုင်ပင်တဲ့သူတွေများတယ်
သူများလာဖွင့်တဲ့သူတွေများတယ် तू ကနားထောင်ပေးတတ်တဲ့စကေးရှိလို့လေဟုတ်တချို့သူတို့သူတွေဆိုလို့ရှိရင်နားထောင်ပေးတဲ့စကေးမရှိတဲ့အခါမှာဟိုဘယ်သူမှမျိုးတော့ဗောနော်အဲ့လိုမျိုးဖြစ်တယ်โอเคပြီးလို့ရှိရင်နောက်ထပ်အကြံပြုချက်ထောက်ပြချက်များကိုလက်ခံနိုင်တဲ့အစွမ်းရှိတယ်အကြံပြုချက်ထောက်ပြချက်တွေကိုလက်ခံနိုင်တဲ့အစွမ်းရှိတယ်အဲ့ဒါကဘာလဲဆိုတော့တချို့သောသူတွေဆိုလို့ရှိရင်ကွာဒါလေးလှုပ်သိမ့်ရင်တော့လှုပ်ရင်တော့ကောင်းမယ်ကောင်းနေပြီသို့တော်ဒီထက်ပိုကောင်းနေဆိုတဲ့အကြံပေးတဲ့အခါကျရင် तू ဟာလက်ခံတယ်လက်ခံနိုင်စွမ်းရှိတယ်တချို့သူတွေကကြတော့အဲ့လိုမျိုးမဟုတ်ဘူးလေကွာ तू များတော့ငါတွေးထားတာမှန်နေပြီဟုတ်တယ်မလားအကြံပြုချက်အကြံပေးမယ်ဆိုလို့ရှိရင်လက်မခံနိုင်ဘူးအဲ့လိုမျိုးသို့တော်ဇီးခွက်နဲ့တူတဲ့သူကကြတော့ तू ကလူများရဲ့အကြံပြုချက်တွေကိုလက်ခံပေးနိုင်တယ်သူ့ကို तू အမြဲတမ်းညှင့်တင်ခြင်းတဲ့သူမျိုးပေါ့နော်तू ကကောင်းနေပြီတော့မှန်တယ်ဒါပေမဲ့ဒီထက်ကောင်းအောင်လုပ်လို့ရသေးတယ်ဆိုတဲ့အကြံပြုချက်တွေ့တဲ့ခါကျရင်လဲ तू က okay ဒါဆိုရင်ငါဒါလေးလုံးလိုက်မယ်ဆိုပြီးတော့မှလက်ခံနိုင်တယ်ပေါ့သူ့ကိုအဲ့လိုမျိုးလာပြီးအကြံပြုတဲ့သူကသူ့ထက်ငယ်တဲ့သူလည်းဖြစ်ကောင်းဖြစ်နိုင်တယ်သူ့ထက်နှိမ့်ကြတဲ့သူလည်းဖြစ်ကောင်းဖြစ်နိုင်တယ်သို့တော်သူ့မှာကလက်ခံနိုင်တဲ့စကေးရှိလို့သူကအဲ့လိုမျိုးပြုပြင်နိုင်တဲ့အကြောင်းရင်းလေးရှိတယ်နော်ပြီးရင်စီကန်းချီ၍ဖြူစင်ရိုးသားစွာနေထိုင်တတ်တယ်တဲ့စီးနဲ့ကန်းနဲ့လည်းနေတတ်တယ်ဖြူဖြူစင်စင်နေတတ်တယ်ကောက်ကျစ်စင်လဲမှုမရှိဘူးရိုးသားတယ်နော်ရိုးသားတဲ့သူတယောက်ဖြစ်တယ်ဒါကြောင့်မလို့လူများတကာတွေကသူ့ကိုသွားပြီးတော့တိုင်ပင်ကြတာဆွေးနွေးကြတာပေါ့ तू ကရိုးသားတဲ့သူဖြစ်လို့ဖြူစင်တဲ့သူဖြစ်လို့ပေါ့နော်အဲ့လိုမျိုးလူထဲမှာဆိုရင်လည်းအဲ့လိုမျိုးလေးပေါ့ပြီးရင်ခွန်အားထက်ဉာဏ်အားကိုအသုံးပြုသူဖြစ်တယ်ခွန်အားထက်ဉာဏ်အားပြောမယ်ဆိုအလုတ်ကိုလက်နဲ့ချီနဲ့လုံးရတာထက်အုံနောက်နဲ့အလုံးလုံးရတာကိုပိုကြိုက်တဲ့သူဖြစ်တယ်အဲ့လိုမျိုးနော်လူထဲမှာဆိုလို့ရှိရင်လည်းပဲဟုတ်ပြီအမှားမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတယ်အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်တဲ့အစွမ်းတတ္တိတွေရှိတယ်ဘယ်အရာကမှားတယ်မှားနေတဲ့အရာကိုထပ်ခါမလုပ်ဘူးမှားတယ်လို့သိလိုက်ပြီဆိုလို့ရှိရင်ပြုပြင်နိုင်တယ်ပေါ့နော်မှားတယ်လို့သူများတကာပြောလိုက်ပြီဆိုလို့ရှိရင်ပြုပြင်နိုင်တယ်အဲ့လိုမျိုးရှိတယ်အဲ့တော့ဟုတ်ပြီဇီးခွက်နဲ့တူတဲ့သူတွေရောပါလားမြင်ရောမြင်ဘူးလားအဲ့လိုမျိုးလူတွေကိုပတ်ဝန်းကျင်မှာမြင်ဘူးလားရှိလားအဲ့ဒါအရန်ကိုယ့်အတွက်တန်ဖိုးရှိတဲ့သူတွေဖြစ်တယ်စောစောတုန်းကလင်းယုံနဲ့တူတဲ့သူဟာလည်းပဲကိုယ့်အတွက်တန်ဖိုးမရှိဘူးလားဒီလိုလူမျိုးတွေတဲ့အနားမှာနေရတာမကောင်းလားကိုယ့်နဲ့အတိမိတ်ဆွေဖြစ်ခွင့်ရတာမကောင်းလားဘယ်နှယောက်လောက်ရှိတာလဲစောစောတုန်းကရှင်သေးနဲ့တူတဲ့သူဘယ်နှယောက်လောက်ရှိတာလဲနော်ရေးထားမယ်ပြီးရင်ဇီးခွက်နဲ့တူတဲ့သူဘယ်နှယောက်လောက်ရှိတာလဲဟုတ်ပြီနံပါတ်4तू ကကြတော့ပရွက်စိတ်နဲ့တူတဲ့သူပရွက်စိတ်နဲ့တူတဲ့သူနော်ပရွက်စိတ်နဲ့တူတဲ့သူပရွက်စိတ်ရဲ့သူ့ရဲ့အမူအကျင့်ကဘယ်လိုမျိုးလဲဆိုတော့ तू ကဇွဲလုံးလဝရိယရှိတဲ့သူဇွဲလုံးလဝရိယရှိတယ်ဘာပဲလုံးလုံး तू ဟာဇွဲရှိတယ်လုံးလအားစိုက်တယ်ဝရိယရှိတယ်သူများတခါလောက်အကောင်မကြီးပေမဲ့ဟုတ်တယ်မလား तू ကဇွဲလုံးလဝရိယရှိတယ်သူများတခါလောက်ရုပ်မချောပေမဲ့ဇွဲလုံးလဝရိယကိုအားပြုပြီးအလုံးလုံးတယ်သူများတခါလောက်ပညာမတတ်ပေမဲ့ဇွဲလုံးလဝရိယကိုအားပြုပြီးတော့အလုံးလုံးတယ်သူများတခါလောက်ဘာသာဆုံးအောင်စကားတွေမကျွမ်းကျင်ပေမဲ့သင်ယူတဲ့နေရာမှာဇွဲလုံးလဝရိယကိုအားစိုက်ပြီးတော့လှုပ်တယ်အဲ့လိုလူမျိုးနော်ဟုတ်ပြီနောက်ထပ်ဒီဇိုင်းမမတ်လှုပ်တတ်တယ်တဲ့ဒီဇိုင်းမမတ်လုပ်တာဘာပဲလုံး तू ကတခြားလူတွေကခဏနေဟိုလှုပ်ဒီလှုပ်ဆိုပြီးတော့ပြောင်းသွားပေမဲ့လို့तू က तू လုံးရမယ့်အရာကိုပြီးဆုံးအောင်လုပ်တယ် तू လုံးရမယ့်အရာကိုပြီးဆုံးသွားသည့်အထိတာဝန်ယူတယ်သူမျိုးဖြစ်တယ်ပြီးရင် तू ကစိတ်ရှည်ပြီးတော့သီးခံတတ်သေးတယ်နော်ပရွက်စိတ်နဲ့တူတဲ့သူဟာဆိုရင်စိတ်ရှည်ပြီးတော့သီးခံတတ်တယ်သူများတကာပေါ်မှာလည်းစိတ်ရှည်တယ်ကိုယ့်ရဲ့အလုပ်ပေါ်မှာလည်းစိတ်ရှည်တယ်နော်အဲ့လိုလူမျိုးပြီးရင်ကြိုတင်ပြင်ဆင်နိုင်စွမ်းရှိတယ်ဘာပဲလုပ်ကြိုတင်ပြင်ဆင်မှုရှိတယ်နော်နီးခံဒီမှာကောက်ပြီးတော့ဖုတ်ဖက်ခါပြီးတော့လှုပ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ကြိုတွေးထားတယ်ဟုတ်တယ်နော်ကြိုပြီးပြင်ဆင်ထားတယ်စသဖြင့်ဒီလိုလူမျိုး
ပြီးရင်စိတ်ချပြီးတော့စီကန်းချိတယ်တဲ့ကြိုတင်ပြင်ဆင်နိုင်စွမ်းရှိပြီးတော့လေကိုလုံးရမယ့်အလုပ်တစ်ခုပေါ်မှာစီးနဲ့ကန်းနဲ့အလုပ်လုပ်တတ်တဲ့သူတယောက်ဖြစ်တယ်နောက်လိုက်ကောင်းဖြစ်အောင်နေတတ်တယ်ကိုချေမှာဥဆောင်နေတဲ့သူတွေရှိတယ်ဆိုလို့ရှိရင် तू ကနောက်လိုက်ကောင်းဖြစ်အောင်နေတတ်တယ်ဟုတ်တယ်မလား तू တချို့သောသူတွေကနာခံတတ်တဲ့စိတ်မရှိဘူးနားထောင်တတ်တဲ့အကျင့်မရှိဘူးပေးလိုက်တဲ့တာဝန်ပေါ်မှာနင်လောက်ပါလားငါလောက်ပါလား तू ကြတော့မလောက်ဘူး तू ကြတော့လောက်တယ်နဲ့ဆိုပြီးတော့မှအဲ့လိုမျိုးပြောတတ်တယ်သို့တော့ तू ကကြတော့အဲ့လိုမျိုးမဟုတ်ဘူးဟုတ်တယ်မလားသူ့ကိုယုံကြည်လို့တာဝန်တစ်ခုပေးလိုက်တယ်ဆိုလို့ရှိရင်စောစောကသူ့ရဲ့အကျင့်လေးကဇွဲလုံးလောက်ဝရိယလေးကလည်းရှိတယ်ဒီဇိုင်းမတ်လေးကလည်းလောက်တတ်တယ်စိတ်ချလည်းတည်တတ်တယ်တီးကလေးခံတတ်တယ်ကြိုတင်ပြင်ဆင်နိုင်စွမ်းလည်းရှိတယ်စီကံလည်းရှိတယ်အဲ့လိုမျိုးရှိတာဖြစ်တဲ့သူကနောက်လိုက်ကောင်းတယောက်ဖြစ်အောင်လဲနေတတ်တယ်နော်ပြီးရင်ရီမတ်ချက်မျော်လင့်ချက်အိမ်မက်ကြီးကြီးမားမားထားတတ်တယ်ရီမတ်ချက်တွေအိမ်မက်တွေမျော်လင့်ချက်တွေကြီးကြီးမားမားထားတတ်တယ်နော်အခုပယောစိတ်တွေဆိုလို့ရှိရင်မြင်အောင်ကြည့်လိုက်သူကမိုးရင်းကြလို့ရှိရင်မိုးရင်းစာအတွက်ကိုသူတို့ကຫນွေတွေကစုဆောင်တာနော်တခါနည်းနည်းသေးလေးတွေလေနော်စုဆောင်ထားတာမိုးရင်းအထိစားဖို့သူကရီမန်းချက်မကြည့်ဘူးလားပယောစိတ်ကရီမန်းချက်ကြီးရဲ့တခါနည်းနည်းတခါငါခန္ဓာကိုယ်လေးကသေးတယ်နဲ့ဆိုပြီးတော့မှနေ့တိုင်းငါအလုံးလုံးနေရတာပဲဆိုပြီးတော့မညီးတွားဘူးသူကလေနော်အဲ့လိုမျိုးရီမန်းချက်တွေမျော်လင့်ချက်တွေအိမ်မက်တွေကြီးကြီးမားမားထားတတ်တယ်အဲ့တော့ပယောစိတ်နဲ့တူတဲ့သူကအဲ့လိုမျိုးလူမျိုးရီမန်းချက်ကိုကြီးကြီးမားမားထားတတ်တဲ့သူမျိုးနော်အိမ်မက်တွေရှိတဲ့သူမျိုးတာဝန်ကိုအဓိကထား၍တဲ့အသင်းဖွဲ့ဖြင့်အလုံးလုံးတတ်တယ်သိတယ်မဟုတ်လားပယောစိတ်လေးတွေကအသင်းဖွဲ့နဲ့အလုံးလုံးတတ်တယ်ဆိုတာလေတာဝန်ကိုအဓိကထားတယ်ကိုယ့်ရဲ့တာဝန်ကိုလည်းကိုယူမယ်ငါတာဝန်လည်းတာဝန်ကိုအဓိကထား၍အသင်းဖွဲ့နဲ့အလုံးလုံးတယ်ဆိုတာလာပြီးတော့ငုတ်တုတ်ထိုင်မဲ့နင်းတယ်သွားငါနောက်ကနေလိုက်ပေးမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့သူလဲတနိုင်ကိုလဲတနိုင်ဟုတ်တယ်နော်သူလဲတာဝန်တစ်ခုယူကိုလဲတာဝန်တစ်ခုယူဆိုပြီးတော့အဲ့ဒီလိုစိတ်မျိုးလေးနဲ့အသင်းဖွဲ့နဲ့အလုံးလုံးတတ်တယ်တဲ့ကဲဟုတ်ပြီပရွေးစိတ်နဲ့တူတဲ့သူတွေပါသလားတွေ့ဘူးလားကိုပတ်ဝန်းကျင်မှာရှိသလားချရေးထားပါဘာတူလဲစဉ်းစားလို့ရလားမစနိုင်ပြောနေတဲ့အချိန်မှာစဉ်းစားလို့ရတယ်ဒါဆိုရင်ဒီလိုလူမျိုးတွေနဲ့အတိမိတ်ဆွေဖြစ်ခွင့်ရတာမကောင်းလားဒီလိုလူမျိုးတွေနဲ့အတူတူလက်တွဲပြီးအလုံးလုံးခွင့်ရတာမကောင်းလားကောင်းတယ်နော်ဟုတ်ပြီနော်အဲ့လိုလူမျိုးတွေနဲ့မိတ်ဆွေဖြစ်ခွင့်ရတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတယ်ဆိုရင်ကောင်းတယ်နော်ဟုတ်ပြီနောက်ထပ်လာမယ်နံပါတ်5နံပါတ်5ကကြတော့ယုံနဲ့တူတယ်သူယုံနဲ့တူတယ်နော်ယုံနဲ့တူတယ်ဆိုတော့ယုံရဲ့သူ့ရဲ့အကျင့်စရိုက်ပုံစံကဘယ်လိုမျိုးရှိတယ်လဲဆိုတော့ तू ဟာစိတ်ကူးရင်ဆန်ဆန်နဲ့အတွေးနယ်ရှဲတတ်သူစိတ်ကူးရင်အဲ့လိုမျိုးပေါ့ဒီထဲမှာတိုက်ဆောက်အဲ့လိုမျိုးစိတ်ကူးရင်တတ်တဲ့သူအတွေးနယ်ရှဲသူများတကအချိန်မှပညာသင်တယ်ဆိုလို့ချင်းဒါဘာကိုပြောရလဲမစနိုင်ဘာလို့ဆိုတော့အဲ့ဆိုမစနိုင်ဒီအကောင်တွေပြောကြံတဲ့အကောင်တွေအောင်ငါတို့ကမတူဘူးလားအဲ့လိုမျိုးပေါ့နော်သင်နေတဲ့အရာကိုလိုက်ပြီးနားမထောင်ဘဲနဲ့လိုက်ပြီးတော့ကိုတွေးရှင်တယ်လို့မျိုးလိုက်တွေးတာဟုတ်တယ်မလားလိုက်ပြီးတော့အတွေးနဲ့ချဲပြီးတော့အတွေးပြီးတော့အဲ့လိုမျိုးတွေးတောပြီးတော့နေတတ်တဲ့သူမျိုးပေါ့နော်သူကလည်းအဲ့လိုမျိုးတွေးတောပြီးတော့နေတတ်တယ်အမှန်တော့ယုံကလေးရဲ့သဘောတဘာဝကသူကသွားတာလဲမြန်တယ်တတိထားကြည့်ယုံလေးသွားပြီးလို့ရှင်စက်ကနေဆို तू ကရက်လိုက်တယ်လေဟုတ်တယ်မလားအဲ့ဆို तू တွေးနေတာအဲ့လိုမျိုးနော်အဲ့လိုမျိုးယုံနဲ့တူတဲ့သူနော်အဲ့လိုမျိုးဆိုလို့ရှင်လဲ तू ကလှုပ်တယ်ပြီးရင်စက်ကနေဆိုရက်လိုက်ပြန်ပြီဟုတ်တယ်မလားပြီးရင် तू ကသူ့ကိုယ်သူပြန်သုံးသပ်နေဒီနေ့ငါလှုပ်တာမှန်လားမှားလားဟုတ်ရဲ့လားဖြစ်ပါမလားဖြစ်နိုင်ပါမလားစသဖြင့်အဲ့လိုမျိုးတွေးတောနေတာ तू ကနော်တွေးတောတဲ့အချိန်ကတော်တော်ပေးရတယ်သူ့အတွက်ကလေအဲ့လိုမျိုးလေးနော်ဟုတ်ပြီပြီးရင်စကားပြောဖော်ရွေတဲ့ဆက်ဆံရေးကောင်းမွန်တဲ့သူတဲ့သူကစကားပြောဖော်ရွေတယ်နော်တွေးတောပြီးတော့နေတယ်ဆိုတာလည်းပဲမကောင်းဘူးတော့မဟုတ်ပေမဲ့သူ့ရဲ့အချက်ကလေးကစကားပြောဖော်ရွေပြီးတော့ဆက်ဆံရေးကောင်းတယ်ယုံကလေးကချစ်စရာမကောင်းလား
ချစ်စရာကောင်းတယ်ဒါကြောင့်မလို့ तू ကစကားပြောဖော်ဖော်ရွရွနဲ့နေတတ်တယ်နော်ပြီးလို့ချင်းလူမှုဆက်ဆံရေးကောင်းမွန်တယ်ဟိုလူနဲ့လည်းခင်တယ်ဒီလူနဲ့လည်းခင်တယ်ပေါ့နော်အဲ့လိုမျိုးလေးခင်မင်းလည်းနေတတ်တယ်တဲ့ပြီးရင်တက်ကြွပျော်ရွှင်စွာနေတတ်တယ်တက်ကြွကြွပျော်ရွှင်လေးနေတတ်တယ်သူ့ကိုမြင်လိုက်တယ်ဆိုလို့ရှိရင်အမြဲတမ်းတက်ကြွကြွပျော်ရွှင်နဲ့နေတတ်တယ်ပြီးတော့မှ तू ကပြန်ရောက်ပြီဆိုမှငါဒီနေ့ဘာလုပ်ခဲ့ရလဲဆိုပြီးတော့မှပြန်စဉ်းစားတဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးပြီးတော့လောကကြီးကိုအကောင်းမြင်စိတ်ရှိတယ်အေး तू ကအဲ့လိုမျိုးပဲနေမှာပေါ့အေးပေါ့ဘာမှမဖြစ်ပါဘူးဆိုပြီးတော့ तू ကသူ့စီမှာဆိုအနှုတ်လက္ခဏာတွေကြားရဖို့ဆိုရင်ခဲရင်းတယ် तू ကအကောင်းမြင်စိတ်ရှိတယ်ဘယ်သူနဲ့ပဲဘလို့နဲ့ပဲဖြစ်ဟေးဒီလူကမကောင်းတော့သွားမပေါင်းနဲ့ဆိုလို့ရှိရင်ဘာမှဖြစ်ပါဘူးငါမှသူနဲ့မှမတူတာဆိုပြီးတော့အေးအဲ့လိုမျိုးလေးပေါ့နော်ပြောမယ်ဆိုသူ့ကိုသူချစ်လူခင်ပေါ်များအောင်နေတတ်တဲ့သူမျိုးနော်ယုံနဲ့တူတဲ့သူဆိုရင်အဲ့လိုလူမျိုးလေးတွေရောပါလားချစ်စရာကောင်းတဲ့သူน่ารักကတိုင်လေးနဲ့တူတဲ့သူน่ารักဟုတ်တယ်မလားပါလားဘာပဲဖြစ်ဆက်မောမအောင်မြင်တာမအောင်မြင်တာဒီကတော့မကြသေးဘူးသို့တော့ငါဒီနေ့ဒီဖွဲ့စည်းထဲမှာနေရတာပျော်တယ်ဒီလူတွေနဲ့နေရတာပျော်တယ်တင်တန်းတွေကိုသွားရတာပျော်တယ်လက်ခကြီးတွေသွားရတာပျော်တယ်ဟုတ်တယ်မလားဒီဖွဲ့စည်းနဲ့နေရတာကိုပျော်နေပြီဆိုတဲ့သူမျိုးတွေမပါဘူးလားโอเคအဲ့တော့ယုံကလေးတွေကိုပတ်ဝန်းကျင်မှာရှိလားအဲ့လိုလူမျိုးတွေရှိရင်လည်းမှတ်ထားပေးမယ်နော်မှတ်ထားပေးမယ်ကဲနာမည်လေးတွေနဲ့မှတ်ထားနော်နာမည်လေးတွေနဲ့မှတ်ထားဟုတ်ပြီနောက်ထပ်နံပါတ်6သူကကြတော့လင်းပိုင်နော်လင်းပိုင်နဲ့တူတော့သူတဲ့လင်းပိုင်9ပေါ့နော်ဆိုလို့ရှိရင်တူတဲ့သူကလူအများကိုပျော်ရွှင်စွာပြေလည်အောင်ညှိနှိုင်းပေးနိုင်သူတဲ့စောစောတုန်းကယုံကလေးကကြတော့သူ့ကိုယ်သူပျော်ရွှင်အောင်နေတတ်တာသူကကြတော့အဲ့လိုမျိုးမဟုတ်ဘူးလူတွေတယောက်နဲ့တယောက်ပြဿနာဖြစ်တယ်ဥပမာသူများလင်မယားတွေမတည့်ဘူးဆိုလို့ရှိရင် तू ကဓာတ်ထဲကနေပြီးတက်အောင်လုပ်ပေးတာမျိုးသူများတငယ်ချင်းတွေမတည့်ဘူးဆိုရင် तू ကဓာတ်ထဲကနေပြီးတက်အောင်လုပ်ပေးတတ်တဲ့သူမျိုးနော်သူများမိဘတွေသားသမီးနဲ့မိဘတွေအဆင်မပြေဘူးဆိုရင်လည်းအဆင်ပြေအောင်တက်အောင်လုပ်ပေးတယ်မယ်အလိုက်တောင်းလိုက်နေအဆင်မပြေဘူးဆိုရင်လည်းပြေလည်အောင်ညှိနှိုင်းပေးတာမျိုးဟုတ်တယ်မလားသူများပျော်သွားပြီသူများအဆင်ပြေသွားပြီဆိုလို့ရှိရင် तू ကပီတိဖြစ်နေတတ်တာမျိုးနော်သူများတကာကိုပန့်ပိုးပေးရတယ်ကူညီပေးရတာကိုပျော်ရွှင်တတ်တဲ့သူမျိုးပီတိဖြစ်တတ်တဲ့သူမျိုးနော်အဲ့လိုမျိုးပြီးရင်လူအများကိုစာနာတတ်တယ်စာနာပြီးတော့တနာတတ်တဲ့သူမျိုးစာနာစိတ်လေးတွေလည်းရှိတယ်တနာတတ်တဲ့သူပေါ့နော်ပြီးရင်ပြဿနာဖြေချင်းညှိနှိုင်းပေးတတ်တယ်ဘလောက်ကြီးမားတဲ့ပြဿနာပဲဖြစ်သူ့ရှိမှရန်ဖြစ်နေတဲ့ဆိုရင်တောင်မှသူရှိနေတယ်ဆိုလို့ရှိရင်အဲ့ဒီပြဿနာကိုမီးငိမ့်သွားသလိုမျိုးငိမ့်ပေးတတ်တဲ့သူမျိုးဒါပေမဲ့တချို့ကကြတော့အဲ့လိုမျိုးမဟုတ်ဘူးလေသူများတခါရှိနေတာအကောင်ကြီးသူရှိနေရင်ကိုရံဖြစ်တာသူရှိနေလို့ကိုရံဖြစ်တာအဲ့လိုမျိုးမပါဘူးလားအဲ့လိုမျိုးသူရှိနေလို့သူများလင်မယားချစ်ချစ်ခင်ခင်နေနေတာအကောင်ပဲသူရှိနေရင်ကိုရံဖြစ်တာသူများဖေနဲ့မေနဲ့နေနေတာအကောင်ကြီး तू ကသူရှိနေရင်ကိုပြဿနာဖြစ်တာအဲ့လိုမျိုးလေနော်ဒီလိုမျိုးရှိရဒါပေမဲ့ तू ကကြတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ညှိနှိုင်းပေးတတ်တယ်နော် up line down line တွေကြားထဲမှာလည်းညှိနှိုင်းပေးတတ်တယ်စသဖြင့်ဒီလိုမျိုးနေတတ်တဲ့သူမျိုးကဲပါလားအဲ့ဒီထဲမှာရောကဲမိမိတို့ရောအဲ့ဒီထဲမှာပါကြလားဒီလိုမျိုးလူလေးဒါအရင်ကောင်းတယ်နော်ဒီလိုမျိုးဆိုလို့ရှိရင်လည်း तू ကညှိနှိုင်းပေးတတ်တယ်လေသို့တော့ तू ကသူများတကာတွေကိုပြောချွင်အောင်ထားပေးနိုင်တယ်ပီတိဖြစ်တယ်ပေါ့အဲ့လိုလူမျိုးတွေဆိုလို့ရှိရင်ပေးဆက်ရတာစောစောက तू ကစာနာတတ်တဲ့နော်လူအများကိုစာနာတတ်တဲ့သူဖြစ်လို့ तू ကကြတော့အောင်မြင်ဖို့ဆိုရင် तू ကခဲရင်းတယ်နောက်ွယ်ကနေ sporting ပေးတဲ့သူတွေဆိုရင်ဒီလိုလူမျိုးတွေပေါ့နော်သူများတကအောင်မြင်တာကိုကြည့်ပြီးတော့ကြည်နူးပြီးတော့ငါချူတောက်တစ်ခုမှနေပြီးတော့ငါသူတို့ကိုဒီလိုလေးဖြစ်အောင်လုပ်ပေးနိုင်ခဲ့တယ်ဆိုပြီးတော့ပီတိစားတဲ့သူတွေပေါ့နော်အဲ့လိုမျိုးကဲမြင်ရောင်တက်လာဒါဘယ်သူလဲဆိုတာသိလားမြင်ရောင်လို့ရလားโอเคနာမည်ရေးမှတ်ထားမယ်နော်ခဏနေ update လောက်ခိုင်းရင်လာပြောရမယ်ပြောရဲလားဒီအပိုင်းလောက်ထိတော့ပြောရဲတယ်ဒါပေမဲ့နောက်လာမယ့်ဟာဆိုရင်တော့နင်တို့မပြောရဲလောက်ဘူးဒီအပိုင်းလောက်ဆိုရင်တော့နင်တို့ပြောရဲလောက်တယ်နောက်လာမယ့်ဟာဆိုရင်တော့โอเคဟုတ်ပြီနံပါတ်9ဒီကမသွားအောင်တော့ကဲနံပါတ်9ကကြတော့ဝက်ဝန်နဲ့တူတဲ့သူဝက်ဝန်နဲ့တူတဲ့သူဝက်ဝန်က तू ကဘယ်လိုမျိုးလဲဆိုတော့ဝက်ဝန်ဆိုတဲ့အတိုင်းပဲ तू ကအတန်ကြဲကြဲဟိန်းတာဟောက်တာဝါသနာပါတယ်
ဘာမှအတုံးမကြတာဒါပေမဲ့ तू ကဟိမ့်လိုက်မယ်ဟောက်လိုက်မယ်ဆိုတဲ့သူမျိုးနော်အဲ့လိုမျိုးနေရာတိုင်းမှာအတန်ကျဲကျဲပြောတတ်တယ်ဟေးငါရောက်လာပြီနဲ့အဲ့လိုမျိုးသူနောက်ကျနေမြသူများတခါတွေသူ့ချိတ်မှာအရင်ရောက်နေပြီဟင်းသူလာရင်ကို तू ကသူများကိုသိစေချင်တာသူလာရင်ကို तू ချိနေပြီဆိုတော့သူများကိုသိစေချင်တဲ့သူမျိုးအဲ့လိုမျိုးနော်အတန်ကျဲကျဲနဲ့အဲ့ဒါလာပြီးတော့ခါကြတော့မှဘာမှမလုပ်ရသေးဘူးသူများတခါတွေအလုပ်တွေအကုန်လုံးလုပ်လို့ပြီးသွားပြီဘာသာမှမထွက်ဘူး तू နည်းနည်းလေးလုပ်ရရင် तू ကအတန်ကျဲနေရလေအဲ့လိုမျိုးဟာဒီမှာနည်းနည်းလှုပ်ပြီးများအတန်ထွက်တဲ့သူပေါ့ငါပင်ပန်းနေပြီနော်ငါ့ကိုနေမကြည့်ဘူးလားအဲ့လိုမျိုးသူများတွေလုံနေတော့ကတော့အကောင်ကြီးပဲဟုတ်တယ်မလား तू လှုပ်ရပြီဆိုလို့ရှိရင်အဲ့လိုအတန်ထွက်တတ်တဲ့သူမျိုးနော်အလုပ်လုပ်ပြီးဆို तू တစ်ခုလှုပ်ရင်သူများလည်းတစ်ခုလှုပ်မှကြိုက်တဲ့သူမျိုးနော် तू တစ်ခုလှုပ်ပြီးသူများတကငြိမ်နေပြီဆိုငါလှုပ်နေတယ်နင်တို့မမြင်ဘူးလားအဲ့လိုမျိုးနော်ပြီးလို့ရှိရင်ဩဇာအာနာလိုချင်တဲ့သူနော်ဩဇာအာနာလဲလိုချင်တယ်သူကဩဇာလဲကြည့်ချင်တယ်ဆိုတော့သူ့ကိုအရေးပေးတာလိုချင်တယ်နော်သူ့ကိုအလေးထားတာလိုချင်တယ်အဲ့လိုမျိုးပေါ့လီစတက်တွေထဲမှာအပေးစကားပြောပေးပါအောင်ဆိုနေရင်ငါ့ကိုကြိုပြောလေအဲ့လိုမျိုးငါ့ကိုခေါ်ပြီးပြီလားအဲ့လိုမျိုးနေငါ့ကိုကြော်ညာပြီးပြီလို့လားအဲ့လိုမျိုးငါပုံကိုလှအောင်လုပ်ရက်လားအမျိုးပေါ့နော် तू ကဩဇာအာနာလိုချင်တဲ့သူသူ့ကိုအရေးပေးတာမျိုးလိုချင်တဲ့သူထိုင်ကုန်နေနေရာတွေပါဆိုလို့ချင်းနောက်နားလေးမှာထိုင်ဆိုလို့ဟင်းမဟုတ်ဘူး तू အဲ့လိုမျိုးဟိတ်နဲ့ဟန်နဲ့ခြေစုံမှာထိုင်ချင်တဲ့သူမျိုးအဲ့လိုမျိုးပေါ့နေရာပေးတာလိုချင်တဲ့သူငါအတွက်နေရာမရှိဘူးလားငါအတွက်မချမ်းသာဘူးလားအစားတောက်စားမယ်ဆိုလို့ချင်းငါပုံနာမချမ်းသာဘူးလားအဲ့လိုမျိုးသူ့ကိုအရေးပေးတာမျိုးလိုချင်တဲ့သူမျိုးလေနော်โอเคပြီးရင် तू ကအတ္တကြီးတယ်ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ ego ရှိတယ်ပေါ့နော် ego ရှိတယ်ငါပဲမှန်တယ်ငါလုံနေတာမှန်နေပြီငါလုံနေတာငါပြောနေတာမှန်နေပြီအဲ့လိုလူမျိုးနော်အတ္တကြီးတယ်ပြီးရင် तू ကအဲ့လိုလူမျိုးတွေကတဲ့လူကိုရှင်းကတ်တာကျွမ်းကျင်တယ်သူတို့လိုအပ်တဲ့သူသူတို့လိုချင်တဲ့သူဆိုရင်တို့ကအသုံးချတတ်တယ်လူချင်းကတ်တတ်တယ်နော်သူတို့လိုချင်တဲ့သူဆိုလို့ရှိရင်မရရအောင်ချင်းကတ်တာအဲ့လိုလူမျိုးတွေကလေချင်းကတ်တာကျွမ်းကျင်တယ်လိုအဲ့လိုလာပေါင်းတာပေါ့ပြောမယ်ဆိုရင်သူများတကာတွေကိုလိုသုံးလုံးတတ်တဲ့သူတွေပေါ့လိုရင်သုံးတတ်တယ်မလိုရင်မသုံးတတ်ဘူးအဲ့လိုလူမျိုးလိုသုံးလုံးတတ်တဲ့သူမျိုးပေါ့နော်ပြီးရင် hate hand power ရှိစွာနေတတ်တယ်သူကဘာပဲဖြစ်ဖြစ်ကတော့ဟိတ်နဲ့ဟန်နဲ့အဲ့လိုနေတတ်တယ်အဲ့လိုမျိုးသူ့ကိုဆိုလို့ချင်းပေါ့ပလေးပဲလှုပ်လိုက်လို့မရဘူးသူ့ကိုနေရပေးမယ်ဆိုလို့ချင်းသူ့ကိုဟိတ်နဲ့ဟန်နဲ့နော်ဒီလိုမျိုးတွေလှုပ်ပေးမှကြိုက်တဲ့သူမျိုးအဲ့လိုမျိုးအများရဲ့အမြင်ကိုလက်ခံနိုင်စွမ်းအားနေသူတဲ့သူများတကာတွေကပြောတယ်ဆိုလို့ချင်းငါတော့မထင်ပါဘူးဖြစ်နိုင်ပါဘူးနေလုံးနိုင်မှာမဟုတ်ပါဘူးဟုတ်တယ်မလားအဲ့လိုမျိုးပေါ့ဒေါင်းလိုက်ရယာဒူးယူမယ်ဆိုဟဲ့နိပုံစံနဲ့ဖြစ်နိုင်တော့ပါဘူးငါတော့မထင်ပါဘူးतू ကအဲ့လိုမျိုး तू စိတ်ထင် तू အဲ့လိုမျိုးပြောတာဟာ तू များကိုအားပေးတယ်လို့ထင်တာဒါပေမဲ့ तू အဲ့လိုမျိုးပြောလိုက်တာဖြစ်တဲ့အတွက်တစ်ဖက်လူမှာအာရော့သွားစေရဲ့तू ကအဲ့လိုမျိုး तू ကတော့ပွပွလင်းလင်းပြောလိုက်တာပေါ့အဲ့လိုမျိုးဘာလို့ဆိုနင်းရဲ့အားနေချက်ကိုမြင်နေအောင် तू ပြောရလဲမှန်တော့မှန်တယ်လေဒါပေမဲ့ဒေါင်းလိုက်နေကမိုးလင်းရမိုးချုံအိယာထားနောက်ကျပြီးတော့ပြင်းရီပြီးတော့မိတ်ဆက်တရားမှမရှိတာဟုတ်တယ်မလားလာကောင်တော့ तू နဲ့ပလန်လာချတဲ့အခါမှာပလက်တီနမ်လိုချင်တယ်ဆိုတော့ तू ကပြောတာပေါ့ဖြစ်နိုင်မအောင်ထင်မအောင်နင်းဘာမှတော့မလုပ်တာနင်းမိတ်ဆက်တရားမှတော့မရှိတာဆိုပြီးတော့မှ तू ကပြောတော့ခါကျတော့ငါပလန်လာချတာမှားသလားမှန်သလားအဲ့လိုမျိုးဖြစ်သွားစေတာပေါ့နော်သို့တော့ကိုယ်စိတ်ထဲမှာသူ့ရဲ့အားနည်းချက်ကိုဘလို့ပဲမြင်ထားတကယ်နားလေတဲ့သူကြတော့အဲ့လိုမျိုးတဲ့မပြောဘူးပေါ့နော်โอเคကောင်းပြီဒါဆိုရင်ဘာလုပ်သင့်တယ်လို့ထင်လဲဒီကဘလို့ဆက်လုပ်သွားရမလဲစသဖြင့်ဒီလိုမျိုးလေးတော့ရှိတာပေါ့နော်သို့တော့ तू ကကြတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့အဲ့လိုမျိုးသူများတကာကိုဘာဖြစ်လဲသူများရဲ့အမြင်တွေကိုလည်းဥမာအစည်းအဝေးတွေပါညာလောက်တယ်ဆိုလို့ရှိရင်သူများကဒီလိုကောင်းတယ်လိုမျိုးလောက်ကြည့်ပါလားဆိုရင်ဟေးမကောင်းအဲ့လိုမျိုးမကောင်းဖြစ်နိုင်မှာမဟုတ်ဘူးအဲ့လိုမျိုး तू ကမဖြစ်နိုင်တဲ့အပိုင်းတွေကိုအရင်ဦးဆုံး mindset ထဲမှာထားတတ်တဲ့သူမျိုးအဲ့လိုလူမျိုးတွေနဲ့အစည်းအဝေးလုပ်လို့ရှိရင်အစည်းအဝေးပြတ်တယ်သင်တန်းတစ်ခုလုပ်ဖို့စီစဉ်မယ်ဆိုရင်အဲ့လိုလူမျိုးတွေပါရင်ကိုအစည်းအဝေးပြတ်တယ်သင်တန်းပြတ်တယ်သူတို့ကကြတော့ဘလို့ကာပါယူထားလဲဆိုတော့ကြိုပြောထားတာငါဖြစ်နိုင်တာရှိတာကိုကြိုတွေးထားတာဖြစ်နိုင်မဲ့ထင်တာကိုကြိုပြောထားတာ
တပည့်ကြိုပြောလို့ရတယ်ကောင်းတဲ့အရာတွေဘက်ကိုပို့တွေးပေါ့နော်အကယ်၍သူ့စိတ်ထဲမှာဒီလိုမျိုးရှိတယ်ဆိုလို့ရှိရင်လေ तू ကဟေ့ဒါဆိုဒီနေရာကိုငါဘယ်လိုမျိုးကောင်းဆုံးဖြစ်အောင်လုပ်မလဲပေါ့ကြံတဲ့သူတွေကြတော့အဲ့လိုတွေးတယ် तू ကဟင်အင်းဘဒုတာဝန်ယူမှလဲအကယ်၍ဒီလိုဖြစ်လာရင်ဘဒုတာဝန်ယူမှလဲအဲ့လိုမျိုးဘဒုကိုတာဝန်ယူခိုင်းရမှာလဲငါမယူဘူးနော်အဲ့လိုလူမျိုးအဲ့ဒါမလားအဲ့လိုလူမျိုးကဲပါလားအဲ့လိုလူမျိုးမြင်အောင်လို့ရလားကဲရေးမယ်ရေးဖို့အချိန်နဲ့ပေးရမယ်ထင်တယ်နော်ဒီလိုလူတွေများမယ်ထင်တယ်အချိန်ပေးတဲ့အနေနဲ့မစလန်ကိုရေးတိုက်ပါအောင်ကဲရေးခွင့်ပေးမယ်အချိန်ပေးမယ်ရေးလိုက်ပါဘယ်သူတွေပါလဲဒါမှမဟုတ်မိမိကိုယ်တိုင်ဖြစ်နေသလားငါပဲဒီလူဟာငါပဲငါပဲပညာတွေသွားသင်ပြီးလို့ရှင်စူးစမ်းမယ်2025မှာစူးစမ်းမယ်2025မှာရလိုက်ရချင်တယ်ဟဲ့နင်တို့ဘာမှမလုပ်ဘူးလားဂလူထဲမှာလေဘာမှမလုပ်ဘူးလားမိတ်ဆက်ချတော့လေနင်တို့ချတာလည်းမတွေ့ဘူးဘယ်သူမှယာတူးမယူကြဘူးလားရောင်းအားလည်းဘယ်လောက်မှမတက်ဘူးရောနဲ့ဆိုပြီးသွားပြောတယ်အဲ့လိုမျိုးပေါ့နော်သူကြတော့ဘာမှမလုပ်ဘူးရှိလားမရှိတော့ဘူးလို့ထင်တာမစလန်နည်းနည်းရှိလားများရှိလားကဲဝေါဟောဘလော့ချက်မှာရှိတဲ့သူတွေလည်းဖြေမယ်နော်အပြင်မှာလည်းရေးထားမယ်ဟုတ်ပြီနောက်ထပ်နံပါတ်9ရှစ်လားစောစောတော့ရှစ်โอเคမြေခွေးနဲ့တူတဲ့သူနော်နံပါတ်8စောစောနံပါတ်9လားဟာလားဟုတ်ပြီနံပါတ်8လူတွေကိုအယုံကြည်နေသူတဲ့မြေခွေးကကြတော့ तू ကကြတော့လေလူတွေကိုအယုံကြည်နေတယ်ဘသူဘာပြောဘသူ့ကိုမှမယုံတာဘသူ့ကိုမှမယုံသူ့ကိုသူတော့မယုံ तू ကငါအောင်မြင်နိုင်မှာမဟုတ်ဘူးဟုတ်တယ်မလားမယုံသူများတကာတွေဆိုလဲမယုံတဲ့အကြည့်နဲ့ကြည့်ရနင်ငါ့ကိုတရားပြောနေနင်ငါ့ကိုလှုပ်ပေးနိုင်မှာမဟုတ်နိုင်တော့ပါဘူးနေ့ပုံစံနဲ့နင်ငါ့ကိုအောင်မြင်အောင်လုပ်ပေးနိုင်တော့မှာမဟုတ်ပါဘူးအဲ့လိုမျိုးပေါ့သူများတကာကောင်းတဲ့အရာတွေပြောနေတယ် तू ကမကောင်းတဲ့အတွေးတွေတွေးတာပြီးရင်သူ့ကိုယ်သူလည်းယုံကြည်မှုမရှိဘူးယုံကြည်မှုနည်းတဲ့သူပေါ့နော်အဲ့တော့အယုံကြည်နေတာဘယ်အရာပဲ तू ကတခုတည်းကိုပဲမဟုတ်ဘူးအယုံကြည်ကိုနေတာ तू ကဘယ်အရာပဲတွေးယုံကြည်မှုကိုနည်းတဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးပြီးရင်တိတ်ဆိတ်စွာဖြင့်ပြန်မပြောနားမထောင်အဲ့တော့အမားတို့အရင်တုန်းကဆိုလို့ရှိရင် main ကလေးတွေဖြစ်တဲ့အတွက်ပေါ့နော်အများအားဖြင့်ယောက်ျားလေးတွေ main ကလေးတွေကိုမေးကြည့်မယ်မစနိုင်နဲ့တူလားလို့မေးကြည့်မှာပေါ့နော်ဟုတ်လားမဟုတ်လားပေါ့လေ main ကလေးအများစုဟာယောက်ျားလေးတွေဆိုလို့ရှိရင်အေးအေးဆေးဆေးနဲ့တိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ်တက်တက်နဲ့နေတတ်တဲ့ယောက်ျားလေးတွေရိုးရိုးသားသားနေတတ်တဲ့ယောက်ျားလေးတွေမကြိုက်ဘူးလားတကယ်တမ်းကျတော့ယောက်ျားလေးအများစုကဒီလိုမျိုးသူတို့တိတ်တိတ်ဆိတ်ဆိတ်နေတယ်ဆိုတာဟာသူတို့ကဘယ်လိုပြောမလဲသူတို့ကိုသူတို့ယုံကြည်မှုနေတာဟုတ်တယ်မလားယုံကြည်မှုရှိတဲ့ယောက်ျားလေးတွေအများစုကကျတော့ respect ရှိနဲ့သူတို့ကိုသူတို့သူများတကာကိုလည်းရှာပြတယ်ပြောရဲတယ်စသဖြင့်ဒီမျိုးလေးတွေရှိရပေါ့နော်ပြီးလို့ချင်းသူတို့ကတိတ်တိတ်ဆိတ်ဆိတ်နဲ့နေတယ်ဆိုတိုင်းဘာမှပြန်မပြောစရာမရှိတာမဟုတ်ဘူးအမှန်တိတ်ဆိတ်ပြီးနေတာသူတို့ကအတွေးနယ်ချဲ့ပြီးနေတာသူများပြောသမျှအရာတွေအကုန်လုံးကိုသူတို့ကလိုက်တွေးနေတာအဲ့လိုမျိုးနော်အဲ့တော့ तू ကတိတ်ဆိတ်စွာဖြင့်ပြန်မပြောနားမထောင်တတ်တဲ့သူမျိုးနော်အဲ့လိုမျိုးအများအပြည့်ကပြန်ပြောတယ်ဆိုရင်တော့မှပြန်ပြောတယ်သူတို့တွေးနေတာကိုခတ်မှန်းလို့ရတယ် तू ဘာတွေးနေရလဲဆိုတာမှားတယ်ဆိုရင်လည်းကိုကနင်တွေးတာမှားတယ်ဆိုပြီးပြန်ပြောခွင့်ရှိတယ်ကွာဒါပေမဲ့ဒီလိုမျိုးတိတ်တိတ်ဆိတ်ဆိတ်နေပြီးတော့ပြန်မပြောနားမထောင်သူကြတော့ကို့မှာသွားဖြည့်ရှင်းခွင့်မရှိဘူးသူတွေးနေတာဟာမှန်သလားမှားသလားကိုပြန်ပြီးတော့ရှင်းပြခွင့်မရအောင်ဘာလို့လဲသူတို့ကဘာမှမပြောတတ်တဲ့သူတွေမို့လို့ဘယ်သူမှဘာမှမဖွင့်ပြောတတ်တဲ့သူတွေမို့လို့ဟုတ်တယ်နော်โอเคအဲ့လိုမျိုးတိတ်ဆိတ်စွာဖြင့်ပြန်မပြောနားမထောင်ပြီးရင်အတိတ်ကိုအမြဲတမ်းမြင်အောင်တတ်တယ်
အတိတ်ကိုအမြဲတမ်းမြင်အောင်တတ်တယ်ကိုကနေပြီးတော့အခုပြစ္ဆုတ်ပံအကြောင်းဆွေးနွေးနေတယ်ဒီလမှာနင်ဘာယာဒူးယူမှာလဲဒီလမှာနင်ဘလို့စူးစမ်းမှာလဲပြောဆိုငါအရင်တော့နင်နဲ့ပလန်ချပြီးနင်ငါ့ကိုမကူညီပါဘူးအတိတ်ကိုပဲဆွဲပြီးပြောတာမဟုတ်ဘူးငါတို့အနာဂတ်မှာရှေ့ဆက်ပြီးသွားမယ်အရင်တော့နင်ကူညီမယ်လို့ပြောထားတာနင်မကူညီရသေးဘူးအဲ့လိုမျိုးအတိတ်ကိုပဲပြန်ဆွဲခေါ်နေတာကိုဟုတ်တယ်မလားသူ့ရဲ့ mindset ကလည်းအတိတ်မှာပဲရှိနေဟိုတုန်းကပေါ့ကြိုးတော့စားကျင်တာပဲအခုမှလာပြောမနေနဲ့အရင်တုန်းကနေငါ့ကိုပြစ်ထားခဲ့ပြီးတော့အခုမှလာမဆွဲခေါ်နေနဲ့အရင်တုန်းကတော့ငါ့ကိုမကူညီပဲနဲ့စသဖြင့်အဲ့လိုမျိုးအတိတ်ကကို तू မထွက်နိုင်ဘူးเนาะအတိတ်ကိုအမြဲတမ်းနာကျင်အတိတ်တွေကိုအတိတ်မှာ तू များသူ့ကိုနာကျင်အောင်လှုပ်ထားခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီအရာကို तू တစ်သက်လုံးမမေ့ဘူးဥပမာ upline ကသူ့ကိုနာကျင်နဲ့ပြောထားခဲ့တယ်ဆိုလို့ရှိရင်လုံးဝမမေ့တော့ဘူးသူနာကျင်အောင် upline ကို10ခါလောက်လှုပ်ထားလဲ upline ဘာမှမဖြစ်ဘူးအဲ့ဒါကြတော့ तू မမှတ်ထားဘူးဒါပေမဲ့ upline ကသူ့ကိုနာကျင်အောင်တစ်ခွင်းလောက်လေးပြောထားအိုးတသက်လုံးမမေ့နိုင်တော့ဘူးတသက်လုံး तू မမေ့တတ်တော့ဘူးအဲ့ဒီကိစ္စဟာဘလောက်ပဲပြဿနာရှင်းနောက်ဆုံးအဲ့ဒီအရာကိုရောက်အောင်ခေါ်သွားတာကိုဟုတ်တယ်မလားမဟုတ်ဘူးငါတို့ရှေ့ဆက်ကြမယ်အခုဒီနေ့တယောက်နဲ့တယောက်အမှားတွေရှိခဲ့တယ်မှန်တယ်နော်ငါလဲဝန်ခံတဲ့နေလဲဝန်ခံဟင်းမရဘူးဒါပေမဲ့ဆိုပြီးတော့နောက်ကိုပြန်ရောက်သွားအမှန်တယ်မဲ့ဘလောက်ဖြည့်ချင်းရှေ့ကိုမရောက်နိုင်တော့အဲ့လိုလူမျိုးနော်အဲ့တော့ तू ကအမြဲတမ်းအတိတ်ကိုအမြဲတမ်းမြင်အောင်တတ်တယ်သူပြီးတော့အများရဲ့စကားကိုနားထောင်တတ်ပဲနားမထောင်တတ်ပဲနော်စန့်ကျင်ဘက်အမြင်အမြဲရှိသူနော်အများရဲ့စကားအများကတခုခုပြောလိုက်ပြီဆိုရင်သူ့ရဲ့အမြင်ဟာလုံးဝစန့်ကျင်ဘက်အခုဒီနေ့ကုမ္ပဏီပိုင်ရှင်တွေ CEO တို့ကပြောပြတဲ့ success small ကိုပေးကမ်းမျှဝေစွန့်ကြဲဒါတွေကိုလောက်ရမယ်လို့ပြောရင်ဟင်း तू ကချစ်ကုတ်အဲ့လိုမျိုးကစီနေအဲ့လိုမျိုး success small စီးပွားရေးမှာလူအများနဲ့အလုံးလုံးရမယ်ဆိုလို့ချင်းဟင်းငါတယောက်တည်းပဲနေမယ်အဲ့လိုမျိုး success small company မှာအကုန်လုံးအသင်းဖွဲ့နီးစနစ်နဲ့ပူးပေါင်းရမယ်ဆိုရင်ဟင်းငါဘာငါ online ရပဲသင်ယူမယ်အဲ့လိုမျိုးပြောင်းပြန်နေလောက်တာသူများသင်ပြပေးတာတစ်မျိုးဆို तू ကတစ်မျိုးပြောင်းပြန်နေလောက်တာအဲ့လိုမျိုးတချို့အဲ့လိုတက်ရှိတယ်အဲ့လိုလူမျိုးလေဟုတ်တယ်မလားသူများသင်ပြပေးသူများအရှိဆိုရင် तू ကနောက်သူများဘယ်ဆိုရင် तू ကညာဟင်းငါညာသွားမှာငါဘယ်မသွားဘူးအဲ့လိုမျိုးဘယ်သွားလို့မရဘူးလားညာရောသွားလို့မရဘူးလားသူများမဟုတ်ဘူးငါတို့ဘယ်ကိုအတူတူသွားမှာဆိုညာကိုသွားရင်ဘာဖြစ်မှာမလို့လဲအဲ့လိုလားငါတို့အရှိကိုသွားမယ်ဆိုရင်အနောက်ကိုသွားရင်ဘာဖြစ်မှာမလို့လဲမယုံငါသွားကြည့်မှာမယုံငါလောက်ကြည့်မှာနက်ဝက်မှာဒီလိုလူတွေမချရဘူးဘယ်နဲ့ရောညာရောနှစ်ဖက်ချရမယ်နက်ဝက်နှစ်ဖက်ပဲတိုးဆောင်မယ်ဆိုငါတစ်ဖက်ပဲလောက်ကြည့်မယ်ငါအောင်မြင်အောင်လောက်ကြည့်မယ်လောက်ကြည့်မယ်သူများကတစ်မျိုးပြောရင် तू ကတစ်မျိုးအဲ့လိုမျိုးပြောင်းပြန်နေကြီးတွေးတာပြောင်းပြန်နေကြီးလောက်တာเนาะအဲ့လိုမျိုးသူများကသင်ပြပေးတဲ့အရာနဲ့စန့်ကျင်ဘက်အရာတွေကိုလောက်တာပေါ့နော်အဲ့ဒါကြတော့ तू ကမြေခွေးနဲ့တူတယ်ပြီးရင်စိတ်သက်ကြလွယ်ပြီးတော့ညီးညူတက်၍အပြစ်မြင်တတ်တယ်ညီးညူတက်ပြီးတော့စိတ်တက်ကကြလွယ်လိုက်သေးတယ်လုတ်ပြီးပြီလုတ်ဖူးပြီးပြီအမအလိုင်းနေနဲ့ဆွေးနွေးပြီးတော့ပြောတယ်ဗျာငါတို့အနာဂတ်တွေရှင်းစမ်းလုတ်ဖူးပြီးပြီလေမိတ်ဆက်ချဘူးပြီးပြီလေလီစတက်ပြောဘူးပြီးပြီအဲ့လိုမျိုးပြောဘူးပြီးပြီမရပါဘူးစားသဖြင့်ပေါ့နော်လှုပ်ဖူးပြီးပြီလှုပ်ခဲ့ပြီးပြီစားသဖြင့် तू လှုပ်ခဲ့တဲ့အရာတွေကိုပဲထက်ခါပြောတယ်နောက်ထပ်လှုပ်ရမယ့်အရာတွေကို तू မမြင်တတ်ဘူးပြီးလို့ရှိရင်အမြဲတမ်းညီးညူတတ်တယ်ဟုတ်တယ်မလားပတ်စံမမရှိတာဘယ်လိုသွားမလဲသွားရမယ်ဆိုတာတော့သိတာပေါ့သင်တန်းပတ်စံမမရှိတာဘယ်လိုသွားမလဲအဲ့လိုလာတာဟုတ်တယ်မလားအဲ့မျိုးနင်ပေးမှမလို့လားအဲ့လိုက်စိုက်ပေးမှမလို့လားအဲ့လိုကလာလိုက်သေးတာဟုတ်တယ်မလားအခုဒေါင်းလိုင်းနေခန်းပွဲကိုပအောင်ခေါ်ဆိုထိုင်းနိုင်ငံမှာတရားမှမရှိတာဘယ်လိုခေါ်မလဲဟုတ်တယ်လေကျွန်တော်နဝကနိုင်ငံခြားနဝကထိုင်းနိုင်ငံမှာတရားမှမရှိတာဘယ်လိုခေါ်မလဲပတ်စံပေးမလို့လားအဲ့လိုက်ပတ်စံပေးမှမလို့လားလုံးတဲ့နေဒါဟာလုံးရမယ်လို့ပြောဟင်းသူတို့ကအဲ့လိုမျိုးဟိုသူများကိုပဲပေါ့နော်အဲ့လိုမျိုးအကနေပြီးတော့အခုဒီနေ့ဟာနက်ဝက်တွေထဲမှာစစ်ဆေးကြည့်ပါအောင်ဒီနေ့ကိုဘာလို့ရက်တက်နေတာလဲကိုရဲ့အသင်းဖွဲ့တွေဘာလို့မတိုးတက်တာလဲကိုရာတူးမရဘာလို့ရာတူးမရတာလဲအဲ့လိုက်မှမကူညီတာ
ကုမ္ပဏီကဘာဖြစ်လို့ညာဖြစ်လို့သူများအပြစ်အကုန်ပြောတတ်တယ်သူအပြစ်ကတော့မပြောတတ်ဘူးအဲ့လိုမျိုးကဲပါလားအဲ့လိုလူမျိုးမပါပါဘူးလို့ကြားချင်တာမပါပါဘူးလို့ကြားချင်တာကဲပတ်ဝန်းကျင်မှာရောရှိလားရှိပါတယ်မပါပါဘူးဆိုရင်လည်းလိန်တာရှိတယ်ပတ်ဝန်းကျင်မှာရှိလားဒီလိုလူမျိုးရှိပါတယ်ကဲဒီလိုလူမျိုးတွေအများကြီးရှိနေမယ်ဘယ်လိုလုပ်မလဲကောင်းလားโอเคအဲ့တော့နာမည်လေးတွေရေးထားမယ်နော်ဘာတူလဲဟိုငါတောင်းလိုက်မယ်ပေါ့သူပဲပေါ့သူပဲ ABCD အကုန်လုံးသူပဲငါမပါဘူးโอเคနံပါတ်9ကဲနံပါတ်9ကကြတော့ပြားနဲ့တူတဲ့သူကကြတော့ तू ကကောလာဟာလစိတ်ဝင်စား၍တဲ့သတင်းစကားအသေးအပို့လို့သူခဏလေလို့ရလဲဒီမာလေပြောချင်တာအဲ့လိုမျိုးတချို့ကကြတော့တလောကလုံးအကြောင်းသူသိတယ်ဟေး CCTV လို့တောင်ခေါ်လို့ရမယ်အဲ့လိုမျိုး तू ကပြီးလို့ရှိရင် तू ကပြောတယ်နော်ငါဒီနေ့နင့်ကိုပြောတဲ့ရာ तू များတော့မပြောနဲ့နော်အဲ့ဘယ်သူမှမပြောဘူး तू ပဲတယောက်ပြီးတယောက်လိုက်ပြောဒူမမပြောနဲ့တော့နင့်ကိုပဲငါပြောရနော်ဟေးမဟုတ်ဘူးအဲ့လိုပဲ तू တခြားလူတွေကိုလည်းအဲ့လိုလိုက်ပြောတာအဲ့လိုမျိုးနော်အများကြီးရှိတယ်အဲ့လိုမျိုးလေးပေါ့နော်ကောလာဟာလာသတင်းစကားတွေကိုအသေးပို့လုပ်တဲ့သူပြီးလို့ချင်း तू ကထိမ့်သိမ်းရတာခက်ခဲတယ်ဘာလို့လဲဆိုတော့သူ့ကိုသူတောင်မှ तू ကတနေ့အဲ့လိုသူများအကြောင်းလေးတွေပြောရမှကျေနပ်တာဆိုတော့တခါတလေသူများအကြောင်းမရှိရင် तू ကလေအဲ့လိုမျိုးဟိုလိုက်ပြီးတော့ပြောနေတာဆိုတော့ဘယ်လိုပြောမလဲမှားတာတွေလည်းပါခြင်းပါမယ်မှန်တာတွေလည်းပါခြင်းပါမယ်ဟို तू ကသတင်းကိုသိချင်နေတဲ့သူဆိုတော့တခါတလေ तू ကြားတဲ့သတင်းကအမှန်တရားဖြစ်ချင်မှလည်းဖြစ်မယ်ဒါပေမဲ့ तू ပါဇက်ကတခြားလူကိုပြောပြီးသွားပြီအဲ့လိုမျိုးမှန်နောက်နေ့ကျတော့ तू ကသတင်းတစ်ခုကဟဲ့ငါမနေ့ကပြောတာမဟုတ်ဘူးတဲ့အဲ့လိုမျိုးမဟုတ်ဘူးတဲ့ဆိုပြီးတော့နောက်နေ့တစ်ခါ तू သတင်းတစ်ခုရသွားပြန်ရောအဲ့လိုမျိုး तू ကမှားလည်းရတယ်မှန်လည်းရတယ် तू သတင်းကအဲ့လိုမျိုးနော်โอเคဒါကြောင့်မလို့သူတို့လူမျိုးတွေကသူတို့ကိုသူတို့လည်းထိမ့်သိမ်းရတာခက်ခဲတယ်နော်သူများတွေလည်းထိမ့်သိမ်းရတာအဲ့တော့လူအများရဲ့နောက်ွယ်တွင်တဲ့အတင်းအဖျင်းပြောတတ်တဲ့သူတဲ့နော်အဲ့လိုလူမျိုးဆိုတော့တခါတလေသူတို့ကတော့တတိမထားမိပဲနဲ့သတင်းဆိုပြီးတော့ပြောလိုက်ပေမဲ့လို့တခါတလေမှာအတင်းအဖျင်းဆိုပြီးဖြစ်သွားစေတယ်သတင်းကသတင်းတတ်နော်အတင်းအဖျင်းကအတင်းပြဥပမာဟဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ဟိုနိုင်ငံရုပ်ဟိုနိုင်ငံမှာဟိုလိုဖြစ်တယ်ဒီနိုင်ငံမှာဒီလိုဖြစ်တယ်နော်ရုပ်ရှင်မင်းသားဘယ်လိုမျိုးမင်းသမီးကဘယ်လိုမျိုးအစိုးရကဘယ်လိုမျိုးအခုမှပတ်ဝန်းကျင်ကဘယ်လိုမျိုးဖြစ်တယ်ဆိုပြီးတော့မှဒီလိုလေးတွေကိုကြတော့သူကသတင်းဖြန့်တာသတင်းပြောတာအဲ့လောက်ကတော့ပြဿနာမရှိပေမဲ့လို့နောက်ထပ်တစ်ဆင့်ရောက်သွားပြီဆိုရင်အတင်းအဖျင်းဖြစ်သွားတယ်လူတဦးတယောက်ချင်းစီရဲ့အကြောင်းတွေပုံကိုရေးကြဟဲ့သူတို့လင်မယားရန်ဖြစ်တယ်နင်သိလားအေးငါသိအဲ့ဒါဟိုလူကြောင်းတယ်အဲ့လိုမျိုးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုး तू ကငါ့ကိုအရင်တော့အဲ့မျိုးစားသဖြင့်ဒီလိုမျိုးလေးတွေအတင်းဖျင်းလေးတွေပါလာပြီပေါ့ပါလာပြီဆိုလို့ရှိရင်ဒါ तू ကအတင်းအဖျင်းသတင်းကနေပြီးတော့အတင်းအဖျင်းတွေဖြစ်သွားတတ်တာပေါ့နော်ပြီးလို့ရှိရင်သတင်းအချက်လက်တိတိကျကျမသိပဲလက်ဆင့်ကမ်းမျှဝေတတ်တယ်ဥမာစီးပွားရေးလုပ်နေတဲ့အခါမှာကြားလို့ရှိရင်လည်းပဲကြားဘူးနာဝလေးတွေနဲ့မျှဝေတာနော်သင်ယူပါဆိုရင်တိတိကျကျမသင်ယူဘူးတိတိကျကျနားလည်အောင်မလုပ်ဘူးသူ့ရဲ့အာယုံက तू ကပညာသင်နေတဲ့အခါမှာကြားလို့ရှိရင်လည်းပညာသင်ယူတဲ့နေရာမှာကိုစိတ်ဝင်စားမှုက90%ပဲရှိပြီးတော့ထိုင်နေပြီးတော့ဟိုလူကဘာဝတ်လာဒီလူကသူ့ပုံစံနဲ့လိုက်လည်းမလိုက်ဘူးင
တူလိုမျိုးအတုခိုးတာဆိုပြီးတော့ဟိုလူကိုသွားပြီးတော့မှကြည့်ဟိုလူကြည့်နေဆိုပြီးတော့ပညာရှိမှသင်နေပေမဲ့လေ तू ကအဲ့ဒီသင်နေတဲ့အရာကိုစိတ်မဝင်စားဘဲနဲ့เนาะသူ့ရဲ့အနေထားကဘာဖြစ်လဲဆိုတော့တယောက်နဲ့တယောက်ကိုအတင်းအဖျင်းလိုက်ပြောပြီးတော့မျှဝေနေတဲ့အရာကို तू ကစိတ်ဝင်စားတာဖြစ်တဲ့အတွက်ကိုသွားသင်ယူတော့ညာလဲပဲတိတိကျကျမရခဲ့ဘူးအဲ့လိုမျိုးတိတိကျကျမရခဲ့ပေမဲ့လို့ तू ကဘာလုပ်လဲဆိုတော့ပြန်မျှဝေတဲ့အခါမှာဆိုလို့ရှိရင် तू ကतू သွားသင်ယူထားတာဖြစ်တဲ့အတွက် तू ပြန်မျှဝေဖို့အတွက်အရေးကြီးတယ်လေအဲ့တော့ तू မျှဝေတဲ့အခါ तू ပြန်လှုပ်တဲ့အခါမှာအပြည့်အဝအချက်လက်မရသွားဘူးနော်ခေါင်းစဉ်ဆိုဟိုနားနဲ့ဒီနားနဲ့အစမရှိအဆုံးမရှိဥမာဂရုတဲတွေမှာမျှဝေပေးတယ်ပညာသင်ထားတယ်ဆိုလို့ရှိရင်ငါဒီသင်တန်းကနေသွားရလာတယ်ဒါပေမဲ့ तू ပြောလိုက်တဲ့အရာတွေကအစလည်းမပါဘူးအဆုံးလည်းမပါဘူးเนาะအဲ့လိုမျိုးတဝက်တစ်ပြက်ပဲ तू ပြောတတ်တယ်အဲ့လိုမျိုးเนาะအဲ့တော့အချက်လက်ပြည့်စုံအောင်မဟုတ်ဘဲနဲ့လက်ဆင့်ကမ်းမျှဝေတတ်တယ်ကိုကောင်းကြောင်းသူများမကောင်းကြောင်းအမြဲပြောတတ်တယ်ကိုကတော့ကောင်းတယ်သူများတော့မကောင်းဘူးပေါ့နော်စားသဖြင့်ပြီးရင်လျှို့ဝှက်ချက်အထူးသတင်းများပေါက်ကြားလွယ်တယ်တဲ့အေးပေါ့သူတကားဟိုပို့ဒီပို့နဲ့လုံနေမှာတော့သူနဲ့စကားပြောတယ်ဆိုလို့ချင်းသတင်းစကားတွေဆိုလို့ချင်းအထူးလျှို့ဝှက်ချက်တွေဆိုလို့ချင်းအဲ့လိုလူမျိုးတွေကိုတတိထားရတယ်နော်အဲ့လိုလူမျိုးတွေကပြောမှဆိုဒလန်နေဖြစ်တတ်တာပေါ့အဲ့လိုမျိုးအထူးလျှို့ဝှက်ချက်ပေါက်ကြားလွယ်တယ်သူ့ကိုအရေးကြီးတဲ့အကြောင်းအရာတွေပြောတာတို့အသင်းဖွဲနဲ့ပတ်သက်တဲ့အချက်လက်တွေကိုပြောတာမျိုးတို့နော်ဆိုလို့ချင်း तू ကမရအောင် तू ကသူ့ရဲ့ဗီဇကိုက तू ကသူများကိုလိုက်ပြီးတော့အဲ့လိုပြောချင်တဲ့သူမျိုးဖြစ်တဲ့အတွက်ပါဇက်မလုံဘူးပေါ့နော်ပါလားအဲ့လိုလူမျိုးโอเคမှတ်ထားမယ်နော်ထိတယ်ဆိုလို့ချင်းမှတ်ထားမယ်မှတ်ထားရမယ်အကုန်လုံးဟုတ်ပြီနံပါတ်10နံပါတ်10ကကြတော့ပုတ်တင်ညုံနဲ့တူတဲ့သူပုတ်တင်ညုံနဲ့တူတဲ့သူပုတ်တင်ညုံနဲ့တူတဲ့သူကဘယ်လိုလူမျိုးလဲဆိုတော့တနေ့ကုန်အလုံးချုပ်ချင်ဟန်ဆောင်တာအလုံးလုံးနေရမဟုတ်ဘူးအလုံးချုပ်ချင်ဟန်ဆောင်တာသူ့ကိုကြည့်လိုက်ရင်အိုးပြာရာတွေခတ်နေရပဲမအားဘူးဘာကြီးလုံးနေရလဲလို့မေးရင်လည်းဘာမှလည်းတီးတီးကြကြပြောမတတ်ဘူးအိုးအလုံးမိုးလင်းလာပြီဆိုတော့ငါသွားရအောင်မယ်ရုံးသွားရအောင်မယ်အလုံးသွားလုံးရအောင်မယ်သွားရအောင်မယ် website ထဲဝင်ကြည့်လိုက်တော့တစ်လကုန်တော့လည်းပြီးပြီလေဘယ်နှပြီးပြီမှမတက်ဘူးတနေ့ကုန်လဲ तू မနာရဘူးဟဲ့တစ်လလုံးလဲ तू မအားရဘူးရုံးနေလဲသွားတာပဲဟောင်းမီတင်းနေလဲဆင်းတာပဲတင်တန်းနေလဲတက်တာပဲနော်အကုန်လုံးတာပဲဒါပေမဲ့လာကုန်လို့ website ထဲမှာ app လိုက်ချောင်းကြည့်လိုက်ပြီဆိုလို့ရှိရင်မတွေ့ဘူးအဲ့ဆို तू ကလက်မခံဘူးဟုတ်တယ်မလားနင်ဘာမှမလုပ်ဘူးလို့ပြောရင်လည်း तू ကလက်မခံအောင်ဘာလို့လဲ तू တနေ့ကုန်လုံးနေအောင်နော်အလုပ်ကိုရှုံးနေပဲအဲ့ဒီမှာစီယိုဆိုရင်ဘယ်လိုပြောလဲဆိုတော့သွားတိုက်စေးတပူးတဲ့နဲ့တနေ့ကုန်တစ်လလုံးလုံးအလုပ်ရှုံးနေရောင်းရတော့သွားတိုက်စေးတပူးမိုးလင်းလာပြီဆိုလို့ရှိရင် तू ကအိုးအလုပ်ကိုရှုံနေပါဘောနော်အဲ့လိုမျိုးအလုပ်လှုပ်ချင်ဟန်ဆောင်နေတာပေါ့တတိထားမိလားတချို့ဆိုလို့ရှိရင်ဟာအက်လိုင်းနေနဲ့တွေ့ပြီဆိုလို့ရှိရင်ဟာမိတ်တွေပဲဆက်နေရလို့အက်လိုင်းနေကဟိုကလှုပ်ဆိုသူတို့ကိုကြည့်လိုက်ရေလည်းမချိုးရသေးဘူးထမင်းလည်းမစားရသေးဘူးဟဲ့မသိရင်အက်လိုင်းနေပဲထမင်းခူးကျွေးရတော့မယ်သူလိုပဲနော်သူတို့တွေမိတ်ဆိုအားသိခရုထဲမှာဘာလုံနေရလဲအော်ငါတောင်းလိုက်အလုပ်တွေတအားရှုပ်နေရဲ့အလုပ်တွေတအားလုံနေဆိုပဲအက်လိုင်းကထမင်းတွေလည်းချက်သွားတယ်ဟာတက်ရှင်းရည်တွေလည်းလှုပ်သွားတယ်မခိုင်းဘူးဆိုသူများတွေပြီးသွားပြီးတော့ပြန်သွားပြီးရုံးတွေသွားပြီးဆိုရင် तू ထမင်းစားတော့မယ်तू ထမင်းနေစားတော့မယ်သူများတကာတွေရုံးနေရပြန်လာပြီဆိုतू ခရုထဲမှာလှုပ်တော့မယ်အဲ့လိုမျိုးဟိုအလုံးမခွဲတတ်ဘူးပေါ့နော်အဲ့လိုမျိုး तू ရှုပ်ချက်တွေခတ်နေရပဲ तू တယောက်တည်းနေအောင်နော်အဲ့တော့တနေကုန်အလုံးရှုပ်ရှင်ဟန်ဆောင်တဲ့သူတဲ့ပြီးရင်အယောင်ပြောင်းလွယ်တဲ့သူအယောင်ပြောင်းလွယ်တဲ့သူဆိုတော့ तू ကအလုပ်တွေတအားရှုပ်ပြနေပြီးတော့သူ့ကို तू အလုပ်တွေတအားလုပ်နေဆိုတော့ तू များတကမသိတဲ့သူဆို तू အရန်စူးစမ်းတဲ့သူပေါ့ငါဒီလောက်စူးစမ်းနေရတော့မှဥမာဒီနေရာမှာ तू နေတဲ့ခါတစ်လနှစ်လသုံးလရလည်းမရဘူးရလည်းမရတဲ့ခါမှာငါဒီလောက်စူးစမ်းနေရတော့မှ app line တွေကငါတို့ကိုဂယုမဆိုင်ဘူးအလေးမပေးဘူးအရေးမထားဘူးဆိုပြီးတော့တခြားနှဝက်ပြောင်းတာမျိုးတခြားကုမ္ပဏီပြောင်းသွားတာမျိုးတခြားနေရာမှာဒီကရုထဲမှာငါနေလို့ဒီလိုဖြစ်တာနေမယ်နောက်ထပ်တကရုကိုပြောင်းလိုက်အောင်မယ်ဒီငါ app line ကမတော်လို့နေမယ်ငါနောက်ထပ် app line ပြောင်းလိုက်အောင်မယ်ဆိုပြီးတော့ပြောင်းသွားအဲ့လိုမျိုးအယောင်ပြောင်းလွယ်တာဒီလိုလူမျိုးတွေကခတ်မှန်းလို့မရအောင်ဟုတ်တယ်မလားအဲ့လိုမျိုးရောင်ပြောင်းလွယ်တဲ့သူပြီးရင်ကောက်ကျစ်တဲ့အတွေးရှိတယ်တဲ့သူမှာကောက်ကျစ်တဲ့အတွေးရှိတယ်ငါဒီလိုမျိုးလုပ်တယ်ဆိုရင်တော့ဒီလူချီကငါပတ်စံဘလောက်ယူလိုက်ရမှာ
executive ဘလောက်သူပစ္စည်းဝယ်လာရင်တော့ငါပတ်စံယူသုံးထားရမလဲ PB တွေယူသုံးထားရမလဲငါရဲ့အနေဘက်ထဲကိုဒီ PB အမှတ်တွေထည့်လိုက်ရင်တော့ငါဘယ်လိုရမယ်စသဖြင့်ကောက်ကျစ်တဲ့အတွေးရှိတယ်နော်သူများတခါဘက်ကိုမကြည့်ဘူးဒီ PB တွေကိုဒီလငါ PB လေးယူထားလိုက်အောင်မယ်နော်သူများကိုယုံကြည်တဲ့အပေါ်မှာအလွဲသုံးစားလုပ်ပြီးတော့ကောက်ကျစ်တဲ့အတွေးရှိတယ်ပြီးရင်ကိုဂျိုးအတွက်ပဲအမြဲအလုံးလုံးတတ်တဲ့သူနော်ဒီနေ့အလုပ်တစ်ခုခုတာဝန်တစ်ခုခုပေးလိုက်တယ်ဆိုလို့ရှိရင်ငါအတွက်ကဘာရမှာလဲငါဘာရမှာလဲအဲ့လိုအမြဲတမ်းမေးတတ်တယ်နော်အဲ့လိုမျိုးကိုဂျိုးအတွက်ပဲလုပ်လိုက်တယ်ဥမာအလုပ်လုပ်တဲ့မှာအသင်းဖွဲ့အတွက်အလုပ်လုပ်ပြီးဆိုလို့ရှိရင် MC ကုမ္ပဏီပစ္စည်းဈေးကွက်ပြောဆိုလို့ရှိရင်မအောင်မိတ်ဆက်ကတော့အသေးအံတယောက်တည်းခြာနေအဲ့လိုမျိုးငါပဲလုပ်မယ်ငါလာအောင်ငါမိတ်ဆက်ခြာနေကိုတာဝန်ယူရမယ့်အပိုင်းနေမယူဘူးဟော app line နေနဲ့လေးကျင့်ပေးရမယ့်အပိုင်းနေဆိုရင်ဟင်းမလေးကျင့်ဘူးမသွားဘူးငါပဲလုပ်မယ်တီးတန့်ဂရုထဲမှာစကားပြောတယ်တီးတန့် downline တွေကိုစကားပြောတယ်စသဖြင့်ပေါ့လေအသင်းဖွဲ့ရဲ့အလုပ်တွေဆိုလို့ရှိရင်တာဝန်မယူချင်ဘူးပေါ့အဲ့လိုလူမျိုးတွေပေါ့နော်ဒါ success model နဲ့နိုင်ချင်ပြမယ်ဆိုရင်ပြီးလို့ရှိရင်တကူကောင်းဆန်စွာအကြံဉာဏ်များပေးတတ်တဲ့သူအဲ့တော့အသင်းဖွဲ့ကနေပြီးတော့အသင်းဖွဲ့ကြီးတိုးတက်အောင်ဘယ်လိုလုပ်မလဲ promotion ပေးလေခေါင်းဆောင်နေ promotion ပေးလေအဲ့လိုမျိုး promotion ပေးနေဘယ်လောက်ရောင်းရမှာလဲဆိုတော့ဟင်းသူတခုမှမရောင်းအောင်တောင်းတာပဲနင်ပေးလိုက်ရရင်ငါချိန်တတ်ပြီငါရနင်ကုံဝိုင်းရင်ကိုငါချိန်တတ်ပြီအဲ့လိုမျိုးနော်အဲ့လိုမျိုးပေးရမယ်အဲ့လိုမျိုးအခုတခုခုလုပ်ပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲဥမာအသင်းဖွဲ့ထဲမှာနဝက်တွေတိုးတက်အောင်အသင်းဖွဲ့တွေတိုးတက်အောင်ယာဒူးတွေရအောင်လုပ်မယ်ဆိုလို့ရှိရင်ကိုကဘာလုပ်မလဲဆိုလို့ရှိရင်သူလုပ်ပေါ့ဟိုလူလုပ်ပေါ့ဒီလူလုပ်ပေါ့ကို့အတွက်အလုပ်မရှိဘူးသူများကိုပဲလုပ်စေခြင်းနဲ့เนาะအဲ့လိုလူမျိုးအဲ့တော့တကူကောင်းဆန်တဲ့အကြံဉာဏ်မျိုးတွေပေးတတ်တယ်အသင်းဖွဲ့ထဲမှာဆိုဥမာအဖွဲ့အစည်းထဲမှာခေါင်းဆောင်တယောက်ဖြစ်လာပြီးအဲ့လိုလူမျိုးတွေခေါင်းဆောင်တယောက်ဖြစ်လာပြီးဆိုရင်လည်းအရန်တတိထားရတယ်သူတို့ရဲ့ mindset တွေကသူတို့ကအကြံဉာဏ်ပေးတဲ့နေရာမှာဥမာကုမ္ပဏီမှာပဲဖြစ်ပေါ့နော်အကြံဉာဏ်ပေးတယ် तू ကတကူကောင်းဆန်တာဖြစ်တဲ့အတွက်ငါရရင်ပြီးရောကုမ္ပဏီမှာပြီးများပစ္စည်းထုတ်လိုက်အရေးသွေးကောင်းမကောင်းငါတို့ကခေါင်းဆောင်ပဲသူတို့ရောင်းရတဲ့လောက်ငါရမှာပဲစသဖြင့်ဒီလိုအကြံဉာဏ်မျိုးတွေပေးတတ်တယ်အသင်းဖွဲ့ထဲမှာဆိုလို့ရှိရင်လဲမဟုတ်လိုက်ဒေါင်းလိုက်နေထဲမှာပတ်စံများကောက်လိုက်အဲ့လိုမျိုးသူတို့မပေးရရင်တော်ပြီသူတို့မကုန်ရရင်တော်ပြီစသဖြင့်ဒီလိုမျိုးပြီးလို့ရှိရင်လဲကိုယ့်ရဲ့အသင်းဖွဲ့ထဲမှာနဲ့အလုံးလုံးတဲ့အခါဆိုလို့ရှိရင်လဲကိုယ့်ဘက်ကနင့်နာတဲ့အပိုင်းတွေကိုသူတို့ကအကြံဉာဏ်မပေးဘူးနင်လှုပ်သူလှုပ်ငါလှုပ်စသဖြင့်သူများကိုပဲအဲ့လိုမျိုးခိုင်းတတ်တယ်ပေါ့နော်အဲ့တော့ဒါကပေါက်တင်ညိုနဲ့တူတဲ့သူအဲ့လိုလူမျိုးတွေပါလားโอเคကဲနောက်ဆုံး17ဆောအမပြောသွားတယ်17ကောင်ဟုတ်တယ်မလားငါနှိမ့်နေတဲ့အချိန်တော့မသွားပဲနဲ့ကဲနောက်ဆုံးကကြတော့မွေနဲ့တူတဲ့သူနော်မွေနဲ့တူတဲ့သူကဘလို့လူမျိုးလဲဆိုရင်မွေတွေရဲ့အဲ့ဒီသူတို့ရဲ့ပင်ကိုစိတ်သဘောတဘာဝလူအများစိတ်ဝမ်းကွဲအောင်လုပ်တတ်တဲ့သူစိတ်ဝမ်းကွဲအောင်လုပ်တတ်တဲ့သူရှိနေရင်ကိုအသင်းဖွဲ့ရကွဲတာသူရှိနေလို့ကိုကွဲတာမိသားစုထဲမှာဆိုရင်လည်းသူရှိနေလို့ကိုမတဲ့တာသူမရှိနေမိသားစုဟာအေးဆေးတဲ့နေရောအဲ့လိုမျိုးအသင်းဖွဲ့ထဲမှာဆိုလဲသူရှိနေလို့ကိုပြဿနာတွေဖြစ်တယ်။ तू ကဘာဖြစ်လဲဆိုတော့သူများတကာကိုပြဿနာဖြစ်အောင်စွတာဗောလေဟုတ်တယ်မလားသူများတကာကောင်းကောင်းမွန်မွန်နေနဲ့ပြောနေတယ်ဆိုလို့ရှိရင်လဲဥတီချက်အနေနဲ့စကားဟာကောင်းကောင်းမွန်မွန်လာတော့ညာလဲသူနဲ့သူ့ချီရောက်သွားပြီဆိုရင်အဲ့ဒီစကားဟာပြဿနာစကားဖြစ်သွားပြီဥပမာအသင်းဖွဲ့လိုက်စကားပြောနေတယ် तू ကလည်းနဝက်တိုးတက်အောင်ပြောနေတယ် तू ကလည်းပြဿနာဖြေချင်းအောင်ပြေလဲအောင်ညှိနှိုင်းနေတယ်ဆိုလို့ရှိရင်သူ့အလှည့်ရောက်သွားပြီဆိုလို့ရှိရင် तू ကအကုန်လုံးဒီလူတွေနဲ့ငါတော့မထင်ပါဘူးနင်ကနင်းနောက်ွယ်မှာနင်းကိုဒီလူကိုဒီစကားဒီလိုပြောနေတာပဲစသဖြင့်တယောက်နဲ့တယောက်စိတ်ဝမ်းကွဲအောင်ဟုတ်တယ်မလားအဲ့လိုမျိုးလေးတွေသွားပြီးတော့ပျော်တတ်တဲ့သူမျိုးပေါ့နော်ပြီးလို့ချင်းကောက်ကျစ်စင်လဲခြေထိုးခံတတ်တဲ့သူတဲ့ခြေထိုးခံတယ်ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကဘယ်လိုမျိုးလဲဆိုတော့ဥပမာပြေးပွဲပြိုင်ပွဲကျင်းပနေတယ်ပြေးနေတယ်ဆိုလို့ချင်းသူများကိုယ့်ခြေကိုရောက်တော့မယ်ဆိုတာသိရင်ဘာလုပ်လဲခြေတော့ထိုးခံလိုက်တာကိုရှိပါအဲ့လိုမျိုးထိုးခံလိုက်တာဟုတ်တယ်မလားသူများကကိုကတောင်ပေါ်ကနေဆင်းလာတဲ့ကိုရှိကိုရောက်တော့မယ်ဆိုတာကိုသိလို့ချင်းသူငါကြော်သွားတော့မယ်မှာဆိုတာသိလို့ချင်းငါလည်းမနိုင်တော့ဘူးလေဟုတ်တယ်မလားအဲ့ဒါဆိုရင်ခြေထိုးခံလိုက်တာ
အဲ့လိုမျိုးအဲ့တော့သူများလဲသွားအောင်လုပ်တာသူများပြုတ်ကျအောင်သွားအောင်လုပ်တာသူများမအောင်မြင်သွားအောင်လုပ်တာသူများတကစကလုံးနဲ့ပဲဖြစ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးခြေထိုးခံတတ်တယ်တဲ့အဲ့တော့ကောက်ကျစ်စင်းလဲဆိုတာနဲ့ခြေထိုးခံတတ်တယ်ကိုငါမအောင်မြင်ရင်သူများလည်းမအောင်မြင်ရအောင်ငါမရရင် तू လည်းမရဘူးဥပမာဒီနဝက်အသင်းဖွဲ့ထဲမှာဆိုလို့ရှိရင်ရှိမယ်ပေါ့တဘောက तू ကကုမ္ပဏီကနေပြီးတော့မှ तू ဟာမကောင်းတဲ့သူဖြစ်လို့ तू ဟာအသင်းဖွဲ့နဲ့အလုံးမလုံးတဲ့သူဖြစ်လို့ तू ဟာဘသူပြောစကားမှနားမထောင်တဲ့သူဖြစ်လို့ app line တွေကသူ့ကိုထောက်ပြပေးတယ်ပြောပြပေးတယ်ဆိုလို့ရှိရင် तू ကမကြိုက်ဘူးမကြိုက်တဲ့ခါကျလို့ရှိရင်သူ့ရဲ့ downline တွေကိုသွားပြန်ပြောမယ်ဟေးနင်တို့လည်းမလုံးနဲ့နင်တို့လည်းမလုံးနဲ့ငါလည်းမလုပ်ဘူးနင်တို့လည်းမလုံးနဲ့စသဖြင့်ဒီလိုမျိုးတွေပြောတယ်ဆိုရင်သူများရဲ့အောင်မြင်မှုကိုရှေ့ထိုးခံတာနဲ့မတူဘူးလားသူများရဲ့အောင်မြင်မှုကိုတားဆီးတာနဲ့မတူဘူးလားအဲ့လိုမျိုးအခုအပြင်လောကမှာဆိုလို့ရှိရင်လည်းရှိလိမ့်မယ်ငါတို့လောက်ခဲ့ပြီးမကောင်းဘူးဟုတ်တယ်မလားနင်မယုံရင်လောက်ကြည့်ဘာဖြစ်မယ်ညာဖြစ်မယ်ဒါတွေဟာသူများရဲ့အောင်မြင်မှုကိုခြေထိုးခံတာလို့ပြောလို့ရတယ်နော်အဲ့လိုမျိုးအမြဲတမ်းရန်လိုတတ်သူတဲ့ဘာလေးပဲပြောလိုက် तू ကသူ့ရှေ့မှာစကားမှားလို့မရဘူးတီးခံစိတ်မရှိဘူးစကားအမှားမခံဘူးအမြဲတမ်းရန်လိုတတ်တယ်ရန်လိုတတ်တဲ့အကြည့်အဆွဲတစ်ထောင်းနဲ့အမြဲတမ်းအဲ့လိုခေါင်းတစ်ထောင်နဲ့အမြဲတမ်းလုံနေတာစကားတစ်ခါတလေမှလူတွေဟာတယောက်နဲ့တယောက်အသင်းဖွဲနဲ့နေတဲ့အခါမှာစကားအမှားမပါတတ်ဘူးလားစားတာနောက်တာတွေမရှိတတ်ဘူးလားရှိတယ်ဆိုလို့ရှိရင် तू ကလုံးဝအမှားမခံဘူးဟုတ်တယ်မလား तू များကို तू ပြောရရင်ပြောရမယ်သူ့ကိုတော့လာမပြောနဲ့ငါ့ကိုတော့လာမပြောနဲ့ငါ့ကိုတော့လာငါရဲ့အဟာခွက်ကိုလာမပြောနဲ့ငါအားနေချက်ကိုလာမပြောနဲ့ချူတိုင်းလောက်ပြတာအဲ့လိုမျိုးသူများချိတ်မှာအဲ့လိုမျိုးလူချိတ်သူချိတ်လည်းမချအောင်ဟုတ်တယ်မလားကိုယ့်ရဲ့အားနေချက်ကိုသူများလာချပြပြီးလာပြောပြီးဆိုလို့ချင်းငါ့ကိုမင်းကဘာလုပ်ချင်တာလဲမင်းကငါ့ကိုထင်သေးတာလားမင်းကငါ့ကိုဘာဖြစ်တာလားစသဖြင့်အဲ့လိုမျိုးအမြဲတမ်းရန်လိုတတ်တယ်အမှန်တော့သူများတခါကစတာနောက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဟုတ်တယ်မလားဒီလိုရည်ရွယ်ပြီးပြောတာလဲဟုတ်ချင်မှဟုတ်မယ်သို့တော့သူ့ရဲ့အမြင်ကိုက तू ကရန်လိုတက်တဲ့အမြင်ရှိတဲ့သူဖြစ်နေတော့သူများရဲ့စကားလုံးတိုင်းဟာဘာဖြစ်လဲသူ့အတွက်ရန်စကားဖြစ်စေတယ်ဟုတ်တယ်မလားအဲ့လိုမျိုးပြီးရင်အသင်းဖွဲ့ပြက်စီးအောင်ဖန်တီးတတ်သူတဲ့တချို့သောသူတွေရှိတယ်ငါမအောင်မြင်မဲ့အတူတော့အကုန်လုံးကိုဖျက်သွားလိုက်မယ်အဲ့လိုမျိုးလေဒါကလေးတွေဆိုလို့ရှိရင်လည်းကစားတယ်ဆိုလို့ရှိရင်ဥမာ तू လဲအိမ်ဆောက်တယ်ငါလဲအိမ်ဆောက်တယ်ငါအမေခေါ်ပြီးဒါသားရေပြန်လာတော့သမီးရေပြန်လာတော့မကစားရော့နင်လည်းမကစားနဲ့ဆိုပြီးဖြတ်သွားခဲ့တာအဲ့လိုမျိုးလေနင်လည်းမကစားနဲ့ဆိုပြီးတော့အဲ့လိုမျိုးအဲ့ဒီလူကြီးတွေဖြစ်လာတဲ့စီးပွားရေးမှာလည်းအဲ့ဒီလိုပဲထို့နည်းတူသွားပဲကိုတွေကစူးစမ်းခဲ့တယ်အောင်မြင်ခဲ့တယ်တော့အတူလုပ်ခဲ့တယ်ဆိုလို့ချင်း तू မလုပ်တော့ဘူးဆိုရင် तू ကအကုန်လုံးဖြတ်သွားခဲ့ तू ထွက်ချင်ထွက်သွားပေါ့မဟုတ်ဘူး तू ကတကတူးလုံးဖြတ်သွားတာအဲ့လိုမျိုးဂရုလိုက်ပါဖြတ်သွားတာမျိုးအသင်းဖွဲလိုက်ကိုအနှုတ်လက္ခဏာလက်ဆင့်ကန်သွားတာမျိုးမပြုတ်အောင်ကိုလှုပ်တာဟုတ်တယ်မလားမထွက်အောင်ကိုလှုပ်တာအကုန်လုံးပြုတ်မအောင် तू ကချိန်နေမှာတစ်ခါကျရင်အညှိုးကြီးနဲ့ကိုလှုပ်ပြီးတော့ငါပြုတ်အောင်ကိုလှုပ်သွားအောင်မှာဆိုတဲ့သူမျိုးအဲ့လိုမျိုးအဲ့တော့အသင်းဖွဲပြက်စီအောင်ဖန်တီးတတ်တဲ့သူတဲ့သူများရဲ့အောင်မြင်မှုကိုတားဆီးဖြက်စီးလှုပ်တတ်တဲ့သူအောင်မြင်မှုတွေဥမာဒီလယာဒူးတွေယူမယ်သူများတကာတွေကစူးစမ်းမယ်ဆိုမယူနဲ့ပလက်တီနမ်ဘာလို့ဖို့ယူမှာလဲဟုတ်တယ်မလားနင်ကိုနဲ့ပဲနေပလက်တီနမ်ယူရင်ဘာဖြစ်တယ်ဒိုင်းမွန်မယူနဲ့ဒီတိုင်းပဲနေငါတို့နဲ့အတူတူနေကိုတွေမတက်နဲ့ဘရွန်အကရူကနေငါတို့တူတူနေမယ်ဟေးနင်တို့ပလက်တီနမ်မယူနဲ့အဲ့လိုများညှိထားတာလို့တော့ထင်ရတယ်ကရူတွေမှာဆိုလို့ရှိရင်မတက်နိုင်တော့ဘူးပေါ့နော်โอเคဒါမစတိုင်းစတာပါဟုတ်ပြီအဲ့တော့သူများရဲ့အောင်မြင်ကူကိုတားဆီးဖြက်စီးစွာလှုပ်တတ်တဲ့သူများတကအောင်မြင်သွားပြီဆိုလို့ရှိရင်လည်းအားကြမှုတွေမရှိဘူးပန့်ပိုးပေးမှုတွေမရှိဘူးဘယ်လိုပြောမလဲဂုံပြုတ်ချီးမြင့်နော်ဒါတွေမရှိဘူးဟေးနင်တနေ့ပြုတ်မှာပါနင်တနေ့ပြောက်မှာပါနင်လည်းငါလိုမျိုးပဲရက်တက်မှာပါနင်အဲ့ဒီနေရာရောက်ရင်နင်လည်းငါလိုပြုတ်မှာပါစသဖြင့်အဲ့လိုမျိုးတွေပြောတာမျိုးပေါ့နော်အဲ့တော့ဒီနေ့7ကောင်မြောက်ဖြစ်တဲ့မွေနဲ့တူတဲ့သူဆိုရင်လည်းဒီလိုအကျဉ်းစရိုက်တွေရှိတယ်တဲ့ဟုတ်ပြီအဲ့တော့ဒါတွေဟာလူတွေနဲ့အသွင်တရံနော်တူတဲ့တလိษံအကောင်လေးတွေရဲ့စိတ်နေစိတ်ဘောထားကိုလာရောက်ပြီးတော့ပြောပြခြင်းဖြစ်တယ်အဲ့တော့မိမိတို့မှာကလူဆိုတာကထားလိုက်သူတို့တွေကတော့တလိษံတွေဖြစ်တယ်လေသူတို့ဒီလိုတွေးတာဟာမှန်တယ်မှားတယ်ဆိုပြီးတော့ထောက်ပြပေးတဲ့သူရှိလားသင်ပြပေးတဲ့သူရှိလားသူ
သူတို့ရဲ့အတွေ့အကြုံတွေရောပြောပြပေးတဲ့သူရှိလားမရှိဘူးသို့တော့မိမိကလူဖြစ်တဲ့အတွေ့အကယ်၍မိမိမှာဒီလိုမျိုးမကောင်းတဲ့အကောင်ကလေးတွေနဲ့တူနေတဲ့အရာရှိတယ်ဆိုရင်ပြုပြင်လို့မရဘူးလားအဲ့တော့မသလိုက်တော့ကတတ်လုံးဒီအတိုင်းဖြစ်ရမယ်လို့ဆိုလိုတာမဟုတ်ဘူးဒီနေ့တိသွားပြီးသဘောပေါက်သွားပြီးနားလည်သွားပြီးဟဲ့ဒီနေ့ငါသာဒီလိုစိတ်မျိုးတွေရှိနေမယ်ဆိုရင်အောင်မြင်နိုင်မလားမအောင်မြင်နိုင်ဘူးဆိုတာသိရင်ဘာလုပ်ရမှာလဲပြုပြင်နိုင်ရမှာပေါ့ဟုတ်တယ်မလားပြောင်းလဲနိုင်ရမှာပေါ့ဘာလို့လဲကိုတိသွားပြီလေကိုမှဒီလိုစိတ်မျိုးတွေရှိတယ်ဆိုတာကိုတိသွားပြီအရင်တော့ကတော့မသိဘူးပြီးရင်အရင်တော့ကဘယ်သူမှလည်းကိုကိုသိအောင်လာမချပြဘူးလာမပြောပြဘူးအရင်တော့ကဒီလိုစိတ်မျိုးတွေရှိနေတော့ညာလဲပဲကိုဟာတယောက်တည်းတူးတဲ့အလုံးလုံးရတာဟုတ်တယ်မလားကိုမှဒီလိုစိတ်မျိုးတွေရှိလဲချပြခွင့်မရဘူးကောင်းတဲ့အရာပဲဖြစ်ဖြစ်မကောင်းတဲ့အကျင့်စရိုက်ပဲဖြစ်ဖြစ်ချပြခွင့်မရှိဘူးဘာလို့လဲကိုကနေစားလုပ်တဲ့အခါမှာကိုယ့်ရဲ့အရေးချင်းလောက်ပဲတုံးလို့ရတယ်ဟုတ်တယ်မလားလူတွေအများကြီးနဲ့လည်းမလုပ်ရဘူးဥမာတအိမ်လုံးမှာမဲပန်းအလုပ်လုပ်တဲ့တယောက်တည်းဘသူ့ကိုသွားကောက်ကျစ်နေကြရှိမလားကွနင်တပြက်စီးနဲ့ကောက်ကျစ်နေပေါ့ဟုတ်တယ်မလားနင်ဘာဒူနဲ့ရံဖြစ်မလဲပကံပြားနဲ့နင်ရံဖြစ်နေမှပဲရမှာပေါ့ဟုတ်တယ်မလားနင်ရံဖြစ်နေနင်မကောင်းအတင်းပြောရင်လည်းအိမ်သားနဲ့မှန်နဲ့ပဲနင်ပြောမှရမှာပေါ့ကိုလုံနေရတဲ့အလုပ်ကအိမ်ဖော်အလုပ်ဖြစ်တယ်ဟုတ်တယ်မလားအဲ့မဲ့ကိုယ့်ရဲ့စိတ်ကအဲ့လိုမျိုးရှိတော်ညာလဲကို့မှာဒီလိုမျိုးအရာတွေကိုဖော်ထုတ်ခွင့်မရှိဘူးကောင်းတဲ့အရာဖြစ်တဲ့အသုံးချခွင့်မရှိဘူးသို့တော့ဒီနေ့ success small စီးပွားရေးကိုလောက်ကင်တဲ့အခါမှာလူတွေအများကြီးနဲ့ပေါင်းသိမဆက်ဆံရဘူးလားပေါင်းသိဆက်ဆံရတာဖြစ်တဲ့အတွက်ဒီလိုအချက်တွေရှိတယ်ဆိုရင်ပြင်လို့မရဘူးလားအဲ့တော့မနိုင်တို့ဒီနေ့လာချပြပေးတယ်လာပြောပြပေးတယ်ဆိုတာဟာကိုမြင်အောင်တတ်ဖို့ကိုသိဖို့ကိုသိတဲ့အခါမှာဒီနေ့ငါဟာဘာကြောင့်ပေါင်းသိဆက်ဆံရေးမှာညှပ်ပြင်းနေရတာလဲဟုတ်တယ်နော်โอเคကိုသိပြီးပြီဆိုရင်ကိုပတ်ဝန်းကျင်ကိုသတိထားဖို့ဟုတ်တယ်မလားအဲ့တော့စောအပိုင်းမှာကိုကြိုက်တဲ့ကိုသဘောကျတဲ့ကိုနှစ်သက်တဲ့အကောင်ကလေးတွေကမပါဘူးလားဒီလိုလူမျိုးတွေကိုနဘေးနားမှာရှိနေတယ်ဆိုရင်ကိုကတန်ဖိုးထားဖို့မလိုဘူးလားအဲ့ဒီလိုလူမျိုးတွေကိုရှိနေပါလဲနဲ့မိမိကမကောင်းတဲ့အကောင်လေးတွေရဲ့စိတ်နေမျိုးသားတွေမှာပါနေတယ်ဆိုရင်ဒီလိုကောင်းတဲ့သူတွေဟာကိုနဲ့ရေချေနေမလားမနေဘူးအဲ့တော့ဒီနေ့မိမိတို့ဟာလူဖြစ်တယ်လူဇဲမှာလူပီသားမဲ့လူတွေဖြစ်တယ်လူပီသားကျင်တဲ့သူတွေဖြစ်တယ်လူဆိုတာကမွေးဖွားလာပြီဆိုရင်မိခင်ပိုက်ထဲကနေပြီးတော့လူဦးဝဲဆိုပြီးမွေးလာပြီဆိုရင်လူဖြစ်လာတယ်ဟုတ်တယ်မလားသို့တော့လူကနေပြီးတော့အခုအရွယ်တန်းရောက်လာတဲ့အခါမှာအရွယ်တစ်ခုရလာတဲ့အခါမှာသင်ယူမှုတွေကောင်းတဲ့အရာတွေမကောင်းတဲ့အရာတွေသင်ယူရတဲ့အရာတွေမှာခွဲခြားပိုင်းခြားတက်လာတယ်ဆိုလို့ချင်ရင်အဲ့ဓာတွေကိုသင်ယူပြီးတော့ပြုတ်ပြင်ပြောင်းလဲနိုင်တယ်ဆိုရင်လူပီသားတဲ့သူမဖြစ်ဘူးလားလူပီသားတဲ့သူဖြစ်တယ်အဲ့တော့လူပီသားတဲ့သူဖြစ်ဖို့အတွက်ကိုဒီနေ့ဒီအကြောင်းအရာတွေဟာအရေးမကြီးဘူးလားအရေးကြီးတယ်အဲ့တော့ဒီနေ့မနိုင်သင်ပြပေးတယ်ဆိုတာဟာပို့ပြီးတော့သူများတကာကိုမကောင်းပြောဖို့မဟုတ်ဘူးဟုတ်တယ်နော်ကိုပြန်လဲသုံးတတ်ဖို့ဟုတ်လားမဆုလိုက်ဆိုရင်ဒီနေ့အဲ့ဒီပညာရက်ကိုသင်ပြီးတဲ့အချိန်မှာဟေးဒီနေ့ငါရေချေမှာကြောက်စရာကောင်းတယ်ငါရဲ့စိတ်ဟာဒီလိုမျိုးရှိတယ်ဆိုရင်ကြောက်စရာကောင်းတယ်ငါအသင်းဖွဲ့ကြီးကိုရေချေထိန်းနိုင်မှာမဟုတ်ဘူးငါဒီလိုစိတ်မျိုးရှိတယ်ဆိုရင်ဟေးငါနဘေးပတ်ဝန်းကျင်နားမှာဒီနေ့လင်းယုံနဲ့တူတဲ့သူတွေရှိတယ်တဘောကနော်โอเคပြန်သွားမယ်ဟုတ်ပဲအစအနေပြန်သွားမယ်အိုးโอเคလင်းယုံနဲ့တူတဲ့သူเนาะလင်းယုံနဲ့တူတဲ့သူတွေရှိမယ်ကိုနဘေးနားမှာဒီလိုမျိုးရှင်သေးနဲ့တူတဲ့သူတွေရှိမယ်ဇီးကွက်နဲ့တူတဲ့သူတွေရှိမယ်အသင်းဖွဲ့နဲ့ပူးပေါင်းလှုပ်ဆောင်တဲ့ကျွမ်းကျင်တဲ့ပရွက်စိတ်နဲ့တူတဲ့သူတွေရှိမယ်ယုံကလေးတွေနဲ့တူတဲ့သူရှိမယ်ဟုတ်တယ်မလားကိုအမြဲတမ်းပြဿနာဖြစ်နေတဲ့အချိန်မှာညှိနှိုင်းပေးတဲ့ပါလိုမာလို့ဒီလိုမျိုးအကောင်လေးတွေရှိမယ်ဒီလိုမျိုးလေးတွေရှိမယ်ဆိုလို့ချင်းအကယ်၍မိမိကဒီဘက်အချမ်းမှာရှိနေတယ်ဆိုရင်ဒီလူတွေဟာကိုနဲ့နေပါမလားကိုနဲ့ရေရှည်ကြံပါမလားအဖြေရချင်းလေးပဲမိမိတို့နတ်ဝက်ထဲမှာလူဦးရေတွေကောင်းတဲ့သူတွေဘာကြောင့်ပျောက်ကုန်တာလဲဘာကြောင့်ကောင်းတဲ့သူတွေမကြံတာလဲမိမိတို့ကဒီဘက်ခြမ်းထဲမှာတမျိုးမျိုးထဲမှာပါနေလို့ပေါ့သဘောပေါက်လား
မသနိုင်လာပြီးတယ်မသနိုင်ရေကျွန်တော်တို့မိတ်ဆက်တွေအများကြီးရှားထားတယ်2020နှစ်တဲကရှားထားတယ်23မှာရှားတယ်24မှာရှားတယ်25မှာတယောက်မှမကြံဘူးဘာလို့ပျောက်ကုန်တာလဲကဲဒီနေ့ပြန်မေးကြည့်ကိုဘယ်ထဲမှာပါနေလို့လဲရမလားဟုတ်ပြီတိသွားပြီဆိုရင်ဘာလုပ်ရမလဲပြန်ပြုတ်ပြင်ရမယ်ဘာလို့လဲကိုနဲ့တူတဲ့အခုဒီဘက် channel မှာအခုဒီနေ့ app line နေနဲ့မရင်းနှီးတော့ဘူး app line တွေကကိုယ်ကိုမကူညီတော့ဘူးခေါင်းဆောင်တွေကကိုယ်ကိုမနှွေးအရင်လိုနှွေးထွေးလူတစ်တောင်ဝလို့မဆက်ဆံတော့လူတစ်တောင်ဝနေရဘလို့စိတ်မျိုးလဲ app line နေမှာမသိတာဟုတ်တယ်မလားအနေကြလာတဲ့ခါကျတော့သိလာတော့အထူးသဖြင့်မက်စလိုက်နို့လို့ဒီလိုမျိုးတင်ယူထားရတဲ့သူတွေဆိုလို့ရှိရင်မက်စလိုက်မခတ်မှန်းတတ်ဘူးလားအဲ့တော့မက်စလိုက်နဲ့အနေဝေးသွားတဲ့သူတွေဟာဘာကြောင့်ဝေးသွားတာလဲအနေနီးပြီးကြံချိနေတဲ့သူတွေကဘာကြောင့်ကြံချိနေရလဲကဲသဘောပေါက်ပြီလားโอเคအဲ့တော့မနိုင်တို့ဒီလိုမျိုးဖြစ်နေတဲ့အနေထားတစ်ခုမှာလူတိုင်းဟာပြောင်းလဲလို့ရတယ်ဟုတ်တယ်နော်လူတိုင်းပြုတ်ပြင်လို့ရတယ်ဟုတ်တယ်နော်โอเคပြုတ်ပြင်နေပြောင်းလဲခြင်းနဲ့စိတ်တွေရှိမယ်ဆိုလို့ချင်းကိုဒီနေ့ ready အဖြစ်နဲ့2025မှာငါရဲ့အားနေချက်တွေကိုငါအပြင်းနိုင်ဆုံးဖြစ်ရမယ်ဆိုပြီးတော့မှဒီနေ့လာပြီးတော့မျှဝေဖို့မဟုတ်လိုက်ဖိတ်ခေါ်မယ်ဒီဘက်ကအကောင်ကလေးတွေ9မျိုးနဲ့တူတယ်လို့ဆိုတဲ့သူတွေเนาะဒီဘက်ကအကောင်ကလေးတွေ9မျိုးနဲ့တူတယ်လို့ကိုဘဒူဘဲအကောင်နဲ့တူလဲเนาะလာပြီးတော့မျှဝေကြည့်ပါအောင်စင်ပေါ်မှာမဟုတ်လိုက်မေးကြည့်မယ်ဘာကြောင့်ဒီအကောင်နဲ့တူတယ်လို့ထင်တယ်လဲဆိုပြီးတော့မေးကြည့်မယ်ပြီးတော့ပြောင်းလဲနိုင်ဖို့အတွက်ကိုမလွင်တို့အားအင်ဖလန်ပေးမယ်ဟုတ်ပြီအဲ့တော့စင်ပေါ်မှာလာပြီးတော့ update လုပ်မယ်မျှဝေမဲ့သူဒီ9ယောက်ကိုဖိတ်ခေါ်ပါတယ်โอเคခွန်ပန်းရွှေဖြစ်ပါတယ်ကဲနောက်ထပ်ဘယ်သူတွေရှိသေးလဲတက်လာပေးပါခွန်ပန်းရွှေတယောက်တည်းစင်ပေါ်မပေးတတ်ပါနဲ့ကျန်တဲ့သူလေးတွေလည်းတက်လာမယ်မရှိဘူးလားโอเคဟုတ်ပြီအားလုံးပဲမင်္ဂလာပါကမ္ဘာကျွန်တော်နာမည်ခွန်မန်းကျွေလို့ခေါ်ပါတယ်အခွင့်အလမ်းကောင်းတဲ့မိတ်ဆက်ပေးတဲ့သူကတော့ကျွန်တော်ရဲ့ appline လီတာကြီးကိုရင်ထွေးမဲဖြစ်ပါတယ်ခင်ဗျာ appline ကိုလည်းရန်နေမှာကျေးဇူးတင်ပါတယ်ဒီနေ့လာပြီးတင်ပြပေးတဲ့ဘွားကိုလည်းအထူးနေမှာကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဆက်မောစီပွားရေးမှာဝင်လာပြီးစီကျွန်တော်တို့မှလည်းကိုရဲ့တော့လိုအပ်ချက်အနည်းရပြီးတော့မှစီတော့လူတယောက်မှာမာတတ်တဲ့စီပြင်တတ်ရတဲ့ခင်ဗျာဆိုတဲ့အချက်ကျွန်တော်ကိုပြပြီးတော့မှတတိယဖြစ်ပါတယ်ဆက်မောစီပွားရေးမှာလှုပ်လာပြီးစီကိုရဲ့အားနေချက်ကိုအမဲတာမမီဘူးစီတော့ဒီညာပဲရက်တမ်းမယ်ဆိုတဲ့အချက်ကိုလည်းတိရတာဖြစ်ပါတယ်အခုဒီမှာစီကိုကပြန်ပြီးတော့မှကြည့်မယ်စီရမကြည့်နိုင်မယ်နော်โอเคနော်နံပါတ်10ပတ်10တခါတလေမှာလေကိုရဲ့စိတ်ပိုင်းဆိုင်ရာမှာကိုကဒီစီပွားရေးမှာကိုလုံလာခဲ့တယ်ပြောစကားလေးမှာစနေကိုကပြပါတယ်ပြန်ပြီးတော့မှစီကိုကတခါတလေမှာလေကိုလုံလာခဲ့တယ်ကိုကအလုတ်ချိုးလို့တခါလေကိုကခံစားရတဲ့အပိုင်းလေးရှိခဲ့တယ်ဒါပေမဲ့ကိုကပြန်ပြီးတော့မှကြည့်မစင်အရင်ကစင်နေကိုကစိတ်ရကြလွယ်တဲ့အပိုင်းရှိခဲ့ပေမဲ့လေအခုကပြင်လို့ရပြီခင်ဗျာကိုပြန်ပြီးတော့မှပြင်လို့ရတဲ့အချက်ကိုကတီးလာခဲ့တာဖြစ်ပါတယ်ပြီးတော့မှစီတော့ကောက်ကြည့်တဲ့အသေးပိုင်းတော့မရှိဘူးဒါပေမဲ့အဲ့ဒီထဲမှာကိုငီးတဲ့အချက်ကိုပြန်ပြီးတော့မှ update လုပ်ပေးတာဖြစ်ပါတယ်ခင်ဗျာပြန်ပြီးတော့မှပြုတ်ပြင်နိုင်ဖို့အတွက်ပြီးတော့မှစီတော့တခါတလေမှာကိုကကြိုးအတွက်ပဲအလုပ်တတဲ့အချိန်ခါမှာလည်းရှိတယ်ခင်ဗျာပြီးတော့မှစီကိုကနောက်တစ်ခုစီတော့တကူကောင်းဆန်တဲ့စိတ်အဲ့ဒီဟာကတော့အများကြီးမရှိပါဘူးဒါပေမဲ့ရှိတဲ့နေရာမှာကိုအဲ့ဒီရှိနေရာကိုပြင်တတ်ဖို့အတွက်ဆိုတော့အဲ့ဒီအချက်ကို update လုပ်ပေးတာဖြစ်ပါတယ်ခင်ဗျာအခုမှလည်းကိုရဲ့ရင်မချက်ကိုလည်းဆက်မှတယ်ဒီလောက်ကိုလည်းမရအောင်ပလက်တနရထူရအောင်စူးစမ်းလို့ယူမှာဖြစ်ပါတယ်ခင်ဗျာโอเคအဲ့တော့လူတယောက်တည်းမှာတစ်မျိုးတည်းရှိကြမှာလည်းရှိမယ်ဒါပေမဲ့လူတယောက်မှာစိတ်3မျိုးလည်းရှိခြင်းရှိနိုင်တယ်2မျိုးလည်းရှိခြင်းရှိနိုင်တယ်တခြားကောင်နေနဲ့ဒီချက်တူတယ်ဒီချက်တူတယ်ဒီချက်တူတယ်ဆိုအောင်မရှိနိုင်ဘူးလားအကောင်းတဲ့ဘက်ခဲမှာလည်းတူတယ်ရှိတယ်မကောင်းတဲ့ဘက်ချမ်းမှာလည်းရှိတယ်ဆိုပြီးတော့မရှိနိုင်ဘူးလားအခုဒီနေ့မဆုလိုက်ရွေးထုတ်တာကဘာလဲဆိုတော့တကယ်ပြုတ်ပြင်ခြင်းနဲ့စိတ်ရှိတဲ့သူကိုရွေးထုတ်ချင်တာကိုအကြောင်းကိုဘယ်လောက်ထိသိသွားသလဲမဆုလိုက်အခုပြောနေတဲ့အချိန်မှာကိုဘယ်လိုမြင်ရောင်တတ်သွားသလဲလူတွေဟာအောင်မြင်တဲ့သူဟာဘယ်လိုလူမျိုးလဲဆိုတော့အမားတွေအများကြီးလှုပ်ဖူးပြီးတော့မှတကယ်ပြောင်းလဲခြင်းတဲ့သူကအောင်မြင်တဲ့သူဖြစ်တယ်
အမှန်နေကြည့်ပဲလောက်ဖူးတယ်ဆိုလို့ချင်းလဲကိုဟာမှားတဲ့နီးကိုမသိတာဖြစ်တဲ့အတွက်ကိုတောင်းလိုက်နေမှားရင်ပြန်မတင်ပြတတ်ဘူးအဲ့တော့အ ਨੇ ဆုံးတော့ကိုဆုံးဖြတ်ချက်ရှာတတ်ရမယ်ငါဟာဒီနေ့ကစပြီးတော့တကယ်ပြုတ်ပြင်ခြင်းတဲ့သူဖြစ်တယ်တိတ်ကလေးပြုတ်ပြင်နေလို့ဘယ်သူမှမပြုတ်ပြင်နိုင်နော်ကိုပြုတ်ပြင်မဲ့အရာကိုစိန်ခေါ်ရဲရတယ်ပြောပြရဲရတယ်โอเคနောက်ထပ်တစ်ယောက်ဖိတ်ခေါ်ပါတယ်အလုံးပဲမင်္ဂလာပါရှင်ကျွန်မနာမည်ကတော့နန်းဆန်ဟောမ်လို့ခေါ်ပါတယ်အပလိုက်ကတော့အကိုကြားလင်းခပဲဖြစ်ပါတယ်ရှင်တမီးရတူနာကတော့ခုနှစ်ပြောတဲ့ဟာအတန်လဲကျဲတယ်ရှင်လူအများအိမ်မနေကတော့တမီးပြောလဲဘာလို့မလဲလူခေါ်လို့မလူအော်လို့မတမီးပြောတာအတန်တော့တမီးဖြစ်တယ်တော့မြေလွယ်နေပါကတူလေးပြောတာပဲမဲ့သူကစင်အတန်လေးကျဲတယ်အဲ့တော့မြေဖြစ်တယ်ဟုတ်ပြင်းတယ်ลองผมนอนให้ว่าဟုတ်တယ်တော့မြဖြစ်တယ်နောက်ထပ်တူအမေကြီးနေတယောက်တည်းဖြစ်တယ်မเข้าออกบนใจฮะแล้วก็จะอย่างมีอานานะเดี๋ยวเป็นแล้วก็တူအများကြီးလာပြောရင်လဲနေတော့ရုံးဖောက်နေပဲပါနေတော့လက်မခံနိုင်ဘူးပြောတယ်ဆိုလို့ရှိရင်လက်မခံတတ်ဘူးလက်မခံတဲ့စိတ်အားနေတယ်ဟုတ်တယ်တော့မဖြစ်နေသူပြောရင်လဲနောက်ထပ်များပြောတော့တယ်မဖြစ်ဟုတ်မဖြစ်တာရှင်ဒီနေ့သမီးပြုတ်ပြင်နိုင်မယ်လို့ထင်လားfighting လုံးနိုင်တယ်နော်လုံးနိုင်တယ်ငါသမီးဒီအချက်ကိုမြင်လို့ပြောင်းလဲနိုင်ပြီဆိုရင်သိကြတယ်အောင်မြင်ပြီเนาะအားပေးတယ်เนาะโอเคဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာဆိုရင်ပေါ့နော်ဒီကနေ့လူတွေရဲ့စိတ်ကိုခန့်မှန်းနိုင်တဲ့ဒီပညာရနဲ့လာရောက်တင်ပြပေးတဲ့ကျွန်တော်တို့အချက်ကောင်းဆောင်ဖြစ်တဲ့လီတာမဆလာဝကိုရမှာပဲကျေးဇူးတင်ပါတယ်ဒီကနေ့မှာဆိုရင်လည်းကျွန်မကိုယ်တိုင်ကိုကြားမပေါ့နော်ညှိရတဲ့အချက်ကတော့နံပါတ်9ပဲဖြစ်ပါတယ်ဝဲဝင်နဲ့တူတော့တူပေါ့နော်ဒီရမှာဆိုရင်လည်းပေါ့နော်ကျွန်မကိုယ်တိုင်ကိုကြားလဲစကားအမြဲတမ်းပေါ့နော်စကားဆိုရရမှာကြတော့ကိုယ့်အတန်ကတော့မကျဲဘူးထင်ပေမဲ့သူများအတွက်ကြတော့အရက်ကျဲလိုမျိုးပေါ့ကိုလာပြီးဆိုတော့သူများအတွက်နိုင်ကြီးသွားလိုမျိုးဖြစ်ရအရာလည်းရှိတယ်ဩစာနာလူချင်တဲ့တခါလေကြောက်ရှင်တယ်ပေါ့နော်ဒီရမှာဆိုကျွန်မတို့မျိုးအနာဆိုတဲ့ပေါ့နော်စိတ်ထဲမှာတော့တွေးတယ်ဒီနေရာမှာဆိုကျွန်မတို့ချီကျူဒီထက်ပို့တော့သူများချက်ချီကျူသေးကောင်းပါပဲဆိုတော့အတွေးလေးတွေပေါ့နော်ဒီဆိုရဲရကစမ်းတွေးခဲ့ဖို့မှပြောမထုတ်ဘူးပေါ့နော်ပြီးတော့စင်လည်းပေါ့နော်အသားကြီးရဲ့သူတခါလေကြောက်ရှင်လည်းပေါ့နော်နဲ့အသားကြီးလိုမျိုးကိုခါဆိုင်ရအရာလည်းရှိတယ်အခါကျရင်ကျမတို့မှန်နေပြီလေသူဘလို့ပြောပါစေပေါ့နော်ကျမမှန်နေပြီပဲကျမလောက်တာကျမသိရလေဆိုတော့ကိုဖက်မှန်နေပြီမဲ့လည်းသူများရဲ့အမြင်မှာကျတော့မားတဲ့အရာလည်းရှိပြီမဲ့လည်းတိတ်ပြီးတော့လက်မခံတဲ့သူတွေထဲမှာလည်းပါတယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့လူကိုချစ်ကန်းကြွားကျင်တယ်ဆိုတဲ့နေရာမှာလည်းနည်းနည်းလေးဖြစ်တယ်ပေါ့နော်လူတွေကိုချစ်ကန်းနေရာမှာဆိုလဲပြီးခဲ့တဲ့လမှာဆိုလဲပြောမယ်ဆိုရင်စေးပါရထူတက်ဖို့အတွက်လာစားမကလေးကစေးရအတွင်းမှာဖီဖီတောက်တက်ပြီမဲ့လဲပေါ့နော်ကားဆော်ကဘယ်နေရာမှာဘာလို့အချက်တွေရှိတယ်ရတယ် easy လောက်နိုင်တယ်လောက်နိုင်တယ်ဆိုတဲ့အရာကစားကိုကတော့ဒီမျိုးပဲနေခဲ့ရပေါ့နော်ကျမတို့ရောက်ချက်လောက်နိုင်လေဆိုတဲ့အရာကစားတွေးခဲ့ပြီမဲ့လဲပေါ့နော်အချိန်နဲ့ကြာလာတဲ့အမြပေါ့နော်ရေးရနီးနေပြီဒါပေမဲ့ကိုတက်မှတ်ထားတဲ့ဖီဖီကတက်လာတော့မရှိဘူးပေါ့နော်ဗာကြောက်လို့ဆိုရင်ကျမပြောသွားခဲ့လို့မျိုးပဲကျမလောက်နိုင်လေအဖွဲ့စီဆိုတဲ့အရာတွေးခဲ့တဲ့အခါမှာဆိုရင်လီဒါမဆနာဝေးဒီစစ်စမိုးရဲ့တပ်ဖို့အချင်းနဲ့လာပြီးတော့ပြောပြမြောက်ဝသွားတဲ့အခါမှာဆိုရင်ဒီလိုအနေရမှာဆိုဒီမျိုးလောက်ရမှာလားဆိုပြီးတော့အလောက်တော်ရင်လည်းနောက်ဆုံးကျတဲ့၄ရက်တူမှာပဲဖီဖီနဲ့တာပြင်းနဲ့စေးပါရတူကိုလည်းရရှိပတ်ဆိုင်ထားတယ်ဒီမဆနာဝေးကလည်းရမှာပဲကျေးဇူးတင်ပါတယ်နောက်တစ်ချက်အနေနဲ့ပေါ့နော်ဟိုက်ဟာပေါ်ရှိတဲ့နေထိုင်တဲ့နေရာမှာဆိုလဲကိုလာပြီးဆိုတော့သူများအတွက်နောက်ရှက်ဖြစ်လို့မျိုးအရာလည်းဖြစ်တယ်ပေါ့နော်။ဘာကြောင့်ဆိုရင်ကိုက
ကြားထဲမှာစကားပြောတဲ့အရာတွေကြားသူများစကားပြောနေကြားဖြတ်စကားပြောတဲ့အရာလည်းရှိခဲ့တဲ့သူရောပေါ့နော်ဒီဟာကလည်းစပယ်လို့ပြရမယ်သူများရဲ့အမြင်ကိုလည်းတဲ့ပြောသူထဲမှာလည်းပါတယ်ခုဒီညမှာဆိုရင်ကိုကမန်နေထင်းနေဆိုတဲ့ပြောတယ်စိတ်ထဲမှာမထားသိပြီးတော့မထားတဲ့ဝင်တော့တဲ့ပြောရတဲ့အရာဆိုလဲအကိုထဲမှာအများကြီးပါနေတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့ဆက်မှာကျွန်မကိုယ်ကိုကြားလဲပြုတ်ပြင်ကြောင်းလဲပါမယ်လို့အမဘွားကိုလည်းနော်ပြောချင်တယ်ပေါ့နော်အရင်မှလည်းကျေးဇူးတင်ပါတယ်โอเคဒီကတော့ပြောင်းလဲခြင်းစိတ်ရှိဖို့ပဲဒီနေ့ကိုပြင်ရောင်လို့ရတယ်ဆိုရင်ငါဟာဒီလိုလူမျိုးပဲဆိုတာကိုသိသွားတယ်ဆိုလို့ရှိရင်တော့ပြောင်းလဲလို့ရသွားပြီလေမသိရင်ဘယ်လိုပြောင်းလဲမလဲနော်ဒီနေ့ဟေးငါမဆုနိုင်ပြောရတယ်17မျိုးထဲမှာငါမပါသေးဘူးတစ်မျိုးမျိုးမှာဘယ်လိုပြောင်းလဲမလဲနော်โอเคโอเคဟယ်လိုဟယ်လိုဟယ်လိုโอเคအလုံးမင်္ဂလာခင်ဗျာဟုတ်ကဲ့ကျွန်တော်နာမည်ကတော့ဇွဲသူတွေထက်လို့ခေါ်ပါတယ်ကျွန်တော် apply ကတော့အတန်လို့ရှိရင်ကိုကြီးတရားဖြစ်ပါတယ်ခင်ဗျာ apply ကိုလည်းရောက်မှကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒီနေ့မှာဆိုရင်ကျွန်တော်သိချိလိုက်ရတယ်ကတော့ကိုကတော့မှားနေပြီမဲ့ဘယ်လိုမျိုးရတယ်မှားနေလဲဆိုကိုမြင်နေတာမျိုးလို့ရှိကြပါတော့ဒီနေ့မှာဆိုရင်ကျွန်တော်အလုံးကိုရဲ့ပြပြရမယ့်ချက်တွေကိုပြရမယ့်ဟာသိပြီမဲ့အဖေရတယ်ကိုပြရမယ့်ဆိုတော့ကိုတိုင်မြင်တာမျိုးရရှိတယ်ဒီနေ့မှာဆိုရင်ကျွန်တော်သိချိရရကတော့ဒီမြေခွေးလေးပေါ်စားလဲပေါ့နော်ဒီမြေခွေးပေါ်စားဆိုရင်ကျွန်တော်တို့ရန်ပဝတ်အဒေလေမိတာရီစားဟောင်းလည်းမေးလို့မရဘူးလားငါသူ့ကိုချောကလက်ပေးထားတာငါပြန်တောင်းရမယ်အဲ့ဒါโอเคဒီမြေခွဲတော့ဆိုရင်ကျွန်တော်အများကြီးသိကြည့်လိုက်တာပါနော်ဒီမြေခွဲမှာဆိုရင်ပထမဆုံးအနေနဲ့လူတွေကိုယုံကြည်နေတာပေါ့ကိုရဲ့အသင်ဖမ်းမှမှာရှိတဲ့သူကိုကျွန်တော်သူတွေအားသာချက်တွေကမမြင်ဘူးပြီးရင်သူတို့ကလည်းမကြည်တာမျိုးအများကြီးရှိရပါတော့သူတွေရဲ့အားသာချက်ကဘယ်လိုမျိုးရာရှိရဆိုတော့ကိုကျွန်တော်ကိုယ်တိုင် live ပြီးတော့သုံးချက်တဲ့တာအများရှိတယ်ဒါမှမဟုတ်ဒီမိရဒီချက်ကိုလည်းကျွန်တော်ကိုယ်တိုင်ကလည်းအများကြီးပြန်သားမှမယ်လို့ကျွန်တော်ကိုယ်တိုင်အစွဲချတာခင်ဗျနောက်တစ်ခုကတော့တေးသေးစာပြေစကားပြောတော့နောက်ထောင်လို့ဆိုတာကတော့ကျွန်တော်ကတိုင်ရင်သားလည်းဖြစ်တယ်ပြီးရင်နေထိုင်အေးတဲ့သူရရှိတယ်ခင်ဗျတကယ်ကြမှာကိုယ် apply ကနေပြီးတော့ live ပြောစကားပြောတဲ့အချိန်မှာကိုယ်တိုင်ကလည်းသေးပြီးတော့နောက်ထောင်တက်တာအများကြီးရှိတယ်ဒါမျိုးအဲ့ဒီຢာကိုလည်းကျွန်တော်ကလည်းအကောင်းဆုံးပြပြမှာခင်ဗျနောက်ပြီးတော့တေးကိုလည်းအများကြီးမြင်တဲ့သူအဲ့ဒါကတော့ကျွန်တော်ရဲ့စဉ်းစားကြည့်အောင်နော်တကယ်လို့ဒီစီဘွားထွက်လာခဲ့တာငါတကယ်လို့မှန်ရဲ့လားမှန်ကိုင်းလားဆိုပြီးတော့မြင်များပြန်ပြီးတော့တွေးတာမျိုးရှိတယ်ခင်ဗျတွေ့တဲ့အချိန်မှာဆိုရင်လည်းကျွန်တော်နေတဲ့လက်ကစားလို့တဲ့မှာတုန်းကဒီနာကျင်မှုတွေကိုပြန်လိုက်ပြီးတော့နှိုးဆွားတယ်ပြီးရင်ဒီနေ့မှာကိုယ့်ရဲ့လွတ်ဆောင်ချက်တွေကိုမြန်ပြင်းများအောင်လဲကိုယ်တိုင်လွတ်ဆောင်ချက်ရဲ့မျိုးရှိတယ်ခင်ဗျနောက်တစ်ခုကများရဲ့စကားကိုနမ်ပရာတက်နဲ့ဆက်ကျင်ဖိုင်မြင်တဲ့သူရှိအဲ့မျိုးချက်တွေရှိတယ်ခင်ဗျဒါလို့ရင်းမြရကိုလည်းကျွန်တော်ကိုယ်တိုင်ကလည်းကောင်းဆုံးပြန်လိုက်ပြပြမယ်ဒါလို့ဒီချက်တွေကိုကျွန်တော်တို့နောက်9နှစ်မှာကျွန်တော်တို့အဝတ်ဆိုရင်အကုန်လုံးကိုပစ်ချပြီးတော့ကိုလိုချင်းတဲ့ပန်းတဲ့ကိုလည်းရရှိအောင်ရအောင်ကြိုးစားပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်လည်းအားလုံးချင်းကလက်ပါခင်ဗျာโอเคလုံနိုင်တယ်နော်ပြောပြီးပြီလေစောစောကဒါလေးတွေဟာအကောင်လေးတွေဖြစ်တဲ့အတွက်စိတ်ကလေးတွေနိုင်ရှင်တယ်သူတို့ကတော့သူတို့ရဲ့မျိုးရိုးဗီဇအနေနဲ့ဒီလိုပုံစံမျိုးဖြစ်တယ်ပေမဲ့ကိုကလူဖြစ်တယ်လေဟုတ်တယ်မလားအဲ့တော့အောင်မြင်ခြင်းနဲ့နေရာတစ်ခုကိုရောက်နေတဲ့အခါမှာပြောင်းလဲယူနိုင်တယ်နော်ကိုနော်မင်္ဂလာပါဟုတ်ကဲ့ပါကျွန်တော်ရဲ့နာမည်ကတော့စလိုင်းအောင်လို့ခေါ်ပါတယ်အခွင့်အလမ်းကောင်းတဲ့မိတ်ဆက်ပေးတဲ့ကျွန်တော်ရဲ့ upline ကတော့လီတာကြီးမို့ဖြစ်ညာဖြစ်ပါတယ် upline ကိုရန်ကျေးဇူးတင်ပါတယ်ဒီနေ့မှာကျွန်တော်အားလုံးကိုဒါလူ7မျိုးပေါ့နော်လာပြီးတော့မျှဝေပေးတော့တယ်အဖွားစလိုင်းကိုလည်းရန်ကျေးဇူးတင်တယ်ဒါဒီနေ့ကိုယ်ကဘယ်ဖက်မှာပါလာလဲဆိုတော့မြေခွေးဖက်မှာပေါ့နော်မြေခွေးဖက်မှာဘယ်ဖက်မှာလဲဆိုတော့တိတ်ဆိတ်တယ်ပေါ့နော်ဆိုတော့ကလီတာကြီးပြောတယ်လို့ပဲကိုယ်ကတိုင်းသားဖြစ်တဲ့အခါကျတော့ကောင်းဆောင်တွေပဲဖြစ်ပြောတဲ့အချိန်မှာပြန်မပြောတာမှန်တာလည်းဖြစ်မှားတာပဲဖြစ်ပြန်မပြောဘူးပြန်မပြောနားမထောင်ပါတော့အဲ့လိုမျိုးပုံစံဖြစ်တယ်ပြီးရင်ဘယ်ဘိုင်းမှာလဲဆိုရင်တော့အတိတ်ကိုအများအားပြန်တွေးတယ်ပေါ့နော်အတိတ်ကိုအများအားပြန်တွေးဘယ်ဘိုင်းတွေမှာပြန်တွေးရလဲဆိုတော့ကိုယ့်ရဲ့အိမ်ကပြဿနာတွေနော်အဲ့ဒီအပိုင်းတွေကိုအများအားပြန်တွေးဖြစ်တယ်ဒါကြောင့်ဒီအချက်တွေကိုပြုပြင်ရမယ်ဆိုတဲ့ချက်ကိုသိလဲရတယ်ပေါ့နော်ပြီးရင်အတကြီးတယ်ပေါ့နော်ငါနော်ဘယ်လိုပြောမလဲနေရာတကာငါဆိုတဲ့အရာတခါတည်းအဲ့ဒီအရာကိုအဲ့ဒီစိတ်တွေဝင်လာတယ်ပေါ့နော်ဒါကြောင့်ဖွားဆွနာကပြောတဲ့ထဲမှာဆိုတော့အခုအဲ့လိုမျိုးတောင်းလိုင်းတွေကိုယ့်ရဲ့ network ထဲမှာရှိလာတယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်တွေကဒီထဲမှာရောက်ရှိနေတာဖြစ်တဲ့ကြောင့်အဲ့လိုမျိုးကောင်းတဲ့တောင်းလိုင်းတွေမကြမ်းတာဖြစ်တယ်ဒါကြောင့်ကိုယ်ကအဲ့လိုမျိုးစိတ်တွေဖက်မှာပြန်ရောက်အောင်ကြိုးစားတော့မလို့ကြောက်ကြရှင်ပါတယ်ခင်ဗျာโอเคလုံနိုင်တယ်နော်ဒါโอเคကျွန်မနာမည်အေးမှာဖြစ်ပါတယ်အခွင့်အလမ်းကောင်းတဲ့မိတ်ဆက်ပေးတဲ့ upline ကထဝယ်တိုင်းသားလေးလာကိုစင်ကိုဖြစ်ပါတယ်ရှင် upline ကိုကျေးဇူးတင်ပါတယ်
ပြီးလို့ရှိရင်ဒီနေ့လူ17မျိုးရဲ့အကြောင်းအကောင်လေးတွေနဲ့တင်ပေးသွားတဲ့ဟွာဆူလိုင်ကိုလည်းကျေးဇူးအများတင်ပါတယ်ကျွန်မကတော့လင်းယုံထဲမှာပါတယ်ပေါ့နော်လင်းယုံထဲမှာပါတယ်ဘာဖြစ်လို့အဲ့ဒီထဲမှာပါလဲဆိုတော့ကိုတိုင်းတီးရတာဆိုလို့ရှင်တော့လင်းယုံထဲမှာဆိုလို့ရှင်တော့အသွေးမြင်ကျဲပြနဲ့လွှမ်းမိုးနိုင်စွမ်းရှိတယ်အမြင့်ဆုံးထိပြန်တိုင်းနိုင်တဲ့လူဖြစ်တယ်ဘရှိဦးတီချက်တီကြကြရှိတဲ့သူဖြစ်တယ်စံနမူနာကောင်းဖြစ်တယ်ပတ်ဝန်းကျင်အနေထားကိုနားလေသဘောပေါက်လူဖြစ်တယ်စူးရှားတဲ့အကြည့်နဲ့ယုံကြည်မှုရှိသူဖြစ်တယ်ခေါင်းဆောင်စိတ်ရှိသူဖြစ်တယ်ယုံကြည်ချက်ပြတ်သားစွာခြားတတ်တဲ့လူဖြစ်တယ်ပေါ့နော်အဲ့ဒီထဲမှာဆိုလို့ရှင်တော့ပါနာဒီထဲမှာဆိုလို့ရှင်တော့တရားရခိုင်နှုန်းကိုဖြစ်နေတယ်လို့ထင်တယ်ပေါ့နော်အဲ့ဒီထဲမှာပြီးတော့ကိုတိုင်ကကြတော့လေတရားရခိုင်နှုန်းဖြစ်ဖို့အတွက်ဒီစောင့်နေတဲ့သူလည်းဖြစ်တယ်ပြီးတော့တဲ့ခါမှာဆိုလို့ရှင်တော့ကိုအဲ့ဒီထဲမှာပြန်ပြီးတော့မှဟိုဖြစ်တာဆိုတာအကြောင်းအရာတစ်ခုဘယ်အကြောင်းအရာကိုပဲဖြစ်ဖြစ်ငယ်ကလေးကရောအဲ့ဒီအရာကလုံးဝဖျောက်လို့မရတဲ့အရာတစ်ခုရှိတယ်အကြောင်းအရာတစ်ခုဆိုရင်သူများပြောတာနဲ့လည်းမဟုတ်ဘူးမြင်တာနဲ့လည်းမဟုတ်ကိုယ်တိုင်လက်တွေ့ပေါ့နော်တီချာကိုမှစူးစမ်းလေ့လာအဲ့လိုမျိုးလုပ်ပြီးတော့မှဒီအရာကိုဆုံးဖြတ်ချက်ကိုလည်းအဲ့လိုမျိုးခိုင်မာချတတ်တဲ့လူလည်းဖြစ်တယ်ချပြီးပြီဆိုလို့ရှင်တော့အဲ့ဒီအရာကိုရအောင်လုပ်တဲ့လူလည်းဖြစ်တယ်ပေါ့နော်အခုချိန်မှာတော့ယာဒူးတော့မရသေးဘူးဒါပေမဲ့အဲ့ဒီအပိုင်းမှာဆိုလို့ရှင်တော့ကိုဒီဆောင်နေတဲ့အပိုင်းတွေရောလိုအပ်တဲ့အပိုင်းတွေရောမားတဲ့အပိုင်းတွေရောတင်ကားစာတွေလည်းတော်တော်လေးရနေပါပြီကျမကိုယ်တိုင်ကိုကြားကဆိုလို့ရှင်တော့အဲ့ဒီလူတွေနဲ့အဲ့လိုမျိုးလူလည်းဖြစ်တယ်လို့အဲ့လိုမျိုးဖြစ်အောင်လည်းတိဆောက်နေတဲ့လူလည်းဖြစ်ပါတယ်ပြီးတဲ့ခါမှာဆိုလို့ရှင်တော့အဲ့ဒီစူးရှားတဲ့အကြည့်နဲ့အဲ့လိုမျိုးထဲမှာလည်းပါပါတယ်ရှင်ပြီးလို့ရှိရင်အဲ့ဒီဟိုခေါင်းဆောင်စိတ်ရှိသူမှာတော့မဖြစ်သေးဘူးကိုယ့်ရဲ့အဖွဲ့အစည်းအတွက်ခေါင်းဆောင်ကောင်းတစ်ယောက်တော့မဖြစ်သေးဘူးဒါပေမဲ့ကိုနဲ့ကိုတီးတယ်ကိုတီဆောက်နေတယ်ပေါ့နော်အဲ့ဒီအရာကိုပြီးလို့ရှိရင်အဲ့ဒီဆုံးဖြတ်ချက်ပြတော့စာချရဲတယ်ဆိုတဲ့အထက်မှာလဲခဏတုန်းကပြောသွားတယ်လို့မျိုးပဲကိုတိုင်ကတည်တယ်ချာလေးလာတယ်စမ်းစစ်တယ်ကိုဆုံးဖြတ်လိုက်ပြီဆိုရှင်အဲ့ဒီအရာကိုတီကြလောက်တဲ့လူဓမ္မဖြစ်ပါတယ်ရှင်โอเคရမ်းတော်တယ်เนาะအောင်မြင်ပါလိမ့်မယ်မနောက်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ Joseph ဖြိုးဖြစ်ပါတယ်ကျွန်တော်ရဲ့ apply နာမည်ကတော့ Brown Elite နဲ့ Platinum ရာထူးရှင်အမထိထားလိုက်မယ်ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ဒီပညာရက်ကကျွန်တော်အရန်လို့ခြင်းတဲ့ပညာရက်ဖြစ်တယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီနေ့ဒီချိန်ကြီးရောက်နေတဲ့အသက်အရွယ်မှာဆိုရင်ကျွန်တော်အပါဝင်ပေါ့နော်လူတိုင်းကကိုအားသာချက်အားနည်းချက်ဘာရှိလဲဆိုတော့တော်တော်များများ69ရာခိုင်နှုန်းလောက်မသိဘူးလို့ကျွန်တော်မြင်နေပေါ့နော်အဲ့လိုမျိုးကိုအားသာချက်အားနည်းချက်ကိုမြင်မှုအတွက်ဆိုရင်အရေးကြီးဆုံးကစိတ်ပဲအဲ့ဒီစိတ်ကိုကောင်းသိပြီတမ ्यां ကိုမြင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကဝေဖန်ပြောဆိုတဲ့နေရာမှာကျွန်တော်လည်းပါတာပဲဟုတ်နော်ဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်ပြင်လာတာဒီကျွန်တော်အမြင်နဲ့မဆုံးဖြတ်ဘူးအထင်နဲ့မဆုံးဖြတ်ဘူးဘာကြောင့်လဲဆိုရင်ဒီလူဒီနေ့နောက်ဆုံးပြောရင်လမ်းဘေးမှာမူးလဲနေတဲ့လူတယောက်ပေါ့နော်ထားပါတော့ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ကျွန်တော်တို့ကမြင်လိုက်တယ်သူ့အရက်သမားလို့ကျွန်တော်တို့ပြောလို့မရဘူးဘာကြောင့်လဲဆိုရင်များသောအားဖြင့်ပြောမှာကအရက်သမားလို့ပြောမှာတိုးတော်ညာလည်းပဲသူဒီရက်ကိုဘာကြောင့်တောက်ထားလဲသူမိန်းမနဲ့စကားများလို့လားသူရဲ့ယောက်ျားနဲ့အဆင်မပြေလို့လားသူရဲ့ကောင်မလေးကြောင့်လားသူစိတ်ဘလောက်ဖြည့်ဆည်းမှုများနေရတယ်နော်အဲ့တော့ကျွန်တော်တို့ကဒီလိုသွားပြီးတော့တတ်မှတ်လိုက်မယ်ဆိုရင်ဒါကျွန်တော်မှားတယ်လို့မြင်တယ်ဘာကြောင့်လဲဆိုတော့ तू ဘာကြောင့်တောက်တယ်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကိုကြအဖြေရှာပြီးမှဒီလူဒီအယက်သမားလားအယက်သမားမဟုတ်ဘူးလားဆိုတာကျွန်တော်တို့ကခေါင်းစဉ်တက်ရမှာဒါကတော့ကျွန်တော်အမြင်ပေါ့နော်ဒါလေးပြပြပေးရဖြစ်တယ်အဲ့တော့ဒီနေ့မှဆိုလို့ရှိရင်ဒီအကောင်17ကောင်သိပြီဆိုရင်နောက်ဆုံးကျွန်တော်တို့ဒီစီးပွားရေးဒီလူတွေနဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်လူတယောက်ကအတန်ကိုကြားမယ်ဒီလူတယောက်ကိုဟိုးနားလေးမှမြင်လိုက်တယ်ကျွန်တော်တို့ကခံမှန်းလို့ရတယ်အဲ့လိုခံမှန်းနိုင်မှုအတွက်ဆိုလို့ရှိရင်ဒီຢာသည်ဒါထိတ်ဆုံးမှရှိတယ်ဒါကျွန်တော်မြင်ကြည့်တဲ့ຢာပေါ့နော်ကျွန်တော်အမြင်နဲ့ဖြေရှာတဲ့ຢာဖြစ်တယ်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လေဒီအကောင်17ကောင်ထဲမှာပါတယ်တကောင်မကအကုန်ပါလား
ဒါပေမဲ့လို့ဒီအကောင်ဆက်တဲ့ကောင်လည်းမှာအကုန်ပါတယ်ဒါပေမဲ့တော်တော်များများရော့ကျသွားတာကကျွန်တော်ဒီမရောက်ခင်အချိန်တွေအထိကျွန်တော်ပြုပြင်ပြောင်းလဲတယ်ကျွန်တော်အမားတွေအများကြီးလုပ်ခဲ့ပူတယ်အဲ့ဒီအမားတွေမှဒီနေ့ဒီချိန်ဒီငါ6တန်းတော့ကကျွန်တော်6တန်းတော့ကဘာမှားခဲ့ဘူးလဲ10တန်းမှာဘာမှားခဲ့ဘူးလဲအဲ့ဒီအရာတွေကိုကျွန်တော်အမြဲတမ်းပြန်တွေးတယ်အဲ့ဒီတွေးပြီးကမှအဲ့ဒီအမားတွေကိုသိပြီဆိုရင်ဒီနေ့ရှောင်းမဲ့လမ်းသည်နောက်တစ်ခါကျွန်တော်အဲ့ဒီလမ်းကိုပြန်မသွားဘူးပြင်ထပ်ပြီးအမှန်ရှာပြီးကမှကျွန်တော်သွားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့အတွေးပိုင်းကိုကျွန်တော်အရန်သဘောကျတယ်ဒါဒီစီဝိုင်းဆိုလို့ရှိရင်ဒါနောက်ဆုံးဒါနှုတ်ဆက်စကားပြောချင်လို့ရှိရင်ဒီစိတ်ပညာဟိုအသုံးချပါဒီစိတ်ပညာရပြီဆိုရင်အတွေးခေါ်ရမယ်အမြင်ရမယ်နောက်ဆုံးကျွန်တော်တို့ဖုန်းနဲ့လှုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်လူတယောက်ရဲ့အတန်ကိုကြားပြီဆိုတာနဲ့ဒီလူဘာစကားပြောရလဲကျွန်တော်ကောင်းကောင်းခံမှန်းနိုင်မှာဖြစ်ပါတယ်လို့ပြောကြရင်လည်းဒီနေ့အမားကိုလည်းကျွန်တော်ကျေးဇူးအရန်တင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာနေ့ညနေခင်းလေးပါရှင်ဟုတ်ကဲ့ပါကျမနာမည်ကတော့မကူမယ်လို့ပဲခေါ်ပါတယ်အခုလာကောင်းနေမိဆက်ပေးတဲ့ကျမရဲ့အလိုက်ကတော့လက်ရှိအိုမနိုင်ငံမှာနေထိုင်တဲ့လီတာကြီးအမပို့ပြပဲဖြစ်ပါရှင်ကျမရဲ့အလိုက်ကိုလည်းအရင်ကမှပဲကျေးဇူးတင်ပါတယ်ပြီးတော့ကျမကိုအခုလိုမျိုးပြတ်သက်စတလာအောင်အဖေဖေမကူညီတင်ပြလာပြပေးတဲ့ကျမရဲ့ပြကတော့လက်ရှိမှာကိုရထုကိုပိုက်ဆိုင်ထားတဲ့လီတာကြီးကိုတပ်ပတ်လေးကိုတူရထဲဝင်းနေတဲ့ကွာအထက်ကဆာစစ်တွေအလုံးကိုလည်းအရင်ကမှပဲကျေးဇူးတင်ပါတယ်ကျမကတော့ resistant နစခိုဖို့ကိုစင်ကိုဥစော်တဲ့ group နဲ့ဖို့ရှိုင်းလေးဥစော်တဲ့ group ကနေပြမစစ်တက်လာတဲ့သူတရားပဲဖြစ်ပါတယ်ကျမတို့အိုမနိုင်ငံကနေပြမရောက်လာတဲ့သူတရားပဲဖြစ်ပါရှင်ကျမပရဒီနေညနေခင်းမှာကျမတို့ကိုဒီအကောက်ဆက်တကောက်ဆိုတဲ့အချက်နဲ့ကျမတို့ကိုလာရပြမညဝေပေးတဲ့လီတာကြီးဖွားဆွန်လိုက်မှုကိုလည်းအရန်နမပဲကျေးဇူးတင်ပါတယ်ဒီထက်မှဆိုလို့ရှိရင်တော့ကျမပါတဲ့အချက်ကြတော့ပရွက်စိမ့်နဲ့တူတဲ့တူပါနော်ကျမဆိုလို့ရှိရင်တော့ဇွဲလုံးလာဝေရီယာရှိတဲ့သူဖြစ်တယ်ဘာလို့ဆိုတော့ကျမအလောက်တစ်ခုလောက်တဲ့အခါမှာဆိုရှင်တော့ဇွဲရှိနဲ့လောက်တယ်ကျမဆိုလို့ရှိရင်တော့ဒီစီပွားရုပ်ကိုတွေ့ရှိတဲ့အခါမှာဆိုရှင်တော့ဝေရောစားပြီးတော့မှလောက်ကြတဲ့အခါမှာကျမဒီစီပွားရင်းနဲ့တောင်းလာနေပြီးတဲ့အခါမှာကျမရဲ့တထေးတွေဆိုလို့ရှိဖို့တော့လောဘခွင့်မပြုဘူးဒီစီပွားရကိုဒါပေမဲ့ကျမမရရအောင်လုပ်မယ်ကျမတထေးတွေမတီးအောင်ကျမအမြဲတမ်းဒီစီပွားရကိုလေးလာတယ်ဘလို့ရှိတော့ကျမဒီစီပွားရကိုလေးလာတဲ့အခါမှာဆိုလို့ရှိတော့တထေးတွေကနေပါတွေလေးလာနေတာလဲဘာတွေကြည်နေတာလဲဆိုပြီးတော့မှကျမကိုအမြဲတမ်းပြောတယ်ဒါပေမဲ့ကျမဒီတထေးပြောရရကိုလောဘအစမဝိစားဘူးဒီစီပွားရကိုမရရအောင်ငါကြိုးစားမယ်ဒီတနေ့ကျလို့ရှိရင်တော့ဒီစီပွားရေးမှာငါရုပ်ကိုရုပ်ထွဲနေရမယ်ဆိုတဲ့စိတ်အပြည့်အဝရှိတယ်ဒါကြောင့်မလို့ဒီလိုမျိုးဆွဲရှိတာကြောင့်အခုဒီနေ့စပါဝါကနေလောဘရုပ်ထွဲနေခဲ့တယ်ဘောနော်ပြီးလို့ရှိရင်တော့ဒီအလောက်ကိုလည်းတစ်စက်မဲကျမလောက်ခဲ့တယ်ဒါပေမဲ့ဒီအိုမန်နိုင်ငံမှာနေတဲ့ခါမှာကျတော့ကိုကတင်တာတဲ့ဆိုပေမဲ့လည်းကျမဟာဆိုလို့ရှိဘောနော်တတိတွေကအစမတတိတွေနဲ့အစမပြေတာစစ်တဲ့အတွေ့အကြုံလို့ကျမဆိုလို့ရှိရင်တော့အဲ့ဒါထဲမှာဆိုလို့ရှိရင်တော့ update တွေသွားလုပ်တယ်ပြီးလို့ရှိရင်တော့ update သွားပြီးတော့မှ update တွေလုပ်တယ်အမြဲတမ်းအမျိုးလုပ်ခဲ့တဲ့သူတရားဖြစ်တယ်ပြီးလို့ရှိရင်တော့ဆေးရှိတိခံတယ်ဒီအလောက်ကိုကျမဒါဆေးမရှိခဲ့ဘူးဆိုလို့ရှိရင်တော့အခုဆိုလို့ရှိရင်လည်းကျမအိုမနိုင်ငံကနေပြီးတော့မှကျမလည်းအခုတတိခိုက်တဲ့အလောက်မှာပဲကျမလုံနေအောင်မှာပဲဒီလိုမျိုးဆေးရှိခဲ့တာကြောင့်ဒီနေစကနေရောက်ထွက်နေခဲ့တော့ဘုနော်ပြီးလို့ရှိရင်တော့ကျိုးတင်ပြစနေဆွာရှိတယ်ကျမကိုအမျိုးဒီညမှာ step ပြောရမယ်မနော်အမျိုးကဆော်တွေကပြောတာခါမှဆိုရှင်တော့အမြဲတမ်းကြိုတင်ပစ္စည်းတယ်ကြိုတင်ပစ္စည်းမှုမရှိဘူးဆိုလို့ရှင်တော့ကဆော်ဒီညကြိုတင်ပစ္စည်းမှုမရှိဘူးအမျိုးအမြဲတမ်းပြောတဲ့သူတရားလည်းဖြစ်တယ်ပြီးလို့ရှင်တော့နောက်ချက်ကြတော့နောက်လိုက်ကပ်ဖြစ်အောင်လဲကြိုးစားနေတယ်ဗောနော်ကျမရဲ့ခေါင်းဆောင်တွေဆိုလို့ရှင်တော့အရန်နမတော်ကြတဲ့ကျမရဲ့ခေါင်းဆောင်တွေအထက်ခေါင်းဆောင်တွေအလို့ဆိုလို့ရှင်တော့အရတော်တယ်ဒါကြောင့်မလို့သူတို့လိုမျိုးဖြစ်အောင်ကျမကကြိုးစားနေတဲ့သူတရားလည်းဖြစ်တယ်ပြီးလို့ရှင်တော့ရီမတ်ချက်မြော်လေးချက်ဆိုအိမ်မက်ဆိုအကြီးကြီးထားတယ်ဗောနော်ကျမဆိုလို့ရှင်တော့ဒီစီပွားရေးနဲ့တွဲဆိုပြီးတဲ့အခါမှာဗောနော်ဖဖဆိုလည်းဝေးရဲ့ဗီဒီယိုကအများကြီးကြည့်တယ်ဖဖဆိုလည်းဝေးရဆိုလို့ရှင်ဗောနော်ကြောက်လေးတာပဲအောင်တယ်ဒါပေမဲ့ကျမဆိုလို့ရှိရင်တက်ကတော်တော့တက်ဖူးတယ်ဖဖဆိုလည်းဝေးတော့ဒီလောက်လုံးနေတယ်ဆိုလို့ရှိရင်တော့ကျမလည်းလုံးနိုင်တယ်
တနစ်ချစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ကျမရှိတယ်ဒီစီးပွားရေးမှာဝေရောက်ပထမလောက်ခဲ့တဲ့ရွယ်ချက်ဆိုလို့ရှိရင်ဖဖဆိုလည်းဝိကွာအရာအကြတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်တော့မိဘကိုရဲ့အနာမှာထားနိုင်တယ်ပြလို့ရှိရင်လူအများအကြရတဲ့သူဖြစ်တယ်ကျမကိုယ်တိုင်လည်းဖဖဆိုလည်းဝိကွာအရာအကြတဲ့အချက်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့တနေ့ကျရင်လည်းဖဖဆိုလည်းဝိလိုမျိုးဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ကျမမှာအပြည့်အဝရှိတယ်ပြလို့ရှိရင်တချို့ဒါဆိုရှင်နေအရာအကောက်သေးတာပဲသူများတွေကကျမပြောတာခံမှာပေါ့နော်ဘာမှမဖြစ်ဘူးတနေ့ကျလို့ရှိရင်ဖဖဆိုလည်းဝိလို့ကျမဝါလာမှာသူ့လိုမျိုးရဒူတယ် နောက်ဆုံးပိတ်ကအသက်โอเคကျေးဇူးအများကြီးတင်ပါတယ် ပြလို့ရှိရင်တာဝကိုအတိကထားရပရမအတဲ့အဖွဲအတွက်အလုံးလုံးတယ်ဘောနော်ကျမပြော research မှာတကယ်လို့ဘောနော် MC တွေမှာဝေလာဘူးဆိုလို့ရှိရင်ကျမဆိုလို့ရှိရင်အမြဲတမ်းတာဝယူပေးနိုင်အောင်ကျမအမြဲတမ်းစူးစမ်းနေတဲ့သူရောက်ပဲဖြစ်ပါတယ် ကျူးစမ်းနိုင်ပါတယ်သမီးကျေးဇူးတင်ပါတယ်ဟုတ်ပြီနောက်ဆုံးပိတ်အိတ်နဲ့လွယ် အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ကိုကောင်းတော်လို့ခေါ်ပါတယ်ကျွန်တော် apply ကတော့လီတာကြီးကိုလောက်မျိုးဖြစ်ပါတယ်ဒီနေ့ဒီလူအကောင်ဆက်သက်မျိုးနဲ့တူတဲ့လူဆိုပြီးတော့တင်လိုက်တဲ့အချိန်မှာကျွန်တော်လက်ခံဖို့အချိန်ရောက်လာတယ်လို့ကိုခံစားရတယ်ညတော့အဖွားနောက်သွားတယ်ကျွန်တော်ကဘလို့လူလဲမေးရင်အဖွားထောက်ပြရင်ကျွန်တော်လက်မခံနိုင်မှာဆိုလို့ကျွန်တော်ထောက်ပြတယ်လို့ပဲအဲ့ဒီထက်မှကျွန်တော်ကတော့မြေခွေးလို့တူတဲ့သူဖြစ်တယ်တူရတဲ့အကြောင်းရင်းကညတော့အဖွားပါလို့မပြောရလဲသိသွားပြီပေါ့သိသွားပြီဒါကြောင့်ကျွန်တော်အသိမလုပ်လို့မနိုင်တော့ဘူးကျွန်တော်လောက်ရအောင်မြေခွေးလို့တူတဲ့သူကအဓိကကျွန်တော်မှယုံကြည်မှုအားနေတယ်ဘာကြောင့်လဲကျွန်တော်ဒီလိုမျိုးပတ်ဝန်းကျင်မှာတခါမကြုံရောက်ဘူးလို့ယုံကြည်မှုအားနေတယ်နောက်တစ်ခုကကျွန်တော်ပြန်မပြောဘူးတိတ်ပြီးနားမထောင်ဘူးဘာကြောင့်လဲကျွန်တော်ပြောလိုက်တဲ့အရာကိုဒီလူတွေကနားထောင်ပါမလားဆိုတော့တန်တရားစိတ်ရှိလို့ကျွန်တော်ကိုလက်ခံနိုင်ပါမလားဆိုတော့အားငယ်လို့အဲကြောင့်ကျွန်တော်ပြန်မပြောဖြစ်ဘူးဒီနေ့ကစပြီးနားထောင်မယ်ပြန်ပြောမယ်ပေါ့နောက်ထပ်တစ်ခုကဆိုရင်တော့ကျွန်တော်ကဒီနေ့မှဆိုရင်ဒါမြေခွေးဖြစ်တယ်အသိကိုပြန်ပြီးတော့ရောက်တာပေါ့နော်အသိကိုရောက်တဲ့အကြောင်းရင်းကကျွန်တော်အသိမှာကကျွန်တော်နေထိုင်ခဲ့တဲ့ပတ်ဝန်းကျင်ကဒီလိုမျိုးလူမျိုးမရှိတဲ့အတွက်ကျွန်တော်အမြဲတမ်းနှိမ့်ချဆက်ဆံတယ်လူဆိုးဖြစ်အောင်လည်းသင်ပေးတယ်အရက်သမားဖြစ်အောင်လည်းသင်ပေးတယ်ဒီနေရာမှာလူကောင်းဖြစ်အောင်သင်ပေးမယ်ဆိုတော့ကျွန်တော်လက်ခံနိုင်ပြီဒါကြောင့်ကျွန်တော်အသိကိုပြန်မရောက်တော့ဘူးလက်ရှိမှာအောင်မြင်နေတဲ့သူတွေနဲ့ပူးပေါင်းမယ်ဒီနေ့မှာကျွန်တော်မြေခွေးဖြစ်နေပြီမဲ့ကျွန်တော်ကိုကူညီပေးမဲ့ဒါခြေသိပ်လေးရှိတယ်တိမ့်ခဲလေးရှိတယ်ဒါပေမဲ့ကျွန်တော်တို့တော်ထဲသွားတဲ့နေရာမှာကိုကအကောင်ဘလောက်ပဲသေးနေပါစေကိုအရှိမသွားတဲ့ကိုတဲ့ကြီးမားတဲ့လူတွေရှိတယ်ဆိုရင်ကျွန်တော်အောင်မြင်နိုင်တယ်အဖွားပြောတဲ့အရာတစ်ခုရှိတယ်လူတယောက်ကပင်ကိုဗီဇကဖျောက်ဖျက်လို့မရဘူးမကောင်းတဲ့အကျင့်အဆိုးတွေကဖျောက်ဖျက်လို့ရတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ဒီလူတွေအလုံးကိုလက်ခံပြီးတော့ကိုပြောင်းလဲနိုင်မယ်ဆိုရင်ကျွန်တော်လိုချင်တဲ့ရာထူးဝင်ရရှိမယ်ဆိုတာကိုယုံကြည်ပါတယ်အားလုံးပဲမင်္ဂလာပါ โอเคရန်တော်တယ်နော်ညတော့အိမ်မှာအိတ်တယ်အဖွားတဲ့သားကိုထောက်ပြပါတယ်အဖွားပြောတယ်မနှက်ပြန်ကြမှာပဲပြောမယ်လို့โอเคအဲ့တော့ဘာပဲဖြစ်ပါဒီနေ့ကိုလက်မခံနိုင်သေးဘူးဆိုတဲ့နေရာမှာရှိနေတယ်ဆိုရင်နောက်ထပ်အချိန်တွေအများကြီးကြာအောင်မယ်နော်လက်ခံနိုင်တဲ့အနေအထားမျိုးထိရှိမယ်တိသွားပြီဆိုရင်လူငယ်တွေဖြစ်တဲ့အတွက်ကို့မှာအမားတွေအများကြီးလောက်ခဲ့ဘူးတယ်ဆိုတဲ့အရာကိုလက်မခံနိုင်သေးဘူးเนาะတချို့ကကြတော့ကိုယ့်အကြောင်းကိုပြန်ပြီးသုံးသပ်တဲ့အပိုင်းကိုမသွားနိုင်သေးဘူးအဲ့လိုမသွားနိုင်သေးရင်ဒီစီးပွားရေးမှာနောက်ထပ်အမားတွေအများကြီးလုံးမိနေအောင်မယ်အဲ့တော့အချိန်တွေကုန်နေမဲ့အစားဒီလိုအမားတွေလုပ်ပြီးအချိန်တွေကုန်နေမဲ့အစားအချိန်နည်းနည်းလေးယူပြီးပြုပြင်လိုက်မယ်နောက်ထပ်ဘဝကြီးတစ်ချောက်လုံးကိုအမှန်တွေပဲလှုပ်သွားမယ်မကောင်းလားအဲ့တော့ one home project မှာကြီးစုနေတဲ့သူတွေအနေနဲ့ရက်အသီးသီးကနေကြီးကြလိုက်မယ်ဒီပညာရက်ဟာဘလောက်ထိတန်ဖိုးရှိတယ်လဲဆိုရင်နော်ဒီပညာရက်ကိုစိတ်ပညာရက်အနေနဲ့စိတ်ပိုင်းဆိုင်ရာတွေကိုသင်ပြပေးတဲ့ပါရဂူတွေကပြီးတော့ဒီဟာကိုသူတို့ဘယ်လိုပြောမလဲသူများတဲ့ဟာတွေကိုသင်ပြခွင့်မရှိအောင်နော်သူတို့ဘယ်လိုပြောရမလဲလိုင်စင်ယူထားတယ်လို့ပြောရမလားနော်အဲ့လိုမျိုးယူထားတာဖြစ်တယ်သင်ပြခွင့်မရှိဘူးအဲ့တော့အခုဒီနေ့မစနိုင်လာသင်ပြပေးတယ်ဆိုတဲ့နေရာမှာပတ်စံယူပြီးသင်ပြခွင့်မရှိဘူးကွာပြောမယ်ဆို
ပတ်စံယူပြီးတော့မှတင်တန်းချေးယူပြီးတော့တင်ပြခွင့်မရှိဘူးဒီနေ့မဆုနိုင်လာတင်ပြပေးတာ free ဖြစ်နေလို့အလကားအခမဲ့တင်ပြပေးတာမို့လို့ပတ်စံယူပြီးတင်ပြပေးလို့မရဘူးသူတို့ကပတ်စံယူပြီးတော့တင်ပြပေးနေတဲ့တင်တန်းပွင့်စားနေတဲ့သူတွေကိုယ်တိုင်ကစိတ်ပညာရက်ခေါင်းဆောင်တယောက်ချင်းစီလူတွေကကိုအားနဲ့ရှိဆိုပေမဲ့ဒီလိုတင်တန်းနေမှာဥမာကွာနိုင်ငံတနိုင်ငံကိုအုပ်ချုပ်နေတဲ့သူကိုဘယ်သူကသွားထောက်ပြမလဲဟုတ်တယ်မလားစီးပွားရေးမြင်နေတဲ့သူကိုဘယ်သူကသွားထောက်ပြမလဲကုမ္ပဏီရဲ့ CEO တွေကိုဘယ်သူကသွားထောက်ပြမလဲကုမ္ပဏီပိုင်ရှင်တွေကိုဘယ်သူကသွားထောက်ပြမလဲဒီလိုပညာရက်တွေကပဲထောက်ပြရတာဖြစ်တယ်ဒါကြောင့်ဒီပညာရက်ဟာဘယ်လောက်ထိအရေးကြီးလဲဆိုရင်မိတ်ဆွေတို့ရဲ့ဘဝမှာဒီလိုပြုပြင်ပြောင်းလဲနိုင်တယ်ဆိုကိုယ့်ဘဝကိုအမြင့်ဆုံးထိပြန်တန်းနိုင်တယ်နော်အောင်မြင်တဲ့သူတွေထိဖြစ်အောင်ကိုမြင့်တင်နိုင်ရှိတယ်ဒါကြောင့် success small စီးပွားရေးမှာမိတ်ဆွေတို့ကိုအစွမ်းကုန်ပြန်တန်းခွင့်ရှိတဲ့ပညာရက်တွေကကြိုးစိုးစေဖြစ်လို့မိတ်ဆွေတို့ဒီနေ့လိုသင်တန်းမျိုးတွေအများအားသင်ယူကြမယ်လို့ပြောရင်းနဲ့နောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြမယ်ချင်းကျေးဇူးအများကြီးတင်ပါတယ် MC ချောချောလေးကိုစင်မြင့်ပေါ်ဖိတ်ခေါ်ပါတယ်ရှင်ကလူတိုင်းတွေ့ခွင့်ရှိခုနောက်ပြန်နေတဲ့ကဘာခက်ခဲတော့ဘဝဒီလာချင်းမစလာဝတ်တော့လက်ခောက်တဲ့နေရာလေးကြားချင်ပါလေခင်ဗျာโอเคပါဒီနေ့ကျွန်တော်တို့အတိတ်လည်းလောက်သွားပြီဆိုတော့တော်တော်လေးလည်းကျွန်တော်တို့ပညာရသွားမယ်ဆိုတာယုံကြည်ပါတယ်ဒီနေ့မှာကျွန်တော်တို့ဒီပညာရက်ကိုတကယ်ဟိုမှအသေးစိတ်ကျွန်တော်ပြန်ပြီးတော့ရှင်းပြပေးတဲ့အတွက်သင်ပြပေးတဲ့အတွက်ဒီတာအီမတ်စုတိုင်ဝင်းကိုကျွန်တော် World Home Project မှာကြီးစုတဲ့မိတ်ဆွေများအားလုံးရောဒီခမ်းမထဲမှာရှိတဲ့မိတ်ဆွေများအားလုံးရဲ့ကိုစားကျေးဇူးအများကြီးတင်ပါလို့ပြောကြားချင်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့အနေနဲ့ပညာရက်ရသွားပြီဆိုတော့ကျွန်တော်ထပ်ပြီးတော့စူးစမ်းဖို့ပဲကြံပြီဟုတ်လားခင်ဗျဒါဆိုတော့ကျွန်တော်တို့အနေနဲ့ဒီနေ့စူးစမ်းဖို့အတွက်ဆိုရင်တော့အချိန်တွေကတော့အများကြီးစောက်စရာမလိုတော့ဘူးအခုပဲကျွန်တော်စတင်လိုက်ရအောင်ခင်ဗျအဲ့တော့အခုလည်းစတင်မယ်ဆိုတော့ကျွန်တော်တို့ Success Small ရဲ့ကျွန်တော်တို့ network မှာအကောင်းဆုံးရောင်းအားတိုးတက်ဖို့အတွက်ကိုလည်းကျွန်တော်ဒီနေ့ကုမ္ပဏီကစီစဉ်ထားပေးတဲ့ promotion လေးတွေကိုကျွန်တော်အမြန်ဆုံးဒီနေ့တိုက်တွန်းနှိုးဆော်ဖို့မလိုအပ်ဘူးလားခင်ဗျာလိုအပ်ပါတယ်အဲ့တော့ဒီနေ့ဓာတ်ပုံလေးမှာတွေ့ရတဲ့အတိုင်းပဲကျွန်တော်တို့ဒီဒါကတော့အများကြီးပြောစရာမလိုတော့ဘူးเนาะဒီနေ့ကျွန်တော်တို့ဓာတ်ပုံတွေ online မှာလည်းပြန့်နေပြီဂလူတွေမှာလည်းပြန့်နေပြီဆိုတော့ကျွန်တော်တို့ပို့ပြီးတော့စူးစမ်းရမယ်ပို့ပြီးတော့ကျွန်တော်ဆက်တွေ့ရမယ်ဒါဒီ promotion ကတော့မနှက်ဖြန်တရက်ပဲကြံပြီเนาะဒီဥစ္စာကြတော့မနှက်ဖြန်တရက်ပဲယုံကြီးမှာ Diamond မယမင်းရှိတယ်เนาะအချိန်မီဆက်တွေ့သွားလို့ရသူကယုံကြီးမှာမော်ချစ်ယုံချုပ်ကြီးမှာဝယ်တာဆိုတော့ဒီယုံမှာဝယ်လို့မရဘူးတော့ဘယ်ယုံပဲတွားထုတ် online ပေါ်ပဲပို့ Diamond မယမင်းကိုဓာတ်ရိုက်ဆက်တွေ့ပြီးတော့အခုညီတောင်းနိုင်တယ်မယူရလွင်လို့လည်းရှိတယ်เนาะအဲ့တော့ကျွန်တော်တို့အဓိကအရေးကြီးဆုံးချက်တော့နောက်ထပ် promotion တော့ရှိပါသေးတယ်เนาะရေမွေးတို့ဘာလို့အောက်မှာကတ်ထားတာရှိပါတယ်အဲ့တော့အဓိကတော့ကျွန်တော်တို့ Success Small မှာအခုလိုမျိုးအောင်မြင်မှုသွားတဲ့လမ်းကြောင်းတစ်ခုမှာဒီလိုမျိုးပညာရက်ရည်သင်တယ်လို့မျိုးကုမ္ပဏီပိုင်ရှင်သင်ပြပေးတဲ့ပညာရက်ရောမသင်ယူချင်ဘူးလားခင်ဗျသင်ယူချင်တယ်အဲ့တော့ဒီနေ့စတက်ယူဟာ business ဝေးဝိုင်းဆိုတဲ့ဝိုင်းပွဲကနောက်လ4လပိုင်း20ရက်နေ့မှာရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အများကြီးမပြောပြတော့ပါဘူးဗီဒီယိုဖိုင်လေးကိုအသေးစိတ်ကြည့်ရှုလိုက်ကြရအောင်လားခင်ဗျာสิ่งที่อยู่ลึกที่สุดในชีวิตของมนุษย์วงจรที่ลึกที่สุดเราเรียกว่าวงจร Y เมื่อคุณมี Y คุณก็จะสามารถสร้างความสำเร็จไปสู่ผลงานระดับที่เป็นตำนานได้เพราะชีวิตมนุษย์ทุกคนต้องการมีสมดุลระหว่างสิ่งที่อยู่ข้างในกับสิ่งที่อยู่ข้างนอกโลกภายในสร้างโลกภายนอกเพราะความเชื่อจะมีผลต่อพฤติกรรมที่เราทำหรือไม่ทำพฤติกรรมต่อความทุ่มเทหรือไม่ทุ่มหรือแล้วแต่เกิดจากความเชื่อของเราและมีคำพูดบอกว่านิสัยที่คุณทำบางสิ่งคือนิสัยที่คุณทำทุกสิ่งชีวิตที่เริ่มต้นสร้างความสำเร็จมันมาจากวันที่คุณบอกว่านับจากวันนี้ไปชีวิตฉันรับผิดชอบเอง
นับจากวันนี้ไปชีวิตกูรับผิดชอบ100%โว้ยฝันที่เรามีนั้นฝันนั้นต้องเป็นจริงหัวใจไม่เคยท้อ